ပရိသတ်တွေအားလုံးပဲမင်္ဂလာပါခေတ် Entertainment Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel အောင်ဆိုရင်တော့ပရိသတ်တွေနားဆင်ဖို့အတွက်တိုင်းဆက်လက်ကောင်းတွေကိုဆက်ဆက်မပြတ်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်ဒီကနေ့မှလည်းပရိသတ်များနားဆင်ဖို့အတွက်စာရေးသူဝင့်ကျွေရဲ့အစိတ်လက်တဲ့တရေမျက်နှာလိုမြည်ရတဲ့တိုင်းဆက်လက်ကောင်းလေးရဲ့စာစုံလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဘလို့စိတ်ဝင်စားဖို့ရကောင်းတဲ့တိုင်းဆက်လက်ကောင်းလေးတစ်ပုဒ်ဖြစ်မလဲဆိုတာကိုတော့ပရိသတ်ကြီးအားကျမနဲ့တူတူလိုက်ပါလို့နားဆင်ပေးပါအောင်ရှင်။တာကူမြို့နယ်မိုင်းနဲ့ဆက်ကကောင်းဝေးတဲ့ခြေရှားရွာလေးဖြစ်ပါတယ်။မျက်နှာပေါ်မှာကက်လက်ပြက်ဓာတ်ထန်ရခြင်းနဲ့အယုတ်ဆိုးကြီးတန်းလာအောင်လူကြီးတယောက်ဟာကျင်းရွာတွင်တွက်လက်တဲ့ခြေလမ်းနေနဲ့ရောက်လာပါတယ်။မျက်နှာမှာယုတ်ဆိုးလွန်းတဲ့အတွက်ရုပ်တရက်မြင်လိုက်ရသူတိုင်းထိတ်လန့်တုန်လှုပ်သွားကြတယ်။ဝေးရောက်ကိုလည်းရှောင်းလို့သွားကြတယ်။ဒါမဲ့ထိုလူကြီးရမို့ဘသူ့မှကိူမဆိုင်အလေးမထားပဲလမ်းမေးဝဲရောက်ကိုသာကြည့်ရှုရင်ခြေလန်းတွတ်တွတ်နဲ့သွားမြဲသွားနေပါတယ်။စားတောက်ဆိုင်တစ်ခုရှိကိုရောက်တဲ့အခါလူရုပ်ဆိုးကြီးကခက်တီတီနဲ့ဆိုင်တွဲဝင်သွားတယ်။ဆိုင်မှုထမ်းလေးမှာထိုလူကြီးရဲ့မျက်နှာကိုကြည့်ပြီးအကြောင်းရွံ့နေပါတယ်။တာဝန်ရမလွဲမဆောင်တာတဲ့အတွက်လူကြီးနဲ့မလန်မကန့်ကိုကြည့်ကပ်သွားပြီးရိုးရိုးသေးသေးမေးလိုက်တယ်။ဆိုင်ဘာသုံးဆောင်မှာမလဲဗျ။ပင်လယ်ကနန်းပေါင်းတစ်ပွဲခရုတ်တုတ်တစ်ပွဲကြက်ကောင်လုံးတစ်ပွဲပြီးတော့အရုပ်တစ်လုံးဥယျာဉ်ဆိုးကမှားလိုက်တယ်။နှုတ်ကစားတောက်လို့တဲ့ဟင်းနေရာတွေကိုမှာကြားလိုက်တော့လဲမျက်လုံးနေရာမို့စိုက်တွဲရှိလူတွေကိုအကဲခတ်ကြည့်ရှုနေရဲ့တစုံတယောက်ကိုရှာဖွေနေခြင်းဖြစ်အတူတဲ့စိုက်တွဲနေရာနှံ့ပြောင်းကိုကြည့်ရှုပြီးတဲ့အတိုင်းရှာဖွေနေရသူကိုတွင်းမြင်ဟန်မရှိစိတ်ပြက်တဲ့မျက်နှာထားနဲ့ခေါင်းကိုဖြင်းချင်းစွာခါရမ်းလိုက်ပါတယ်။နောက်စပွဲတို့လေလာချပေးတဲ့ဟင်းနေရာတွေကိုညီရဲ့အရက်ကိုတစ်ခွက်ပြီးတစ်ခွက်ငဲတောက်နေရဲ့မကြမီရက်တအိုးကုန်းသွားတဲ့အတွက်နောက်တအိုးမှတောက်ပြန်နေဒါမဲ့သူ့ပုံကလုံးဝမူးဟန်မရှိခြင်းထိုစဉ်သူ့ရှိစပွဲကပေါ်အရက်ခွက်တစ်ခွက်စောင့်ကြည့်အောင်ချင်းစောင့်ချလိုက်တယ်ဥယျာဉ်ဆိုးကြီးကမျက်နှာပေးပြီးမောကျင်းလိုက်တယ်ဤတွင်ရက်ခွက်ကိုစောင့်ချလိုက်တယ်အဖြူရောင်ပိုးဝက်လူငယ်ကလေးတန်းမောဆက်ဆက်နဲ့ပြောတယ်ကျုပ်အရက်တစ်ခွက်တောက်ချင်တယ်ဗျဥယျာဉ်ဆိုးကြီးကအရက်အုပ်ကိုကောက်ယူပြီးထိုသူရဲ့ခွက်တုံငှက်ထည့်ပေးလိုက်ပါတယ်အဖြူရောင်ပိုးတဲ့ဝက်လူငယ်ကအရက်ခွက်ကိုကောက်ကန်လိုက်ချိန်မှာနောက်ထပ်ရက်တစ်ခွက်ကစောင့်ကြည့်အောင်ချင်းရောက်ချပြန်တယ်။ကျုံလည်းတစ်ခွက်တောက်ချင်တယ်။ဦးရောက်ဆိုကြီးကနှုတ်ဆက်မြဲနှုတ်ဆက်နေပါတယ်။ရောင်းလာတဲ့ရက်ခွက်တဲဟောအရက်တွေကိုကြီးကြီးပြူပြူပြီးငှက်ထက်ပေးလိုက်ပြန်တယ်။သူတို့တိုက်ပြီးကျုပ်ကမတိုက်ရင်တော့ပြဿနာပဲဗျ။ထိုစဉ်ခွက်ဆိုတဲ့အတန်းနဲ့တူစကားတန်ထွက်ပေါ်လာတယ်။ဦးရောက်ဆိုကြီးအရက်အိုးကိုင်းရင်ငိုင်းသွားတယ်။သူရှေ့မှာတတိယမြောက်ရောက်လာတဲ့အနီရောင်ဝက်လူငယ်ကိုစိုက်ကြည့်လိုက်ပြီးအရက်အိုကိုမြောက်လျက်ဖန်ခွက်တဲကိုငှက်ထည့်ပေးလိုက်ပြန်တယ်။ဒါမဲ့သူ့မျက်နှာမှာနှင်းငယ်ခက်တန်တဲမှလာတယ်။ဒေါသထွက်စားပြုတ်လာတဲ့သဘောပင်ပြဿနာကိုရှောင်လို့တဲ့အတွက်ကြောင့်မျိုးသိမ့်တီးခံနေရဟန်တူတယ်။ရုပ်တရက်လူငယ်၃ယောက်ဟာဥယျာဉ်ဆိုနှိမ့်ချလောင်ပြောင်တဲ့သဘောနဲ့တဟာဟာရှိမောလိုက်တယ်။ဥယျာဉ်ဆိုကဝိုင်းဆက်တဲ့မျက်လုံးနဲ့လူငယ်တွေကိုမောကျိလိုက်ပြီးနောက်ခင်းခနဲ့တပြင်းချလိုက်ပါတယ်။အဲနောက်အရဲဦးကိုနှက်ခမ်းမှာတင်းလျက်မောတောင်းလိုက်တယ်။အရက်ဦးတွင်မှရက်တရာပလုံစီထားလျက်လဲချောင်းတွေကိုစီးဝဲသွားတယ်။ဥယျာဉ်ဆိုကြီးကအရက်တွေကိုအတန်မီအောင်မြှိုချလိုက်တယ်။အဲ့ဒီချိန်မှာရွှေရောင်ကိုကြက်ဝစ်စုံဝစ်ထားတဲ့လူတယောက်သူ့ရှေ့ကိုရောက်လာပြန်တယ်။ဥယျာဉ်ဆိုကြီးမျက်မှောင်ကုတ်သွားတယ်။ဘာလဲ။မင်းကလည်းငါးစီကအရက်တစ်ခွဲတောက်ချင်သေးလို့လား။ရွှေရောင်ဝစ်စုံဝစ်လူငယ်ကပြုံးစီစီနဲ့ကောင်းကြီးပြရဲ့သူ့ရဲ့ဖန်ခွက်ကိုစပွဲကိုစောင်းချလိုက်တယ်။ဥယျာဉ်ဆိုကြီးကလောင်မျိုးတစ်ချက်ပြုံးလိုက်ပြီးဆိုတယ်။အဲ့ဒါဆိုမင်းတော့ကြသွားပြီအရက်ကငါတောက်ပြလို့ကုန်ပြီကွာအဲ့လောက်ပြောပြီးတော့အရက်ဦးလွတ်ကိုမောက်ပြလိုက်တယ်အဲ့နောက်ကိုင်းထားတဲ့လက်ကိုလွတ်လိုက်တယ်အရက်ဦးကကျန်းငယ်မော်ပြုတ်ကျသွားတယ်ရှေအောင်ဝစ်ဆောင်ဝဲလူငယ်ကကွဲကွာတဲ့အရက်ဦးကိုမကြိတ်ပဲဥယျာဉ်ဆိုကြီးရဲ့မျက်နှာကိုမမိတ်မတုံကြည့်ရဲ့အေးဆက်ဆက်လေးတန်းနဲ့ပြောတယ်ကုံသွားရင်ထပ်ဝင်လိုက်ပါဟင်ဥယျာဉ်ဆိုမျက်လုံးပြူးသွားတယ်မင်းတို့စီကတထောင်းစားတွေရဲ့တောင်ရဲစားတော့ပေါ်ကခရဲရဲမှလားကွာတကယ်လို့ငါထပ်မဝဲဘူးဆိုရင်တော့ကွာကျုပ်တို့တောက်ချင်မေးဆိုရင်တောက်ရမှကျိန်းတတ်တာဗျတကယ်လို့မတောက်ရဘူးဆိုရင်တော့ရွှေရောင်လူငယ်ကပြောတယ်စကားဆုံးမှလက်ထဲကင်ထားတဲ့ဖန်ခွက်ကိုညှက်လိုက်တယ်ဖန်ခွက်မှာလက်ထဲမှာကွက်လေးရဲ့ကျိန်းမော့သွားတယ်လူငယ်ကလက်ဝါးကိုဖြည်းဖြည်းချင်းဖြတ်လိုက်တဲ့အခါဖန်ခွက်ကွဲအမုံစတွေဟာစိုင်ကျန်းခင်းမော်လွင့်ကြကုန်နေဆဲဆဲလူငယ်ကသူ့ရဲ့တွင်အားကိုပြလဲဥယျာဉ်ဆိုကြီးကိုချင်းချောက်လိုက်ခြင်းဖြတ်ပါတယ်သူ့ရဲ့ရဲမတရဲ့ဥယျာဉ်ဆိုကအမုတ်ဖြစ်အောင်ချိတ်ပြစ်မယ်လို့တော်ဝိုက်ပြောကြမယ်
ဒါမဲ့ဥယျာဉ်ဆိုကြီးကတုံလုံးဟန်မရှိခြင်းတင်းငိမ့်စွာပဲထိုင်မြဲထိုင်ရင်လူငယ်လေးယောက်ကိုမေးလိုက်တယ်မင်းတို့ကဘာလုပ်နေလဲဘာဖြစ်လို့ငါ့ကိုရန်လာစတာလဲအပြူအောင်ဝင်းဆောင်ဝဲလူငယ်ကလည်းကောင်းစွာပြန်ပြေတယ်ကျုပ်တို့ဓာတ်ကြီးလေးပါနှက်သားလေးယောက်လို့ခေါ်ပါတယ်ကျုပ်ကလေးနှက်သားပါသူတို့ကတော့ရေနှက်သားမြေနှက်သားနဲ့မီးနှက်သားပါလေးနှက်သားရဲ့စကားဆုံးပါရေရောင်ဝင်းဆောင်ဝဲရေနှက်သားဝင်ပြောလိုက်တယ်ခမည်းကိုကျုပ်တို့ရန်စတာတော့ခမည်းရဲ့တိုင်းမျက်နှာဆွဲကိုစမ်းသက်ချင်လို့ပါဥယျာဉ်စိုးကြီးကထောက်မိတယ်ဘာကျိုးရှိမှမို့လို့လဲအနေအောင်ဝဲထားတဲ့မီးနှက်သားပြောတယ်တန်ရတန်သေးပါခမည်းနိုင်ရဲ့ကျုပ်တို့လေးယောက်အသက်ကိုရှားမယ်ကျုပ်တို့နိုင်ရဲ့ခမည်းသိမယ်လေးယောက်တဲ့နဲ့တယောက်ထည့်ရဲ့အသက်ကိုလဲဖို့ပါမင်းတို့ကဘာကြောင့်ငါ့ကိုတေးစေချင်နေရလဲအညိုရောင်ဝင်းစုံဝဲမြင်းနဲ့တောင်ဝင်းပြောတယ်ခမည်းเจ้าမောင်လွဲထားတဲ့တည့်ရဲ့အိတ်ကိုလိုချင်လို့ပါအဲ့ဒီထဲမှာစိတ်ရွှေအများများပါလာတယ်လို့ကျုပ်တို့သတင်းရထားပြီးပါပြီဥယျာဉ်ကျိုးကြီးကအာပါတရရေမောလိုက်တယ်မင်းတို့ကရိုးရိုးတရောင်းစားတွေလို့ထင်နေရလက်ဆက်သက်တော်မင်းတို့ကလူသက်တပြားတိုက်ပဲလောက်တက်တဲ့တရောင်းစားတွေဖြစ်နေအောင်ကွာကောင်းကွာတိတ်ကောင်နတ်သားလေးယောက်ကနှုတ်ပိန်နေကြတဲ့ဥယျာဉ်ဆိုကြီးကဆက်ပြောတယ်တကယ်တော့မင်းတို့နတ်သားလေးယောက်လို့မခေါ်သင့်ဘူးကွာခေါ်ချင်းခေါ်ရဲ့မိစ္ဆာနဲ့ဆိုလေးကောင်လိုပဲခေါ်တဲ့နေအပြူရောင်လေးနဲ့တောင်စိတ်မရှိနိုင်တော့ပဲလေးတန်းမဆက်ဆက်နဲ့ပြန်ပြောတယ်ခေါ်ချင်းတလို့ခေါ်ပါဘလို့ပဲခေါ်ခေါ်နာမည်အကြောင်းမဟုတ်ပါဘူးအတိကခမည်းနဲ့ကျုပ်တို့ကတိုက်ကြဖို့ပါပဲအနီယာဝက်မီနဲ့သားလည်းဝင်ပြောတယ်ဟုတ်တယ်ဥယျာဉ်ဆိုကြီးတေမာကြောက်ပြီးတော့ဟိုလျှောက်ပြောဒီလျှောက်ပြောနဲ့သွေးယူသွေးတန်းနေပြောမနေနဲ့ကျုပ်တို့နဲ့တိုက်ဖို့သာပြင်ပါဥယျာဉ်ဆိုကြီးကထားရမှဖြင်းချင်းစွာထားရလိုက်တယ်တိုက်မှာပါစိတ်ချပါဒါမဲ့ဒီဆိုင်ထဲမှာတော့မတိုက်ချင်ဘူးနေရကျင်းနဲ့လူ9ယောက်လွတ်လွတ်လပ်လပ်တိုက်ဖို့မဖြစ်နိုင်ဘူးပစ္စည်းတွေကျိုးပဲ့ပျက်စီးကုန်ရင်လေဆိုင်ရှယ်ကိုထိခိုက်နိုင်တယ်ဘေးကစားတောက်နေတဲ့လူတွေကိုအနောက်ရှက်ပေးတယ်လို့ဖြစ်နိုင်တယ်အကောင်းဆုံးကဆိုင်ရှယ်မြေခွက်လက်ပဲလွတ်လွတ်လပ်လပ်တိုက်လို့လဲရတယ်ဘသူ့ဟိုမှလည်းမထိခိုက်ဘူးဘယ်နဲ့လဲရွှေရောင်ရင်းနဲ့သာလင်းမြန်စွာသဘောတူလိုက်တယ်ကောင်းတယ်ဥယျာဉ်ဆိုကြီးကစားတောက်ခဖြင့်ငွေတုံးတုံစပွဲပေါ်တင်ပေးလိုက်ပြီးနောက်ဆိုင်ပြိုတင်းငိမ့်စွာရှောက်သွားတယ်နတ်သားလေးယောက်ကသူ့နောက်မှစီတန်းလျက်ရှိတယ်ဆိုင်တွဲမှလူတွေကဥယျာဉ်ဆိုကြီးတို့ရဲ့ရံပွဲကိုစိတ်ဝင်တစားနဲ့စားတောက်ခတွေကိုအမြန်ရှင်းပေးပြီးဆိုင်ပြိုထွက်လိုက်သွားကြတယ်တယောက်သောသူကထိုရံပွဲကိုစိတ်ဝင်စားဟန်နဲ့တောင်လဲဆောက်ရက်ကိုမြင်ပြီးစိန်ခံတောက်နေတယ်ကြီးမကျဲပြက်နဲ့မျက်ခမောက်ဝိုင်းကိုစောင်းထားရတဲ့သူ့ရဲ့မျက်နှာရုပ်တရက်မမြင်ရဆဲဆဲထိုးသူကရွှေလံပြန်တိုင်းသမားချင်းဟုန်ဖြစ်ပါတယ်ဝိညာဉ်ဝဲသူရဲ့တရင်ကိုလေးလာစုံတဲ့ရမြို့စင်ရွာနဲ့ခရီးဆိုင်ရဲ့ထောက်လန်းနေတဲ့ချင်းဟုန်ဖြစ်တယ်သူဟာဝိညာဉ်ဝဲသူမှတပါအကြမြေတိကိစ္စကိုမှစိတ်ဝင်စားငရှင်ချင်းဆက်ကိုသူဖြစ်ညက်မြရဲ့အရက်မြင်းဆက်လျက်စီစဉ်ခံနေပါတယ်အချိန်ကနေမိုးတက်လူအချိန်ဖြစ်တယ်အချိန်ကနေမိုးတက်လူအချိန်ဖြစ်ပါတယ်နတ်သားလေးယောက်ဟာဆိုင်ပြုံရောက်တာနဲ့ဥယျာဉ်ဆိုကြီးကိုဝိုင်းရံလိုက်တယ်ဥယျာဉ်ဆိုကြီးကလည်းခုခံရအသေးနေထားနဲ့ရှိနေတယ်ခမည်းကြီးတက်မသေးချင်းကျုပ်တို့ပစ္စည်းတွေပေးခဲ့ပေးပါဒါမှမဟုတ်ရင်တော့တမလို့ဘွားရမှနောင်တရလိုက်မယ်လင်းနဲ့သားရဲ့စကားကြောင့်ဥယျာဉ်ဆိုကြီးဒေါသထွက်သွားတယ်အပိုတွေပြောမနေနဲ့မင်းတို့သာငါ့ကိုနိုင်အောင်တိုက်ငါတေးငါပစ္စည်းရမယ်ဒါမှမဟုတ်ရင်တော့မင်းတို့တေးဖို့သာပြန်ထားပြီးတော့ငါတော့မင်းတို့တက်ချင်စိတ်တွေတဖွာဖွာပေါ်နေပြီကွာကောင်းပြီလေခမည်းဒီလောက်တောင်တေးချင်နေတော့ကျုပ်တို့ကတက်ပေးရမှာပေါ့ပြောဆိုဆိုနဲ့နတ်သားလေးယောက်ကနက်လက်ဖွာမုံတိုင်းအားတိုင်းခွက်ကိုအသုံးပြုလို့စတဲ့တိုက်ခတ်တယ်တိုင်းခွက်မှာပြောနေမှာအပူနဲ့အေးလေးမျိုးပေါင်းဆက်ထားခြင်းဖြစ်တယ်ရေပက်မွေအောင်ဆေးဆက်တဲ့တိုင်းခွက်မျိုးပဲခဏကျဲမှာမယ်မုံတိုင်းငယ်တစ်ခုတော့ပွဲကျန်တဲ့ပြင်းထန်လာပါတယ်ဥယျာဉ်ဆိုကြီးကတဲ့ရွယ်ကြီးရနေပြီဖြစ်တော့လေတိုက်ခိုက်မှုမှာအလွန်ပြင်းထန်နေစေဖြစ်တယ်လက်နှစ်ဖက်မှာထက်မြက်တဲ့ဓာတ်နဲ့လက်ပမာဖြစ်နေရဲ့နတ်သားလေးယောက်ရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေကိုပုခါတီကရှောင်းတင်းလျက်တုံပြန်တိုက်ခိုက်သွားသည်မှာတွေးကြုံရင်းချက်ပြီးတိုင်းမြညာထက်မြက်မျိုးကိုဖော်ပြနေရဲ့ရွှေအောင်နတ်သားလေးဟာဥယျာဉ်ဆိုကြီးရဲ့ဥကောက်ခုံပြန်လို့ကန်လိုက်တယ်ဥယျာဉ်ဆိုကြီးကဘယ်ဘက်ကိုရှောင်းတင်းလိုက်စေအနီအောင်မီးနတ်သားဟာခုံဝင်ရောက်ရှိလာပြီးတော့လက်ဝါးနဲ့လျှက်တစ်ပြက်ရိုက်ချလိုက်တယ်ဒါမဲ့ဥယျာဉ်ဆိုကြီးကိုမထိမီးနတ်သားရဲ့လက်ကိုဖမ်းဆုပ်ဆွဲဟန်ပြုရင်ခုံထွက်ရှောင်းတင်းသွားတယ်အပြူရောင်လေးနတ်သားကဥယျာဉ်ဆိုကြီးခုံထွက်သွားရနောက်ကိုလိုက်ပါသွားပြီးတော့ကျုံးကိုလက်ဝါးနဲ့ရိုက်တယ်တပြိုင်တည်းလိုပဲအညိုရောင်မြင့်တဲ့သားလည်းဘဲညာခြေထောက်ကိုအဆုံးသုံးပြုလျက်ဥယျာဉ်ဆိုကြီးကိုတိုက်ခတ်လိုက်တယ်ဥယျာဉ်ဆိုကြီးကလည်းအဲ့လိုတအူးကိုတအူးအရှော့မပေးတဲ့တိုက်ခတ်ရင်တိုက်ပွဲရှင်အောင်မြင်တဲ့မြင့်လာတယ်
ရွှေလံပြန်တိုင်းသမားချင်းဟုံဌာနီရဲ့ခုံမှာပြတဲ့မောင်နီးမှာပြက်တဲ့အတွက်ကြောင့်ဥယုတ်စိုးကြီးနဲ့နတ်သား၄ယောက်တို့ရဲ့တိုက်ခတ်ပွဲကိုထင်းထင်းရှားရှားမြင်နေရတယ်။ဥယုတ်စိုးကြီးရဲ့တေးကွင်းသွေးကွက်ကိုဥတီတိုက်ခတ်နေတဲ့နတ်သား၄ယောက်ရဲ့စူပေါင်းတိုက်ခွက်တွေမှာကြောက်ကမန်းလေးပြင်းထန်လာတယ်။ဥယုတ်စိုးကြီးရဲ့တိုင်းမြညာလိုစွာကောင်းမွန်နေတဲ့အတွက်လုံမြောက်နေခြင်းဖြစ်တယ်။ဒါမဲ့ဥယုတ်စိုးကြီးရဲ့တုံ့ပြန်တိုက်ခိုက်မှုတွေဟာစံပြပြီးတော့ကြောက်မဲ့ဖွယ်ကောင်းတယ်လို့ထင်ရတော့လေပြင်းထန်အားပါခြင်းမရှိလာပြီ။တကယ်တမ်းဥယုတ်စိုးကြီးဟာတိုက်ခိုက်မယ်ဆိုရင်နတ်သား၄ယောက်မှာအခုလိုဆက်လက်တိုက်ခိုက်နိုင်တော့မည်မဟုတ်ပြီ။ဘယ်အတွက်ကြောင့်ရန်စစော်ကားလာသူတွေကိုညတာတိုက်ခိုက်နေရတာလဲ။စင်စင်ဥယုတ်စိုးကြီးမှာမြေပြတ်တိုင်းသမားတယောက်မဟုတ်ပြီ။ပျောက်ဆုံးနေတဲ့လူတယောက်ကိုမြေပြတ်မှာလာရှာသူတယောက်ဖြစ်တယ်။သူကမလို့အဖက်ရသူတိုးပွားလာမှမလို့လားသူရှာနေတဲ့သူတွေ့ရတာတိကောင်မြေပြတ်မှာလူတွေကပြဿနာမဖြစ်ကြ။ဒါကြောင့်ညညတတာတိုက်ခိုက်နေခြင်းဖြစ်တယ်။ခက်တာနတ်သား၄ယောက်ကသူ့တသက်မဲမဲတိုက်ခိုက်နေလောဘရမဲစောင်းတိုက်နေတဲ့ထို၄ယောက်ဟာပြက်ပြက်သားသားဖြစ်မပေါ်မချင်းအပြင်းထန်ဆက်တိုက်နေမှသိကြတယ်။ဒီလိုဆိုရင်တော့သူ့အနေနဲ့အစွမ်းကုန်ပြန်တိုက်ခိုက်ရုံမှတပါအခြားရွေးစရာလည်းမရှိတော့ဥယုတ်စိုးကြီးအောင်စိတ်ပြက်လက်ပြက်နဲ့တက်ပြင်းလေးဘူးတစ်ချက်မှုတ်ထုံးလိုက်ပြီးနောက်အတွင်းအောင်ကိုလက်ပြားမှာစူးစီးလိုက်တယ်။အဲ့နောက်လက်ချောင်းတွေကိုဖြင်းညင်းစွာဆန့်ထုတ်လိုက်တယ်။လက်ချောင်းတိုင်းမှာလက်သေးရှည်တွေရှိနေပြီးတော့လက်သေးတွေမဲနဲ့နေပါတယ်။လက်နှစ်ဖက်ကိုလက်နဲ့တပွဲအသုံးပြုလျက်ဥယုတ်စိုးကြီးကနတ်သားလေးယောက်ရဲ့တိုက်ခိုက်မှုကိုတုံပြန်တိုက်ခတ်လိုက်တယ်။အဲ့ဒီချိန်မှာစလို့တိုက်ပွဲရဲ့ချိန်ဟာအမြင့်ဆုံးရောက်ရှိသွားတယ်။နတ်သားလေးယောက်ရဲ့တိုက်ခိုက်မှုမြန်တဲ့ပင်ဥယုတ်စိုးကြီးရဲ့တိုက်ခိုက်မှုမှာပိုလို့မြန်လာတယ်။ရွှေလံပြန်ချင်းဟုတ်လို့အစိမ့်မြဲတိုင်းသမားတယောက်ပင်ဘလို့ပဲပုံခုခံတိုက်ခိုက်နေကြတယ်လို့ပြတ်သားစွာမခွဲခြားနိုင်အောင်မင်းရောထွေးရှုပ်ပွားလာတယ်။လူရိတ်လူရောင်နေရောဆက်နေတယ်။ထိုစဉ်ချင်းဟွန်ရဲ့နောက်ကျောဘက်မှာအတန်တန်ပေါ်ထွက်လာတယ်။အစိတ်တရဲ့လက်သေးအဲ့တန်နဲ့တပြားနေမှာပဲနာကျင်မှုကြောင့်အော်ဟင်ကြီးတွားလိုက်တဲ့အတန်ထွက်ပေါ်လာတယ်။လက်သားလေးယောက်နဲ့အညိုရောင်မြင်းနဲ့သားနဲ့အဖြူရောင်လေးနဲ့သားတို့ပြင်းထန်စွာဒဏ်ရာရသွားတဲ့အတွက်ကြောင့်အော်ဟင်လိုက်ခြင်းဖြစ်တဲ့တိုက်ပွဲရုပ်ချိပင်ရတက်သွားတယ်။ရွှေရောင်နဲ့သားနဲ့အနီရောင်မင်းနဲ့သားတို့ဟာဥယုတ်စိုးကြီးအားဆက်လက်တိုက်ခတ်ခြင်းမပြုဘဲနောက်ကိုခုံဆောက်သွားတယ်။သူတို့အားကိုတဲ့စုစုပေါင်းတိုက်ကွက်မှာပြတ်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဆက်လက်မတိုင်ဝန်းတော့ခြင်းဖြစ်တယ်။ဥယုတ်စိုးကြီးကလည်းဆက်လက်တိုက်ခတ်ခြင်းမပြုဘဲတန်ရမရပဲမမရနေနိုင်သေးတဲ့နတ်သားနှစ်ယောက်ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေပါတယ်။တစ်ချိန်လုံးမောင်မယ်ဝင်နေခဲ့တဲ့နတ်သားနှစ်ယောက်မှာအစိမ့်မရှိတော့တဲ့မွေးတကောင်လိုခေါင်းဆင်းညှိတဲ့လက်ရှိနေဥယုတ်စိုးကြီးအောင်စိတ်ပြက်လက်ပြက်နဲ့တက်ပြင်းလေဖို့ဒုတိယချိန်မှုတ်ထုတ်လိုက်ပြန်နေသူရဲ့ညာလက်ကိုလည်းအင်ဂျင်ရင်ဘတ်တွေထိုးသွင်းလိုက်တဲ့ထိုညာလက်ပြန်ထွက်လာတဲ့အခါအဝေးထုံးငယ်တထုပ်ပါလာတယ်။သူကထိုးထုံးငယ်ကိုနတ်သားနှစ်ယောက်ရဲ့ရှေ့မြေပြင်ပေါ်ပြစ်ချပေးလိုက်ရှင်မင်းတို့ကောင်တွေရဲ့တက်ရအောင်အထုပ်တွေကစိမ့်မုံနဲ့လိမ့်ပြလိုက်အဲ့ဒါဖြည့်စေပဲပြောပြရနဲ့ဥယုတ်စိုးကြီးအောင်နတ်သားနှစ်ယောက်ကိုကြောခံလျက်ထွက်ခွာသွားတယ်။အရက်ကိုမြက်တော့ရဲ့တိုက်ပွဲကိုကြိတ်နေတဲ့ရွှေလံပြန်ချင်းဟုံကအရက်ကွက်ကိုဇပွဲပေါ်ပြန်ချရင်နောက်ကိုလက်မကြည့်ပဲမေးလိုက်တယ်။ခမညာခုနပါပြောရလဲရွှေလံပြန်ချင်းဟုံရဲ့နောက်ဖက်မှာလာရက်သူမှာဆက်စုဘရင်ဖြစ်တယ်။သူကချင်းဟုံရဲ့မေကိုရုတ်တရက်ပြတ်မဖြစ်ပဲတစုံတယောက်ငိုင်းတွေ့စင်းစားရင်ငိမ့်သက်နေတဲ့ကျင်းအောင်ကထပ်မေးတယ်။ရိုးစိုးကြီးနောက်ဆုံးသုံးပြသွားတာအစိတ်သေးလက်သေးလို့ပြောကြတာလား။ဟုတ်တယ်။ဒါဆိုရင်ဒီလူကြီးကဝိညာဉ်ဝယ်သူပေါ့။ဆက်စုဘရင်ရောက်ခေါင်းကိုလေးတွဲစွာခါရမ်းရင်းဖြေတယ်။မဟုတ်ဘူး။ကျင်းအောင်မျက်မှောက်ကုတ်သွားတယ်။ဆက်စုပြင်ဘက်ကိုခန္ဓာကိုလှည့်လိုက်ပြီးခမည်းစကားဘလို့လဲအစိတ်သေးလက်သေးတိုင်းလောက်ကမှအရန်ရှိခဲ့တာမဟုတ်ဘူး။ဝိညာဉ်ဝယ်သူပေါ်လာမှအသုံးပြုတဲ့လက်နဲ့မဟုတ်ဘူးလား။ဟုတ်ပါရဲ့အစိတ်သေးလက်သေးဟာဝိညာဉ်ဝဲသူအသုံးပြုတဲ့တိုက်ကွက်ပါဒါမဲ့လိန်ရှုဝဲကိုတိုက်ခိုက်เสียကြောက်မြင်မှုတဲ့ဝိညာဉ်ဝဲသူဟာဒီလူကြီးလိုထောင်ထောင်မောင်မောင်ထွန်းထွန်းကြိုင်ကြိုင်ကြီးမဟုတ်ဘူးဗျတေးသေးတွတ်တွတ်နွတ်နွတ်နောင်နောင်လေးပြီးတော့လက်သေးတွေကလည်းဒီတက်ရှည်ပြီးတော့ချုံနေဆန်းစုဘရင်ကရှင်းပြတဲ့ချင်းဟုံငိုင်းတွေ့သွားတယ်ခမည်းပြောသလိုဆိုရင်ဒီလူကြီးကဝိညာဉ်ဝဲသူမဖြစ်နိုင်ဘူးဒါမဲ့အသုံးပြုတဲ့လက်နဲ့တိုက်ကွက်ကတူနေရဲ့သူတို့နှစ်ယောက်ဟာတနည်းနည်းနဲ့ပတ်သက်ပုံရှိရမယ်ခဏမှကြာမှချင်းဟုံကပြောလိုက်တဲ့ဆက်စုပြေမှာပါနှက်သူဖြစ်တယ်။ဟုတ်တယ်ဒီလူကြီးနောက်ကိုမျက်ခြေမပြတ်လိုက်ကျင်နိုင်ရဲ့ဝိညာဉ်ဝဲသူကိုခြေရောက်ခံမိနိုင်နေကျုံလိုက်သွားမယ်။အဲ့နဲ့ပြောပြီးတော့ဆိုင်တွဲမှာပြေးလွှားထွက်ခွာသွားတော့တယ်။တိန်ညိုတိမ်မဲတွေအုပ်ဆိုင်မိုင်းဝယ်လျက်ရှိတဲ့ညနေကဲစီးစာချိန်ဝဲလူလူနေဝဲကြီးကအနောက်ဘက်တောင်ဆွဲမှာမဲတန်ငိုင်းမြေလျက်ရှိပါတယ်။အဲ့တန်းပြန်ငှက်သူဟာအနောက်ဘက်မှရှေ့ဘက်ကိုအုပ်စုပြန်ဖွဲ့ပြန်နေကြတယ်။တေးပေဆုံတဲ့ကြားမှာတိုးဝဲဖြတ်တန်းလာတဲ့လင်းနူဝဲရမွှေးပြတ်တဲ့ပန်းရနာနေကိုတဲဆောင်ကျင်းလျက်တိုက်ခတ်နေပါတယ်
လူငယ်နှစ်ယောက်ဟာစိတ်နှုတ်တဲ့လက်ခင်းမြေပေါ်မှာလမ်းလျှောက်ရင်စကားပြောနေကြတယ်။လူငယ်နှစ်ယောက်နဲ့တယောက်မှာယောက်ျားလေးဖြစ်ပြီးတော့တယောက်မှာမိန်းကလေးဖြစ်တယ်။ယောက်ျားလေးမှာရန်ကျွဲပေါက်ဖြစ်ပြီးတော့မိန်းကလေးမှာချန်ရှင်းလေးဖြစ်ပါတယ်။မင်းရဲ့အတွင်းတန်ရတတ်တာပြီဆိုတာတကယ်လားဟင်။ရန်ကျွဲပေါက်ကမေးလိုက်ကြဖြစ်ပါတယ်။မိန်းကလေးချန်ရှင်းလေးကခေါင်းညိတ်ဖြစ်ပြီးတယ်။လွန်ခဲ့တဲ့9ရက်ကကြားညီနောင်ကွမ်နဲ့ကျန်တို့ရဲ့တိုက်ခိုက်မှုကြောင့်မိန်းကလေးချန်ရှင်းလေးမှာတန်ရပြင်းထန်စွာရခဲ့တယ်။အဲ့အတွင်းတန်ရကိုရန်ကျဲမောင်ရဲ့ဖခင်တမားတော်ကြီးရန်ရှဲမောင်ရကုသပေးခဲ့ပါတယ်။တန်ကျေးစည်းတွေတိုင်ကျွင်းရုံမှမကသူ့ရဲ့အတွင်းအားနဲ့ချန်ရှဲလီရဲ့ဝေနာကုသပေးခဲ့ပါတယ်။ဒါကြောင့်ခုကဝေနာတွေလုံးဝပျောက်ကင်းစားပြုတ်နေပြီဖြစ်တယ်။ဒါဆိုမင်းတီကထွက်သွားတော့မှာပေါ့ဟုတ်လား။မင်းဘက်ကိုသွားမှလဲချန်ရှဲလီအဖို့ဖွားဦးရဲ့ညောင်မွေးပန်းစားတောက်ဆိုင်ကိုပြန်သွားမှလား။ချန်ရှဲလီကရှုံးလဲတဲ့မျက်ဝန်းနေနဲ့ရန်ကျင်းပေါက်ကိုမော့ကြည့်လိုက်တယ်။မိမိကိုစူးစိုက်ကြည့်နေတဲ့ရန်ကျင်းပေါက်ရဲ့မျက်လုံးတွေနဲ့စုံမိတဲ့အခါရှဲရွစွာမျက်နှာကိုချက်ချင်းပြန်ငုံလိုက်တယ်။ဘေးမှာချွဲနေတဲ့အတန်လေးနဲ့ပြန်ပြေးတယ်။ကျမအဲ့ဒီကိုပြန်သွားလို့ဘယ်ဖြစ်ပါမလဲ။အကိုလေးရန်ကျဲပေါက်ရဲ့အဘတို့ဆိုင်ကိုပြန်ရောက်သွားတာကိုသိတာနဲ့တပြိုင်နက်တောင်းနေတော့လာနောက်ရှောင်မှသိကြတယ်။အဘတို့ဆိုင်ကိုကျမပြန်သွားတာဟာကိုတင်ချရှိအောင်ကိုပြန်သွားတယ်လို့ဖြစ်နေမှာပေါ့ရှင်။ဒါဖြစ်ဘယ်ကိုပြန်မယ်လို့စိတ်ကူးထားလဲ။ဘယ်ကိုသွားမယ်လို့ကျမမဆုံးဖြတ်သေးပါဘူးကိုလေးရဲ့။ကြားညီနောင်ရန်ရဲကလွမြောက်နိုင်မယ်နေရာတနေရာပေါ့ရှင်။ကျန်ရှဲလီယာတပ်ပြင်းလေးဖို့ဟေကန်နဲ့မုံထုတ်လိုက်ပြီးမှရန်ကျဲပေါက်ရဲ့မိကိုပြန်ပြေးတယ်။ရန်ကျဲပေါက်ဟာကျန်ရှဲလီရဲ့မျက်နှာလားပြေဝဲကိုငေးကြည့်နေရမှမျက်နှာလွှဲလိုက်ပြီးတစ်ပေထုံနေရရှိအောင်အတိတ်ပဲမဲ့ငေးကြည့်တယ်။သူ့တွင်းမှာရှုပ်ထွေးနောက်ကျလျက်ရှိပါတယ်။ညမွေးပန်းစားတော့ဆိုင်ကိုမကြောက်ခဏသူရောက်လေးရှိပြီးတော့ချန်ရှဲလီကိုတွေးဆုံခဲ့တယ်။ဘာခံစားမှုမှမဖြစ်ပေါ်ခဲ့။သူ့ကိုယ်စားကြောင်းဝင်ကောက်ွယ်ပေးခဲ့တဲ့အတွက်ကြောင့်အတွင်းထရပြင်းထန်စွာရရှိသွားချိန်မှာချန်ရှဲလီပေါ်သူ့တန်ရုံးစင်ညှိတွယ်ခဲ့ဟန်တူတယ်။ဝေဒနာနဲ့မိန်မောနေရဲ့တနာစဝဲမျက်နှာလေးကသူ့နှလုံးသားကိုစတင်လှုပ်ရှားလာစေတယ်။ဖောက်ခင်ပြသူက9ရက်ကြာကုသပေးနေစဉ်ကိုညီပြုစုပေးရင်သူ့ချက်ကပုံမခံမြင်လာတယ်။ဒါမဲ့ခွင့်ရယူမှဆိုတဲ့အတွက်ချန်ရှင်းလီကိုဖွင့်မပြောခဲ့ရင်မမျိုးတိတ်ထားခဲ့ရတယ်။တကယ်လို့မိမိကဖွင့်ပြောရင်ချန်ရှင်းလီကဘယ်လိုတုံ့ပြန်မှလဲ။ငင်းပယ်မှလားလက်ခံမှလား။ချန်ရှင်းလီကတွေ့ဝင်ငင်းမောနေတဲ့ရန်ကျင်းပေါက်ကိုမော့ကြည့်ပြီးမေးတယ်။အကိုလေးရန်ကျင်းပေါက်ဘာတွေတွေးနေရလဲ။ချန်ရှင်းလီရဲ့အမေကြောင့်သူတုံ့လောက်သွားတယ်။ချန်ရှင်းလီကိုပြူးပြူးပြပြနဲ့ကြည့်ရင်ရောင်ရောင်မမနဲ့ပြန်ပြောမိတယ်။ဟိုဟာဘာမှမတွေးပါဘူးချန်ရှင်းလီမင်းကိုစကားတခုပြောဖို့ဟာပါ။သူ့ရဲ့မူရောက်ကြည့်ပြီးမိန်းကလေးကပြုံးလိုက်တယ်။ရှင်ထဲမှာလည်းလိုက်ခနဲ့ဖိုးသွားတယ်။သူမစေကူသားနေစဉ်ကာလတွင်ရန်ကျင်းပေါက်ရဲ့ကြည့်တွေကမယိုးသားလို့သူမတီးနာလဲတယ်။အကြည့်ချင်းစုံတာလဲရှင်ခုံရတာကြီးဖြစ်တယ်။တကယ်လို့ရန်ကျင်းပေါက်ကဖွင့်ပြောလာရင်သူမဘယ်လိုတုံ့ပြန်ပါလဲ။ကောင်းငိမ့်ရမှာလားကောင်းခါရမှာလား။အလင်းအောင်ဖြောတော့အောက်မှာမြင်းသမျှမှုံမှုံဝဝဖြစ်နေရဲ့ရန်ကျင်းပေါက်ဟာခန်းစားမှုမျိုးသိမ့်နေရဲ့တည်ငြိမ်တဲ့လေးတန်းနဲ့ပြောတယ်။စဉ်းစားပါအောင်ချန်ရှန်လေးမင်းတို့2ရက်လောက်ဆက်ပြီးတော့ကုသပေးရမယ်လို့ဖေဖေကပြောထားမလား။အဲ့ဒီရဲ့အတွင်းမှာငါပြောတဲ့စကားမင်းပြန်စဉ်းစားပါပြီးမှဖြေပေးပါနော်။ဇွဲကောင်းလာတဲ့ရန်ကျင်းပေါက်ကိုကြည့်ပြီးချန်ရှန်လေးမှာကျင်နာတနာစိတ်တွေတဖွာဖွာဖြစ်မိတယ်။ဒါကြောင့်နောက်တစ်ချိန်ထပ်ပြီးတော့ညင်းဆူရမှာကိုနှုတ်တွန်းအားနာတယ်လို့ဖြစ်ရတယ်။မိန်းကလေးချန်ရှင်းလီရန်ကျင်းပေါက်ကိုကောင်းညှိပြလိုက်တယ်။အကိုလေးရန်ကျင်းပေါက်ပြောတာဟုတ်ပါတယ်။ကျမစဉ်းစားပါမယ်။အဲ့ဒီခါကျမှကျမဖြေပါမယ်။ကဲခုတော့မောင်နေပြီအိမ်ထဲဝင်ကြပါစို့။ရန်ကျင်းပေါက်မှာချန်ရှင်းလီကပြန်လဲစဉ်းစားပါမယ်လို့အဖြေပေးတဲ့အတွက်ကြောင့်ကျိန်းနဲ့သွားပါတယ်။ရှင်မလေးလံမိုးကျမှုတွေလည်းပေါ့သွားတယ်။ညိုမိုင်းနဲ့မျက်နှာမှာလည်းအနေငယ်ကြည်လင်လန်းဆန်းဆပြုတ်လာတယ်။အခုစကားကြောင့်စိတ်ညစ်သွားပြီလားညီမလေး။ရန်ကျင်းပေါက်ကကျင်နာစွာမေးလိုက်တယ်။ချန်ရှင်းလီကချစ်စပွဲပြုံးကိုပြုံးလိုက်ပြီးမျက်နှာရှက်လျက်အကောင်းခါပြတယ်။မညစ်ပါဘူးကိုလေးရဲ့။အဲ့နောက်သူတို့ကတူရှင်တွန်းလျက်အိမ်ထဲကိုဝင်ခဲ့ကြပါတယ်။အမောင်တို့အောက်မှာငိမ့်သက်အိမ်မောကြားလျက်ရှိတဲ့တောင်ကူးမြို့လေး၌အိမ်မပြောနိုင်မဲ့လူလာခောက်တော့ရှောင်းနေသူတဦးရှိပါတယ်။ဘုံမီအိမ်အလေးရောက်မိန်နဲ့လက်အောက်မှာထိုသူရဲ့မြဖနက်တန်ကတရှက်ရှက်စေးချန်ကြီးပေါ်ထွက်နေပါတယ်။ထိုသူမှာတမားတော်ကြီးရန်ကျင်းမိုင်ဖြစ်တယ်။သူကလည်းတစ်ဖက်ကိုနောက်ပြက်လျက်အကြောင်းအရာတကူကိုလေးနဲ့စွာစဉ်းစားနေတယ်။သူစဉ်းစားနေတာကမိန်းကလေးချန်ရှင်းလေးရဲ့အကြောင်းဖြစ်တယ်။မိန်းကလေးမှတိုင်းပညာမတက်လို့တားဖြစ်သူကပြောခဲ့တယ်။ရွှေလံမြတ်ချင်းဟုတ်ကလည်းကြားညင်တော်ရဲ့တိုက်ခိုက်မှုကိုမိန်းကလေးကလုံးဝတုံ့ပြန်နိုင်ခြင်းမရှိလို့ပြောခဲ့တယ်။တိုင်းပညာတက်သူဆိုရင်အနှိမ့်ငယ်တော့ခုခံကောက်ွယ်မိဖြစ်ကြောင်းအခုလိုလဲစင်းခံမိမဟုတ်ကြောင်းရှင်းပြရင်တားဖြစ်သူရဲ့စကားကိုထောက်ခံခဲ့တယ်။
ဒါမဲ့မိန်းကလေးရဲ့အတွင်းတန်ရောက်ကုသပေးစရာမိန်းကလေးမှာနှက်ဆိုင်တဲ့အတွင်းအားရှိနေကြောင်းသိခဲ့ရတယ်။ကြားညင်နောက်ရဲ့လဝါးရိုက်ချက်နဲ့ချက်မှာအတွင်းအားနှက်ဆိုင်သူမဟုတ်ပါကနေရာမှာပင်လဲကျသေးဆုံးနိုင်အောင်ပြင်းထန်လာတယ်။သူမတော့ဒဏ်ရာသာရခဲ့တယ်။သူမရဲ့ထက်မြက်တဲ့အတွင်းအားကကြားညင်နောက်ရဲ့လဝါးရိုက်ချက်ကိုအလိုလျောက်ခုခံကောင်းခွဲပေးခဲ့ခြင်းဖြစ်တယ်။အဲလောင်နှက်ဆိုင်တဲ့အတွင်းအားကိုတိုင်းမြင်နာမရှိတဲ့မိန်းကလေးတယောက်ဟာဘလို့ရရှိပေလိမ့်မည်။တားဖြစ်သူရန်ကျင်းပေါက်လို့ပဲအတွင်အားကောင်းစေတဲ့ဈေးတွေကိုတောက်ခဲ့ရတဲ့အတွက်ကြောင့်လားအဲ့လိုမဟုတ်ရင်တော့တိုင်းပညာတက်ရက်နဲ့အကြောင်းတစ်ခုကိုကြောင့်ဖုံးကွယ်ထားလေသလားရုတ်တရက်နားတဲ့ဝင်ရောက်လာတဲ့အတန်တစ်ခုကြောင့်တမားတော်ကြီးတွေးဆက်ပြတ်သွားတယ်အတန်မှာတော့တိုးညင်းလွန်းလာတဲ့အတွက်လှုပ်ရှားသူမှာကိုဖို့အားကောင်းတဲ့အစင်းမြင့်တိုင်းသမားတယောက်ဖြစ်မယ်မဲ့ရှိမိလိုက်တယ်ရန်သူလားမိတ်ဆွေလားညင်သာပေါ်ပါတဲ့ခြေလမ်းနဲ့ရတဲ့ဝါကိုချိတ်ကပ်သွားပြီးအိမ်ပြင်ဘက်ကိုကဲခတ်ကြည့်လိုက်တဲ့လူရိတ်တည်းဖြတ်ခနဲ့တွေးလိုက်ရပြီးနောက်အဝေးကိုရောက်သွားတာကိုမြင်လိုက်ရပါတယ်။အစင်မြဲတန်းသမားပီပီမျက်လုံးအမြင်ဆူရဲသူတမားတော်ကြီးဟာထိုလူရိတ်မှာဘသူဖြစ်တောင်ပြက်ပြက်သားသားမြင်လိုက်ရတဲ့အတွက်တန်တော်ဖြစ်သွားတယ်။ထိုလူရိတ်မှာတော့အခြားသူမဟုတ်သူကိုယ်တိုင်ကုသပေးနေတဲ့မိန်းကလေးချက်ရှင်းလိဖြစ်တယ်။ထိုမိန်းကလေးရဲ့ကိုဖို့ပညာဆွမ်းအားမှာတမားတော်ကြီးလိုအစင်မြဲတန်းသမားကြီးပဲမကြည်မုံမဲ့မနေနိုင်အောင်ပေါ်ပွားတွက်လက်နေတယ်။တိုင်းမနာမတန်းလို့ဆိုတဲ့မိန်းကလေးမှာဘာကြောင့်အိမ်မြောက်ကိုဖို့အားကောင်းနေရတာလဲတကယ်လို့တိုင်းပညာတက်ပါနေရဲ့မတက်တယ်လို့ဖုံးကွယ်ဟန်ဆောင်နေရဲ့ဆိုရင်ဘယ်အတွက်ကြောင့်လဲတမားတော်ကြီးကပြည့်ရဲ့မာယာများလာတဲ့တိုင်းလောကရှုပ်ထွေးတွေကိုတွေးရဲ့တက်ပြင်းချမိတယ်ထိုစင်မှာပဲဆွဆွငွေဦးလိုက်တဲ့ခွေးဥတန်တွေကညတဲ့တကောင်ရဲ့တိတ်ဆိတ်ငြိမ်သက်မှုဖြိုခွင်းဖြတ်စင်းလိုက်တဲ့တမားတော်ကြီးရဲ့ကုတ်ခန္ဓာဆက်ခနဲ့တုံသွားတယ်တနေ့နေ့တက်ချိန်ချိန်မှာဝိညာဉ်ဝဲသူဟာသူ့ထောင်ရောက်လာလိမ့်မယ်လို့သူမျှော်လင့်ထားခဲ့တယ်အခုသူမျှော်လင့်ထားတဲ့အတိုင်းရောက်လာလိမ့်ပြီလားပြတဲ့မှလမ်းမြော်ကြည့်လိုက်တဲ့အခါလွင်ပြန်ဝင်ဝဲလျက်ရှိတဲ့အရာဝတ္ထုတစ်ခုနဲ့ပြေးလိုက်နေတဲ့လူရဲတစ်ခုကိုမြင်ရတယ်လင်မြန်သွဲလက်လုံးနဲ့ထိုလူရဲ့လှုပ်ရှားမှုကြောင့်တမားတော်ကြီးရဲ့ရှင်ထဲမှာလေးလံမိုးကျလာတဲ့လွင်ပြန်ဝဲဝဲလျက်ရှိတဲ့အရာဝတ္ထုမှာလူဦးကောင်းမှတပါအခြားမပြတ်နိုင်ဒီလိုဆိုရင်တော့ပြေးလာနေတဲ့သူမှလည်းဝိညာဉ်ဝဲသူသာဖြစ်ရမယ်တမားတော်ကြီးကတင်းငိမ်တဲ့အိမ်တွေနဲ့အိမ်တကားမကြီးကိုဖွင့်ပေးလိုက်ချိန်မှာသူ့ရှေ့ကိုလူတယောက်ရောက်လာတယ်။ထိုလူကမျက်နှာလူရိုးပုံမျက်နှာဖုံးကိုစွပ်ထားတယ်။လူရိုးကောင်းတစ်ခုကိုပိုက်ထားတယ်။လေမာတစ်ဖြက်ဖြက်လွတ်နေတဲ့ဝိယုံနဲ့ကြီးကိုခြုံထားတယ်။ထိုလူရဲ့အတွင်းသဏ္ဍာန်ကိုမြင်ရတာဟာမရဏရှည်သိမင်းကိုမြင်တဲ့လားစိတ်နှလုံးချောက်ချားပွဲကောင်းလာတယ်။တမားတော်ကြီးဟာဝိညာဉ်ဝဲသူကိုစိတ်ဆက်စွာကြည်ရင်ပြောတယ်။မင်းကောင်းလို့ပေါမဟုတ်ဘူး။ဝိညာဉ်ဝဲသူကလည်းအေးဆက်ဆက်လေးတန်းနဲ့ပြန်ပြေးတယ်။ကျုပ်ကိုကျုပ်ကောင်းလို့ပေါလို့တခါမှမပြောဘူးဘူးတမားတော်ကြီးကထပ်မိတယ်မင်းဟာကောက်လို့ပေါမဟုတ်ရင်ဘာလို့လဲကောက်လို့ပေါနဲ့ဘာတော်လဲကြောက်လာတာဆွေမျိုးဆက်ဖို့လာတာမဟုတ်ဘူးဗျဝိညာဉ်ဝဲသူရဲ့ခက်ပြက်ပြက်ဖြစ်စကားကြောင့်တမားတော်ကြီးမှစကားစပြတ်သွားတယ်ဝိညာဉ်ဝဲသူကပဲဆက်လက်ပြီးတော့ပြောပါတယ်ကြောက်လာတာခမရဲ့ဝိညာဉ်ကိုဝဲဖို့ပါရုတ်တရက်တမားတော်ကြီးအာဘာရီကရေလိုက်ပြီးအကျွေးရှည်ဆက်ရမှာထုံးစံမဲ့ပေါ့ကွာကြောက်မငင်းမအောင်ဒါမဲ့မင်းဟာကျုပ်အကျွေးဆက်မဲ့လူဖြစ်ကြောင်းတက်သေးပြစရာဘာရှိလဲဝိညာဉ်ဝဲသူကခေါင်းကိုဘိညာရမ်းပြက်လိုက်တယ်ဘလို့ပါဦးကျုပ်ခမည်းဝိညာဉ်ဝဲတာဝဲခြင်းလို့ဝဲတယ်လို့ပဲသဘောထားပါဘာမှတက်သေးပြစရာမလိုပါဘူးရုတ်တရက်ဝိညာဉ်ဝဲသူရဲ့ဘဲဘဲလက်လှုပ်ရှားသွားတယ်ရှင်ခနဲ့မြေတန်းနဲ့တူကြေးပြားလေးတစ်ပြားမြောက်တက်လာတယ်ရော့ခမည်းဝိညာဉ်အတွက်အဖို့ကနောက်9ရက်ကြာရင်ခမည်းဝိညာဉ်ကိုကျုပ်လာယူမယ်တမားတော်ကြီးဖမ်းယူပြီးလက်ဝါးကိုဖြန့်ကျိတ်လိုက်တယ်။ကေမီကောင်တစ်စိတ်ခန့်နှိပ်ထားတဲ့ကြေးပြားတစ်ပြားဝိညာဉ်ဝဲသူဟာဝိညာဉ်ဝဲအခအဖြစ်ကေမီကောင်ပုံပါတဲ့ကြေးပြားလေးကိုပေးထားတဲ့ကြောင့်တီတာပြီးဖြစ်လို့တမားတော်ကြီးမှာအံ့ဩတုန်လှုပ်ခြင်းမရှိပေ။ထိုကြေးပြားမှုမှာအရှိဘက်ကျိုးစုတွေမှာအနေထိုင်တဲ့ဟန်တရုတ်လူမျိုးတို့ရဲ့အသုံးပြုတဲ့ငွေကြေးဖြစ်တယ်။ကောင်းလူပေါင်းဟာအရှိဘက်ကျိုးစုမှာနေထိုင်တဲ့ဟန်လူမျိုးစုဝင်တအုပ်ဖြစ်တယ်။ဒီလိုဆိုရင်ဝိညာဉ်ဝဲသူကိုမောင်းကျင်းလိုက်တဲ့အခါမရှိတော့၎င်းငွေတန်းတစ်ဖွဲလွေမျောထွက်ခွာသွားတဲ့ဝိညာဉ်ဝဲသူကိုမုံဝမ်းမြင်ရတယ်ခဏကြာမှတက်ရှိဆွဲလို့ဦးလိုက်တဲ့ခွေးဥတန်နဲ့တူဝိညာဉ်ဝဲသူဟာအမောင်တုအတွေ့ဝေရောက်ပြောက်ကွယ်သွားလေတော့တယ်နက်နက်အာယုံတက်ချိန်တမားတော်ကြီးရဲ့သားရန်ကျွင်းပါဟာအဲ့ရမှာနိုးလာခဲ့တဲ့နိုးရင်နိုးကျသူတရိယာဒီမှာမိန်းကလေးချန်ရှင်းလိဖြစ်တဲ့ဒဏ်ရာရတဲ့နေ့ရဲ့နောက်နေ့မှဆောက်လို့နက်နက်တိုင်းမိန်းကလေးတောက်ရန်ဒဏ်ကြေးစေးကိုသူသွားပို့နေကြဖြစ်တယ်ဒါကြောင့်မိန်းကလေးချန်ရှင်းလိအတွက်ဒဏ်ကြေးစေးကိုယူပြီးသူမခန်းစီကိုလာခဲ့တယ်
အခန်းထဲကိုရောက်တာနဲ့ကလေးထက်မှာလဲလျောင်းရင်အပြုံးနဲ့ကျိုးနေတတ်တဲ့ချန်ရှင်းလီကိုမတွေ့ရတဲ့အခါသူ့ရင်ထဲဟာသွားတယ်။သူမရှိနိုင်မဲ့ထင်တဲ့နေရာတွေကိုအပြေလာသွားရောက်ပြီးရှာဖွေတယ်။တခန်းဝေတခန်းထွက်နဲ့အခန်းနဲ့အောင်ရောက်ခဲ့တော့လေချန်ရှင်းလီကမတွေ့ပြီ။မင်းငါ့ကိုတကယ်ပဲပြစ်ထားခဲ့တာလားချန်ရှင်းလီ။နောက်ပြားမှာတီတိုညီးတွားရင်ဖခင်ပြစ်သူတမားတော်ကြီးရန်ကျင်းပိုင်ကိုပဲခွင့်မပန်းတော့ပဲထွက်လာခဲ့တယ်။ဒီအချိန်မျိုးမှာဖခင်ကြီးဟာသူ့ရဲ့လျှက်စစ်ဓာတ်တိုင်းကိုပြန်လည်လေးကျင်းလေးရှိတဲ့အတွက်ကြောင့်အနောက်ရှက်မပေးချင်တဲ့အတွက်အိမ်ပြင်သူထွက်လာတယ်။ချန်ရှင်းလီသွားနိုင်တဲ့နေရာမှာတနေရာသာရှိတယ်။အဖိုးအိုလင်းမယားတို့ရဲ့ညောင်မွေးပန်းစားသားဆိုင်ထိုနေရာမှာလွဲလို့သွားစရာမရှိလို့ထင်တယ်။ရန်ကျင်းပေါညောင်မွေးပန်းစားသားဆိုင်ကိုရှောင်းလာခဲ့ပါတယ်။နက်နက်ခင်းကတာယာဝင်းပါလျက်ရှိရဲ့လေပြေးလင်းကြီးကတုံတုံဖြူဖြူတိုက်ခတ်နေရဲ့ပန်းရနက်နေရလဲတင်းမြတ်လို့လိုက်နေတယ်။ငှက်ကျေးတို့ရဲ့တာယာပွဲတွန်ကျူးတန်ကိုလည်းကြားနေရတယ်။ရခင်ရောက်ဆိုရင်ရန်ကျင်းပေါဟာနက်နက်ခင်းစောစောလမ်းလျှောက်ထွက်ရင်ဖက်ရှူလေးလာခဲ့တဲ့စာပေကျန်းကန်တွေကိုပြန်လည်ရွတ်ဆိုလေးရှိတယ်။ဒီနေ့မှာတော့နက်နက်ခင်းရဲ့လာတရားကိုလည်းမခံစားနိုင်ပန်းရနက်ပြင်းပြင်းတင်းတင်းကိုလည်းမရှူရှိုက်နိုင်ငှက်ကျေးတို့ရဲ့တွန်ကျူးတန်လည်းမตายရနိုင်ရန်ရှက်လီထွက်ခွာသွားတဲ့ကိစ္စကိုသာတွေ့တော့ပူပန်လျက်စိတ်တော့ကဖြစ်နေမိပါတယ်။သူဟာစာပေကျန်းကန်မှာတပါအခြားသောကိစ္စတွေကိုစိတ်ဝင်စားလေးရှိသူမဟုတ်မင်္ဂလေးတယောက်ကိုချက်ချင်းမှာအခုတကြရပထမဆုံးချိန်ဖြစ်တဲ့ဒါကြောင့်ချစ်ရတော်သူနဲ့ကိုယ်ကွင်းရမှာကိုသိရမလောက်ကြောက်ရွံ့နေခြင်းဖြစ်တဲ့သူရဲ့စိတ်တွေရောက်ရက်ခတ်နေတယ်။ညောင်မွေးပန်းစားတောက်ဆိုင်မှာချန်ရှင်းလီကိုပြန်တွေ့ရလိမ့်မယ်လို့မျှော်လင့်နေတယ်။တစ်ချိန်တည်းမှာပဲညောင်မွေးပန်းကိုမပြန်မဲသူနဲ့ဝေးရောက်ကိုထွက်သွားနိုင်တယ်လို့လည်းပူပန်မိတယ်။လမ်းခုလက်တနေအောင်ရောက်တဲ့အခါလူများစုအောင်ရက်နေအောင်တွေ့ရတယ်။တခုခုကိုစိတ်ဝင်စားစွာကြည့်ရှုရင်တီတိုနဲ့စကားပြောတဲ့နေတူတူတက်တက်ထွက်ပေါ်နေရဲ့။သူဟာခဏမျှရက်ကြည့်ပြီးနောက်လူအုပ်ကြောင်တိုးဝင်လိုက်တဲ့စင်မြင့်ပေါ်မှာလဲကျသေးဆုံးနေတဲ့လူနှစ်ယောက်ကိုတွေ့ရပါတယ်။ထိုလူနှစ်ယောက်ကိုမြင်တဲ့အခါသူအံ့ဩသွားတယ်။သေဆုံးသူနှစ်ယောက်မှာကြားကြီးကျန်တဲ့ကြားလက်ကွမ်တို့ဖြစ်တယ်။သူတို့ရဲ့ရင်ဘတ်မှာလက်ချောင်းကားချောင်းရာတစ်ခုဟာနဲ့ဆိုင်စွာစူးဝင်လျက်သွေးတွေကမြင်မကောင်းအောင်ဖြာကျနေရဲ့သူတို့တစ်ခုလုံးမှာအစိတ်တန်ကြောင့်မဲနဲ့နေရဲ့ကြားညင်တော်ကိုဘသူတတ်တာလဲအစိတ်လက်တဲကိုအသုံးပြုသွားတယ်ဆိုတော့ကြံတဲ့ကွမ်တတ်တာဝိညာဉ်ဝဲသူတန်သမားပဲဖြစ်မယ်လူအုပ်ထဲမှာတယောက်ကထိမြင်ချက်စကားဝိညာဉ်ဝဲသူတန်သမားလူတယောက်ရဲ့အသက်ကိုကြိုဝဲပြီးမှတတ်တာမဟုတ်လားကြားညင်တော်ရဲ့အသက်ကိုဝဲတယ်လို့ဘယ်သူမှမကြားပါလားမဖြစ်နိုင်ဘူးထင်တယ်တယောက်ကဝင်ပြောတယ်အရာရာပုံသေးတက်မှတ်ထားလို့ဘယ်ရမလဲကြိုးဝဲခြင်းဝဲမယ်မဝဲခြင်းမဝဲဘူးဒါကပြဿနာမဟုတ်ဘူးတေချာရာကတော့အစိမ့်လက်တဲ့ကိုသုံးတာသူရဲ့မျက်နှာနဲ့လာတဲ့ဝိညာဉ်ဝဲသူပဲသူမဟုတ်လို့ဘယ်သူဖြစ်မလဲအခြားတယောက်ကလည်းသူ့မြေဝင်ပြောတယ်ဒိုစင်ဝိုင်းအောင်ကြည့်နေသူတွေထဲမှာတိုးမဲ့တိုးဝဲလေးရဲ့ဝင်ရောက်လာတဲ့လူတယောက်ကိုရန်ကျင်းပေါက်မြင်လိုက်ကြတယ်ထိုလူကြီးရဲ့မျက်နှာမှာကလန့်ပြက်တရားချင်းနဲ့အယုံစိုးကြီးတန်လာတယ်ထောင်ထောင်မောင်မောင်ထွားထွားကြိုင်ကြိုင်ခန္ဓာကိုရှိတယ်ကျောမှာတရဲ့အိတ်တလုံးကိုတိုင်းလွယ်ထားတယ်ကျောင်းမဲ့ဖွယ်ထိုလူကြီးဟာလူသေးအလောင်းနှစ်ခုနေကိုကြိတ်ကပ်သွားပြီးဒူးထောက်ထိုင်နေအိမ်နောက်ကြားနေနောက်ရဲ့တရားတွေကိုစေဆက်သေးချစွာကြည့်တယ်အစိမ့်လက်တဲ့တရားဒီလိုဆိုရင်ဒီလူနှစ်ယောက်ကိုတတ်သွားသူမှာသူရှာနေတဲ့သူသားဖြစ်ရမယ်ဘယ်အတွက်ကြောင့်အင်းမြရန်ကလူတက်လုံနေရတာလဲသူမတွေးတတ်တဲ့အတွက်ခေါင်းကိုပဲညာခါရိုင်းရင်ခက်တော့တာပဲတက်ခဲ့တာပဲလူကြီးအငြီးသွားတယ်ပြီးမှစကနေချရပြီးတုတ်တုတ်ပြပြနဲ့လူအုပ်ကြားမှထိုးထွက်လျက်မျိုးလယ်ပိုင်းကိုပြေးလူခမန့်လျှောက်သွားတယ်ကျောင်းမွဲဖွဲကောင်းတဲ့ထိုးလူချင်းနဲ့ပတ်သက်လို့လူအုပ်ကြီးကတယောက်တစ်ပေါက်ပြောဆိုနေကြစဉ်နောက်ထပ်လူတယောက်လူအုပ်ကြားမှတိုးဝင်ရောက်လာတယ်ထိုသူဟာစစ်တုရဲ့ဘရဲ့ကျင်းဝင်းဖြစ်ကြောင်းလူတိုင်းကသိတယ်စက်စုဘရင်ကလည်းကြားညင်အောင်နီကိုချိကပ်သွားပြီးတန်ရောင်ကြည့်တယ်အစိမ့်လက်တဲ့တန်ရာဆတ်စုပရေဟာအောက်နိုင်သူတယောက်ရဲ့အပြုံးမျိုးပြုံးလိုက်တယ်အကြောင်းကတော့သူထင်မြင်ယူဆထားသလိုပဲဥယျာဉ်ဆိုခြင်းမှာဝိညာဉ်ဝဲသူမဖြစ်နိုင်တော့ကြောင့်ဖြစ်တယ်တိုင်လောကမှာစိတ်လက်တဲ့ကိုသုံးသူမှာဝိညာဉ်ဝဲသူဖြစ်တယ်အခုချမ်းစင်းမျိုးတွင်ကိုလည်းဥယျာဉ်ဆိုခြင်းနဲ့ရှေ့ဆက်နောက်ဆက်ဝင်လာခဲ့ခြင်းဖြစ်တယ်ကြားညင်အောင်တို့ဘသူမှာဝိညာဉ်ဝဲသူဖြစ်ရဲ့ဥယျာဉ်ဆိုခြင်းမှာဝိညာဉ်ဝဲသူမဖြစ်နိုင်တော့သူဟာတညာလုံးဥယျာဉ်ဆိုခြင်းနဲ့မလန်းကမ်းမှာကြာခန့်ကတ်လိုက်ခဲ့သူဖြစ်တယ်မျက်စိအောက်မှာမပြောက်တန်းတညလုံးခီးနေလာခဲ့ခြင်းဖြစ်တယ်။ကြားညီနောက်ကိုတက်ရဝေးစွာမြင်ဘူးခဲ့မယ်မထင်ဒါမဲ့ဥယျာဉ်စိုးကြီးကလည်းအစိမ့်လက်တဲ့တိုင်းကိုတက်မြောက်ထားသူဖြစ်နေရဲ့အစိမ့်လက်တဲ့တိုင်းကွက်ကိုသုံးမျိုးလေးရှိရဲ့ဝိညာဉ်ဝဲသူနဲ့တနီနီပတ်သက်ရမယ်
သူနောက်ကိုချေရခလိုက်ရဲ့တနေ့နေ့မှာတရားဝဲသူကိုတွေးခွေရလိမ့်မည်လို့တွေးမိတယ်စစ်တူရဲ့ဘေးကတောက်ဆိုင်ချက်မရှိထာယာမဆက်ကနေထားရက်ခါလူအုပ်သားမှတိုးဝိထွက်သွားနေတယ်သူရဲ့ချေဦးတရားကဟာကုန်းမြို့လေကိုလူရဥယျာဉ်ဆိုကြီးရောက်လာစေရလို့ပဲစစ်တူရဲ့ဘေးရောက်လာတဲ့ခါမှလည်းအမျိုးမျိုးထေချေပေးပြီးပြောကြတယ်ရန်ကျင်းပေါက်ကဥယျာဉ်ဆိုကြီးကိုလည်းစိတ်ဝင်စားစစ်တူရဲ့ဘေးကိုလည်းစိတ်ဝင်စားသူ့အာယုကမိန်းကလေးချမ်းရှင်းလိတောင်းသူဟာလူအုပ်သားမှတိုးထွက်လျက်တာကူးမြို့လေပိုင်းကိုရှောင်လာခဲ့ပါတယ်နည်းနည်းစောစောချိန်ပြလို့ညမွေးပန်းစားတောက်ဆိုင်မှလူရှင်းနေရဲ့စုစုပေါင်းမှ2ယောက်ထဲသာရှိတယ်တရားမှာတော့ဥယျာဉ်ဆိုကြီးဖြစ်ပြီးတော့ဆိုင်လင်စပွဲတင်ထိုင်ကအရက်တောက်နေတယ်အခြားတယောက်မှာစစ်တူရဲ့ပဲကြေဝေးဖြစ်တယ်သူဟာတောင်စောစပွဲထိုင်ကစားတောက်နေပါတယ်ဆိုင်မှာအဖွားဦးမရှိချက်ပြုတ်စရာတွေတောင်းဝယ်နေရဲ့အဖိုးကမှားထားတဲ့အသားတွေကိုကြောက်ပေးနေတယ်ရန်ကျဲပေါက်မြင်တဲ့အခါအဖိုးကပြုံးလို့နှုတ်ဆက်တယ်ဘလို့လဲမောင်ရဲ့လေကျုပ်တို့သမီးလေးတက်တာရဲ့လားအဖိုးစကားကြောင့်ရန်ကျဲပေါက်မျက်နှာညို့သွားတယ်အဖိုးကိုပါပြန်ပြရမလဲပဲမသိပဲဖြစ်သွားတယ်အဖိုးကအသားကြော်ပကံနဲ့ဆဲထက်ရင်ကျုပ်တို့လေးများလဲသမီးလေးစီလာကြည့်ဖို့မအားရနဲ့မလာနိုင်သေးတာကွ။နှစ်ပြက်လောက်မှမနေ့ပိုင်းစိုက်ပိတ်ပြီးလာကြည့်မယ်စိတ်ကူးထားတယ်။အဖိုးကဆက်ပြောတယ်။ဒီတိုင်းဆိုရင်ချမ်းရှင်းလေးတယောက်ညမွေးပန်းပြန်မြောက်လာတာတေးကြပြီဒီလိုနဲ့ဘဲရက်ဘဲထားနေကိုရောက်နေပြီလေ။အနေရန်ဆွဲတစ်ခုခုနဲ့များတွေ့နေပြီလား။အဖိုးတို့သာအမှန်တိုင်းသိသွားခဲ့ရင်စိတ်စီရဲ့တော့ကရောက်ရှိရုံမီမပြောဘဲငြိမ်နေလိုက်တယ်။တို့ပြည့်လေးရန်ကျဲပေါက်ဟာဟုတ်ကဲလို့သာတကုံးပြပြီးဆိုင်ရှိကိုပြန်ထွက်ခဲ့လိုက်ပါတယ်။ဒီချိန်မှာဈေးကျန်းနှောင်းကြီးရွက်ပြီးတော့ပြန်လာတဲ့အဖွားကိုတွေ့ရတယ်။ဟောတမားတော်ကြီးသားပါလားဘလို့လဲတငယ်လေးရဲ့ကျုပ်သမီးလေးတက်တာရဲ့လားအဖွားကပြုံးကမေးတယ်။ရန်ကျွင်းပေါက်ဟာခေါင်းငိတ်ပြရင်ဟုတ်ကဲလို့သာပြေးလိုက်တယ်။ကြာကြာဆက်နေရဲ့ဖွားကိုရှိမှမိမိရဲ့စကားတွေမမကိုစိုးရိမ်မိရဲ့အတွက်ရန်ကျွင်းပေါက်ဟာနှုတ်ဆိတ်လို့အဖွားကိုကိုယ်ဆောင်ပြီးဆက်လျှောက်ထွက်ခဲ့တယ်။ဆိုင်ရှိကိုရောက်တဲ့အခါဥယျာဉ်စိုးကြီးနဲ့ဆက်စုဘရင်တို့စကားများရန်ဖြစ်နေတဲ့အကြောင်းကြားရတယ်။မရငါ့ကိုနှုံအများမှတ်နေလားမေးဘလို့ပဲပြောငါမယုံဘူးချင်းရှာကျင်းကငါထွက်လာတယ်ကမင်းငါနောက်ကလိုက်လာတော့ငါမသိဘူးများမှတ်နေလားတမင်မသိကြအောင်စောင့်နေရကွာဥယျာဉ်စိုးကြီးကပြောတယ်ခမည်းထင်ရမြင်တာတွေရှောက်မပြောနဲ့ကျုံလန်းကျုပ်သွားတာခမည်းနောက်ကိုလိုက်နေရမဟုတ်ဘူးဆက်စုဘရင်ကပြန်ပြောတယ်ဟဲ့ကောင်မင်းသွားတယ်လဲငါသွားမယ်လဲနဲ့ဒီလောက်တောင်ပဲတူနေရလားဥယျာဉ်စိုးကြီးကပြန်ပြောလိုက်တယ်ဆက်စုဘရင်ဟာလက်ချံရက်ခွက်ကိုမော့တောက်ပြီးမှပြန်ပြေးတယ်ဒါတော့ကျုပ်မတက်နိုင်ဘူးမတက်နိုင်လို့မရဘူးကွာငါစိတ်နှောက်ရှက်ဖြစ်တယ်ငါနောက်ကဆက်ပြီးတော့မလိုက်လာပါနဲ့ဥယျာဉ်စိုးကြီးရဲ့ပြတ်သားတဲ့တတိပေးစကားအောင်ဆက်စုဘရင်ကမရမကညင်းနေကျုပ်ပြောပြီးပြီပဲကျုပ်လန်းကျုပ်သွားနေရပါလို့ဥယျာဉ်စိုးကြီးဒေါသဖြစ်သွားဟန်တူတယ်ရှေ့ကိုခြေတလန်းတိုးပြီးလေးတန်းမမထထနဲ့ပြောတယ်ဘာပဲဖြစ်ဖြစ်ငါနောက်ကဆက်မလိုက်နဲ့ဒါပဲငါဒေါသထွက်လာရင်မင်းသိလိမ့်မယ်ခမရလည်းကြောက်သွားမယ်လမ်းအောင်ရှေ့ကကြုတ်ပိတ်ပြီးတော့မသွားပါနဲ့ကြာရင်ကြောက်တိခတ်နိုင်မှာမဟုတ်ဘူးခမရနားလည်လိမ့်မယ်ဆဲစုဘရင်ကလောင်ပြောင်ရေးပြီးတယောလောင်ပြောင်လို့ပြောတယ်ဥယျာဉ်စိုးကြီးကချက်ချင်းပဲဒေါသအောင်မျိုးသိမ့်လိုက်ပြီးလေတန်းအေးနဲ့ပြောလိုက်တယ်ကောင်းပြီလေမင်းရှေ့ကငါမသွားတော့ဘူးမင်းမဲ့အရှင်သွားငါနောက်မှထွက်မယ်ကောင်းတယ်ခမရအရင်ကြောက်သွားမယ်ဒါမဲ့ကျွန်တော်သွားချင်တဲ့ချိန်မှသွားမယ်အခုတော့ကျုပ်အရက်မဝသေးဘူးတောင်းမယ်ခမရဆောင်ဆက်စုဘရင်ကပြန်ပြောတယ်တစ်ဆက်တည်းပင်အရက်တူအဲ့လိုအော်ပြီးမှလိုက်တယ်ဥယျာဉ်စိုးကြီးကတစုံတရာဆက်ပြောတော်လဲရန်ကျင်းပေါက်မကြတော့သူတို့နှစ်ယောက်စကားများရန်ဖြစ်နေကြစိတ်ဝင်စားတော့တဲ့အတွက်စိုင်းပြုံထွက်လာခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်မျိုးလေပိုင်းဒေသမှာနည်းနည်းခင်းရလို့မဟုတ်တော့ပဲလူစီကားစားပြုတ်နေပြီဖြစ်တယ်ရန်ကျင်းပေါက်ဟာသွားလာသူတွေကြားရုံတော့လိုက်ပါရင်ချန်ရှင်းလီကိုတွေ့လို့တွေ့ညရှာဖွေနေမိတယ်ပျောက်တော်သူကိုမူရှာဖွေလို့မတွေ့သေးတာကူမျိုးဟာလူနေအင်ဂျင်များပြပြီးနယ်မြေကျင်းဝန်းနဲ့မြို့လေးတစ်မြို့ဖြစ်တယ်တို့ရမှာရန်ကျင်းပေါက်ဟာမရော့တဲ့လုံသားနဲ့တမျိုးလုံးနဲ့အောင်ရှောက်သွားပြီးမိန်းကလေးချန်ရှင်းလီကိုရှာဖွေခဲ့တယ်အချိန်နေသားကုန်ပြီးတော့ခြေသလုံးတွေသာကြိုက်ခဲညောင်းညာလာတယ်မိန်းကလေးကိုအားအရေးရောင်မြပဲမမြင်အောင်ဒီလိုနဲ့သူဟာစိတ်ပြက်လက်လျှော့ကအိမ်ကိုပြန်လာတယ်အဲကန်းဆောင်ရဲ့တက်တဲ့မှာခင်းထားတဲ့လေးတော်စပွဲကြီး၌တမားတော်ကြီးရန်ကျန်းပိုင်ဟာငိုင်းတွင်လျက်ထားနေတယ်သူရှေ့တက်တဲ့စပွဲပေါ်မှာကြေးပြားတစ်ပြားနဲ့အနီရောင်ဝင်းစာနဲ့ထုတ်ထားတဲ့ရှင်မြုံမြုံအထုပ်တထုပ်ရှိနေတဲ့
ကျေးပြားလေးမှာယမန်နေဟာဝိညာဉ်ဝဲသူပေးထားတဲ့ကင်မီကောက်တစိမ့်ပါတဲ့ကျေးပြားဖြစ်တယ်။အနီအောင်ဝင်းစားနဲ့ထုတ်ထားတဲ့ရှေမျောမျောထုတ်မှာလျှက်စစ်ဓာပြညောင်ရေးထားတဲ့တိုင်ကျန်ဖြစ်တယ်။တမတော်ကြီးဟာသူ့ရှိအရာဝတ္ထုနှစ်ခုကိုမျက်တော်မခံစိုက်ကြည့်ရင်ငြိမ်သက်နေပါတယ်။အဲကန်းဆောင်တွင်းကိုရန်ကျင်းပေါဝင်လာတဲ့အခါနားပါတဲ့တမတော်ကြီးကဖြတ်ကနေလက်ကြည့်နေဝင်လာသူမှာသူ့ရဲ့သားဖြစ်ကြောင်းတီးလိုက်တဲ့အခါမျက်နှာရွှင်လန်းသွားတယ်။သားပါလားလာမင်းကိုပြောစရာရှိလို့ဖေဖေစောင့်နေရရန်ကျင်းပေါရင်ထိတ်သွားတယ်။မိန်းကလေးချမ်းရှင်းလေးအကြောင်းပြောမယ်လို့ထင်သောကြောင့်ဖြစ်ပါတယ်။ဖခင်အနည်းရှိထိုင်ကုန်လို့မောင်ဝဲထိုင်မေးလိုက်တယ်။ဘာပြောစရာရှိလို့လဲဖေဖေ။တမတော်ကြီးအဖြစ်မပေးပဲစဉ်းစားငေးမောနေရဲ့ရန်ကျင်းပေါမှာထက်မမေးဝန်းတဲ့အတွက်ဖခင်ဖြစ်သူငေးကြည့်ရင်စောင့်ဆိုင်နေရဲ့အတန်ကြာမှတမတော်ကြီးကမေးတယ်။ဝင်းနေဝဲသူကြောင့်သားနဲ့ဖေဖေပြောခဲ့ကြတာမှတ်မိသေးလားတောင်းဟုတ်ကဲ့မှတ်မိပါတယ်ဖေဖေအဲ့တော့သားကိုဖေဖေပြောခဲ့တယ်လေတနေ့ဝင်းညဝဲသူဟာဖေဖေရဲ့ဝင်းညကိုဝဲလိုက်မယ်လို့သားအတောင်အဖေကနာမည်ကျော်တိုင်းသမားမှမဟုတ်တာမဖြစ်နိုင်ဘူးလို့ပြောခဲ့သေးရမလားဟုတ်ကဲ့အခုတော့သားရဲ့စကားမှားသွားပြီဝင်းညဝဲသူကဖေဖေရဲ့ဝင်းညကိုလောင်ဝဲသွားခဲ့ပြီဗျာရန်ကျင်းပေါတန်တော်ရင်ရွတ်မိတယ်တမားတော်ကြီးကစပွဲပေါ်တင်ထားတဲ့ကျေးပြားလေးကိုကောက်ယူပြီးတောင်းဖြစ်သူကိုကမ်းမိတယ်ဖေဖေရဲ့ဝင်းညအတွက်အဖိုးခဖြစ်ဒါလေးကိုပေးသွားတယ်ရန်ကျင်းပေါဟာဖောက်ခင်ကမ်းပေးတဲ့ကျေးပြားလေးကိုယူပြီးကျေးပြားလေးပေါ်မှာရိုက်ထားတဲ့ကီမီကောက်ပုံတစ်စိတ်ကိုခဏမြကြည့်တယ်ဒီလိုကဘာဖြစ်လို့လူတွေကိုလိုက်တက်နေရလဲသူ့မှာအကြောင်းရှိလို့နေမှာပေါ့တာရဲ့အဲ့ဒီအကြောင်းကဘာလဲဖေဖေထင်တာပြောရရင်တော့အတိတ်တစ်ချိန်ကမကျင်းတဲ့ဆရာတစ်ခုခုရှိခဲ့လို့လက်စားချင်တာဖြစ်နိုင်တယ်ဖေဖေကိုသူမကျင်းတဲ့ဆရာဘာရှိလို့လဲတခုခုရှိလို့နေမှာပေါ့ဖခင်ဖြစ်သူရဲ့ဖြစ်မှာတစုံတယောက်မပြောလို့တဲ့အတွက်ဖုံးကွယ်လိုက်တဲ့သဘောပါနေအောင်သိရတယ်ဒါကြောင့်မိကုန်းကိုပြောင်းလိုက်တယ်တခါတည်းတိုင်ရင်ဖြစ်ပါရဲ့နဲ့ဘာဖြစ်လို့9ရက်ချိန်ပေးပြီးမှတက်ရတာလဲအသက်ခံရမယ့်လူက9ရက်တွင်စိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့တောကဝေဒနာခံစားသိခြင်းလို့ဖြစ်မှာပေါ့တော်တော်ရုံပါတယ်လို့ပဲရန်ကျဲဘောက်ကမကြေမနက်နဲ့ပြောတယ်ပြီးမှဆက်မေးတယ်ဝင်းညဝဲတဲ့ခါတိုင်းတခြားကြေးပြားမပေးပဲကိမိခောက်ပါတဲ့ကြေးပြားအောင်မှဘာလို့ပေးရတာလဲဒါလည်းအကြောင်းရှိလို့နေမှာပေါ့ဖခင်စကားကြောင့်ရန်ကျဲဘောက်ပြုံးတယ်ဖေဖေကလည်းအကြောင်းရှိလို့ဆိုတော့ဟုတ်တာပေါ့ကျွန်တော်ကအဲ့ဒီကြောင့်သိကြတာကိမိခောက်တစ်စိတ်ပါတဲ့ကြေးပြားဟာကျွန်တော်တို့စီမှာတုံးတဲ့ပတ်စံမဟုတ်ဘူးဘယ်နေရာမှာတုံးတာလဲအရှင်းမဲ့ကျုံစုကဟန်လူမျိုးတွေတုံးတဲ့ငွေပဲတားရဒါဆိုဝင်းညဝဲသူကဟန်လူမျိုးစုတွေကပဲဖြစ်ရမယ်တေးကြတာပေါ့ရန်ကျဲဘောက်ဟာအလေးနဲ့စဉ်းစားနေရဲ့ပြီးမှဟန်လူမျိုးစုတွေကဘသူနဲ့ဖေဖေပတ်သက်ခဲ့ဘူးလဲဖေဖေကတိုင်းသမားပဲသားရဲ့နေမြေအနှံ့ပြောင်းရောက်ခဲ့ဘူးတာပေါ့လူမျိုးပေါင်းစုံနဲ့လည်းထိတွေ့ဆက်ဆံခဲ့ကြတာပေါ့အဲ့ထဲမှာဟန်လူမျိုးလည်းပါမှာပေါ့ဖခင်ကြီးရဲ့ဖေကမသေးချာမရှင်းလင်းလို့သူထင်တယ်ဝင်းညဝဲသူနဲ့ပတ်သက်လာရင်ဖခင်ကြီးမှာဖုံးကွယ်လိဝဲထားမှုတွေကများလာတယ်လို့တွေးမိတယ်ဖခင်ကြီးကမပြောလို့တဲ့စကားကိုစုံမမေးတင်လို့လည်းစင်ကြယ်မိတယ်ဖေဖေနဲ့သူနဲ့တိုက်ကြရင်ဘသူနိုင်မယ်ထင်လဲအဖေနိုင်မလားရန်ကျင်းပေါက်ကမေးပြန်တယ်တမားတို့ကြီးကကောင်းကိုလေးတွဲစွာခါတယ်မနိုင်ဘူးတော့ဝိညာဉ်ဝဲသူစိန်ခေါ်ပြီးတတ်တဲ့လူတွေကတချင်အားဖေဖေနဲ့ပညာစစ်သူလက်ရည်တူတိုင်းသမားတွေတကယ်တမ်းပြောရရင်ဖေဖေတိုင်းပညာကိုဆုံးခဲ့တဲ့အချိန်မှာသူတို့ကတိုင်းလောက်ကမှာဆက်ပြီးတော့ကျန်လည်နေရလူတွေဆိုတော့အခုချိန်မှာဖေဖေတဲ့ပညာပူကောင်းနေမှာတင်ကြတယ်သူတို့တောင်မနိုင်တဲ့လူဖေဖေဘယ်လိုလုပ်ပြီးတော့နိုင်မှလဲကွဖခင်ဖြစ်သူစကားကြောင့်ရန်ကျင်းပေါစိတ်မချမ်းမြေ့ဖြစ်သွားတယ်ဝိညာဉ်ဝဲသူကိုလည်းအမုန်းကြီးမုန်းသွားတယ်ဘာမှမစိုးရိမ်နဲ့ဖေဖေဒါအသက်မသေးပဲဖေဖေအသက်မသေးစေရဘူးကျွန်တော်ကောက်ွယ်ပါမယ်ရန်ကျင်းမောက်ကအားပေးစကားပြောလိုက်တယ်တမတော်ကြီးက6ကက်ကြေခွဲစွာရှိတယ်တိုင်းပညာတက်ပါတယ်ဆိုတဲ့ဖေဖေတောင်ကိုမကောက်ွယ်နိုင်ရင်တိုင်းပညာမတက်တဲ့သားဖေဖေကိုဘယ်လိုလုပ်ပြီးတော့ကောက်ွယ်ပေးမှလဲဖခင်စကားရထားဘူးကြတဲ့အတွက်ရန်ကျင်းပေါက်မှာဘာဆက်ပြောမှမသိအောင်ဖြစ်သွားတယ်တမတော်ကြီးကဆက်ပြောတယ်ဖေဖေတေးရမှာမကြောက်ပါဘူးကွာတနေ့နေ့ကျရင်ဝိညာဉ်ဝဲသူရဲ့လက်ချက်နဲ့မသေးရတော့တနည်းနည်းနဲ့တေးရမှာပဲရှောင်လွဲလို့မရပါဘူးဘာကြောင့်ကြောက်နေရမှာလဲကွတေးရမှာမကြောက်ရင်ဘာလို့ကြောက်တာလဲဖေဖေကျွန်တော်အမြင်တော့တခုခုတည်းပူပန်တော့ကဖြစ်နေတယ်လို့ထင်တယ်မင်းထင်ပါမအောင်ဟုတ်တယ်ဖေဖေစိုးရင်တော့ကဖြစ်နေအဲ့ဒါတော့လျှက်စစ်ဓာတ်တိုင်းပညာနဲ့ပတ်သက်လို့ပဲဖေဖေတေးတာနဲ့ဒီပညာတိတ်မြုပ်သွားတာမျိုးမဖြစ်စေချင်ဘူးရန်ကျင်းပေါက်ဟာဖခင်ရဲ့ပြောလို့ရင်ကိုမန်းစားလျက်ပြန်ပြောတယ်ကျွန်တော်ကဖေဖေသားပဲဗျာဖေဖေမျိုးဆက်ဟာဖေဖေရဲ့ပညာမွေ
စက်ခံမို့တော့လူရပေါ့တမတော်ကြီးကကောင်းခါတယ်မဖြစ်ပါဘူးသားရဲ့တိုင်းလောကရှုပ်ထွေးတယ်ရန်သူပေါ်တယ်သွေးညီနဲ့နန်းနေဝင်ပြီးရင်ရုံထွက်လို့မလွယ်ဘူးတားကိုစားပေးမညသိမ်းခိုင်းတာတိုင်းလောကနဲ့မပတ်သက်စေချင်လို့ပဲဒါဖြင့်ဖေဖေဘယ်လိုစီစဉ်ချင်လို့လဲတပည့်တယောက်မွေးမယ်လို့ဖေဖေစိတ်ကူးထားခဲ့တာပဲသားဒါမဲ့အခုတော့မဖြစ်နိုင်ဘူးလေ9 ရက်ဆိုတဲ့အချိန်မှာစိတ်ကြိုက်တပည့်တယောက်ရှာဖို့မလွယ်ဘူးတွေ့တဲ့အတိုင်းအောင်လေပညာသင်ပေးဖို့မဖြစ်နိုင်တော့ဘူးဒါကြောင့်ဖေဖေရဲ့ဆုံးဖြတ်ချက်ကိုတမျိုးပြောင်းမှုစဉ်းစားနေရပြီစကားဆက်ပြက်မှာအနီအောင်ဝဲစားနဲ့ထုတ်ထားတဲ့ရှင်မျောမျောထုတ်ကိုကောက်ယူလိုက်ပြီးပြောလိုက်ပါတယ်ခုတော့မတက်နိုင်တော့ဖေဖေဒီလိုစဉ်းစားထားတဲ့သားဒီတန်းကြောင်တားယူထားပါတိုင်းမြညာကိုလည်းလူရမယ်ရမတရားနိုင်ကျက်တာမျိုးမကြိုက်တဲ့လူတွေဖြစ်ရမယ်အများကျိုးဆောင်ရွက်လိုတဲ့လူလည်းဖြစ်ရမယ်အဲ့လိုလူငယ်မျိုးသားဖြစ်တယ်ဆိုရင်ဒီတန်းကြောင်လေးလာတင်ကြပါဒါဆိုရင်ဖေဖေဆန္ဒပြေးဝပါပြီပြောပြီးရန်ကျင်းပေါက်ထံကိုကမ်းပေးတယ်ရန်ကျင်းပေါက်ဟာမိဘစကားကိုပယ်ရှားလိမရှိတဲ့အတွက်တားပြီးတန်းကြောင်ကိုလမ်းယူလိုက်တယ်စိတ်တိုင်းကြဖြစ်စေပါမယ်ဖေဖေတမတော်ကြီးကကျင်းနဲ့ကျင်းလို့ဆိုတာပြုံးလိုက်တယ်ထိုင်ရမထားကတားဖြစ်သူနည်းကိုရှောက်သွားတယ်မိဘစိတ်ချမ်းသာလုပ်ပြီးတတ်တဲ့ငါသားဖုံတကုတ်အာနာပညာဉာဏ်နဲ့ပြည့်စုံပါစေကွယ်တမတော်ကြီးကစုပေးလိုက်တယ်ညမွေးပန်းစားတောက်ဆိုင်အတွင်းမှာလူနှစ်ယောက်ထိုင်နေကြပါတယ်တယောက်မှာတော့ဥယုတ်ဆိုးကြီးဖြစ်ပြီးတော့ကြံတယောက်မှာဆက်စုဘရင်ဖြစ်တယ်ဆက်စုဘရင်ကအရက်ကိုတစ်ခွက်တောက်လိုက်အမီကိုတစ်ဖက်ကောက်စားလိုက်နဲ့အေးဆေးစွာထိုင်နေပါတယ်သူစပွဲပေါ်မှာအရက်ကုန်နေပြီဖြစ်လို့အိုးသုံးလုံးရှိနေပါတယ်ဥယုတ်ဆိုးကြီးမှာလက်သီးနှစ်ဖက်ကိုကြစ်ကြစ်ပေါင်းဆုံးနေငါငွေရှင်းဖို့မင်းကိုပြောနေရမဟုတ်ဘူးမင်းသွားပြီးမှငါသွားမှာမို့မင်းနေတာကွာဥယုတ်ဆိုးကြီးဒေါသဖြစ်နေအောင်ကိုကြည့်ပြီးတော့ဆက်စုဘရင်ကသဘောကျနေတယ်ပြုံးဖြီးမျက်နှာထားနဲ့ဥယုတ်ဆိုးကြီးကိုကြည့်ပြီးအရက်ခွက်ကိုကောက်ကန်ကတကြိုက်ထဲမောချလိုက်တယ်ပြီးပြီကျုပ်သွားတော့မယ်အမီးတစ်ဖက်ကိုကောက်ွားပြီးနောက်အရက်ဖိုးငွေတုံးတုံးကိုစပွဲပေါ်အပ်ထားပေးတယ်အဲ့နောက်ဥယုတ်ဆိုးကြီးကိုမချုံမချင်းမျက်နှာနဲ့ကြည့်ပြီးစိုင်တွဲမှထွက်ခဲ့တယ်ငါလူမတက်ဘူးလို့ဆရာတခင်ကိုဂတိပေးထားခဲ့လို့ပေါ့ကွာနှုတ်မို့ကတော့ဥယုတ်ဆိုးကြီးကလည်းမကြေမနက်နဲ့ရေရွတ်ကျိမ်းမောင်းရင်စိုင်တွဲမှဒေါနဲ့မှန်နဲ့ထွက်လာခဲ့တယ်ဆိုင်ပြေကိုရောက်တဲ့အခါသူ့ရှေ့မှာထွက်သွားတဲ့ဆက်စုဘရင်ကိုအရေးရောင်မျှပဲမမြင်ရတော့ဆိုင်ရှည်လမ်းပေါ်မှာလူသွားလူလာတွေနဲ့စီကားရှုပ်ထွေးလျက်ရှိပါတယ်အဲဒီလူတွေကြားထဲမှာဆက်စုဘရင်ကိုရှာဖွေတော့လဲမမြင်ရတဲ့အတွက်ဥယုတ်ဆိုးကြီးကျေနပ်သွားလေတယ်သူနောက်မှာတပူပူတကက်ကက်လိုက်ပါလာတဲ့ဆက်စုဘရင်ကြောင့်သူစိတ်နှောင့်ယှက်ဖြစ်ခဲ့ရတယ်အခုထိုးလူမရှိတော့သူလူလွတ်လပ်လပ်သွားနိုင်ပြီလို့ထင်လိုက်တယ်ဒါကြောင့်သူသွားမယ်တွေးထားတဲ့အတိုင်းမြို့မြောက်ဘက်ကိုဆက်လျှောက်လာတယ်မြို့မြောက်ပိုင်းမှာလူနေအိမ်ကျဲပါတယ်ငွေကြေးပြည့်စုံကျွဲဝသူတွေနေထိုင်တဲ့နေရာပြီးချမ်းချမ်းဝင်းကျင်နဲ့ဖြစ်သောကြောင့်တိမ်နဲ့တိမ်အလံဝေးတယ်ဥယုတ်ဆိုးကြီးကပတ်ဝန်းကျင်ဘေးပင်ညောင်ကြည့်ရင်ရှောက်လာရမြို့စုံရောက်လာတယ်ရှေးမလန်းမကန်းမှာမြို့ကိုပတ်ရန်လို့စီးစက်နေတဲ့ချောင်းချင်းချောင်းလေးကိုတွေ့ရတယ်ချောင်းရဲ့ဟိုဘက်ကမ်းမှာကျေးရွာကြီးတစ်ရွာရှိတယ်သူဟာရွာဆယ်မြို့နဲ့လက်ဘက်ခါလူတယောက်ကိုရှာဖွေနေခြင်းဖြစ်တယ်ထိုလူဟာအီမြို့နီးတစ်ပိုက်ပတ်ဝန်းကျင်မှာရှိနိုင်တဲ့အထောက်ထားရှိခဲ့တဲ့အခုမြို့နဲ့ပြသူသွားလာခဲ့ပြီးရှာဖွေနေသူကိုမမြင်ရသေးဟိုမှာဘက်ကန်းရှိကျေးရွာကြီးတစ်ရွာဒီမှာဘက်ကန်းမှာဟိုမှာဘက်ကန်းကိုဟိုမှာဘက်ကန်းမှာဒီဘက်ကန်းကိုလင်ငယ်တွေနဲ့ဖြတ်ကူးနေတဲ့လူတွေကိုမြင်ရတဲ့အခါတစ်ဖက်ကန်းကိုကူးသွားရန်စိတ်ကူးရသွားတယ်ရှေ့ကိုဆက်လျှောက်လာခဲ့တဲ့အခါတစ်ဖက်ကန်းကိုကူးရန်ရနိုင်တဲ့လေးစိတ်ကိုမြင်ရတယ်ကိုင်းခက်ဝေးစားနေတဲ့တစ်ပင်ကြီးတစ်ပင်ဟာလေးစိတ်ကိုအုံမူဖြာဝေလျက်ရှိတဲ့ထိုသိမ့်ရဲ့ခီးတဲ့အများပြားစုဝေးနေကြတဲ့အနီးကိုရောက်သွားတဲ့အခါသူ့ကိုဆက်ပြဲပြဲပြုံးနေကြည့်နေတဲ့ဆက်စုဘရင်ကိုမြင်လိုက်ရတဲ့အတွက်ကြောင့်သူ့ရဲ့ခြေလမ်းတွေတုံ့ရင်သွားတယ်ဟဲ့လူကြီးခမဘာဖြစ်လို့ကျောင်းနောက်ကတကောက်ကောက်ရှောက်လိုက်နေရတာလဲဆက်စုဘရင်ကြီးကစီးကြိုပြီးပြောတယ်မဟုတ်မှပဲဆွဆွဲပြောဆိုခံရတဲ့အတွက်ကြောင့်ဥယုတ်ဆိုးကြီးရဲ့မျက်နှာမှာရုပ်ကြီးတဲမာလာတယ်ဟဲ့ကောင်မင်းအရန်စွတ်မပြောနဲ့မင်းနောက်ကငါလိုက်လာတာမဟုတ်ဘူးငါလမ်းငါသွားနေရလေစိမ်းမတက်လာတဲ့မိန်းကလေးတယောက်ဟာဥယုတ်ဆိုးကြီးရဲ့အော်သေးတန်ကြောင့်အထိတ်တလန့်နဲ့မောကြည့်တယ်လေစိတ်အတိုင်းပြေးဆင်းလာနေတဲ့ဥယုတ်ဆိုးကြီးကိုမြင်ရတဲ့အခါရှောင်းနေတဲ့ခြေလမ်းတွေရက်သွားပြီးခန္ဓာကိုယ်ခြားကနေနဲ့ကလေစိတ်တိုင်းဆင်းပြေးသွားတယ်မပြေးနဲ့လုံးမလေး
ကောင်းရီဝါမပြေးနဲ့ဦးရုပ်စိုးကြီးရဲ့အော်ဟစ်တံမှာချဲနီးတာဖြစ်တယ်မိန်းကလေးကရေစက်မှာရပ်ထားတဲ့လေတစင်းပေါ်တက်ကလော်ခတ်ထွက်သွားပြီဖြစ်တယ်ဦးရုပ်စိုးကြီးကလည်းမိန်းကလေးနောက်ကိုလိုက်ရန်လေတစင်းကိုငားတယ်ဆက်စုဘရင်ဟာထိုမိန်းကလေးကိုထင်းထင်းရှားရှားမြင်လိုက်တယ်သူမကိုသူကောင်းစွာသိနေညမွေးပဲစားတော့ဆိုင်ပိုင်ရှင်အဖိုးကိုဖွားကိုလင်းမယားတို့ရဲ့မွေးစားသမီးချန်ရှင်းလီဖြစ်တယ်မိန်းကလေးချန်ရှင်းလီဟာဘယ်အကြောင်းကြောင့်ဒီနေရာကိုရောက်ရှိနေရလဲဦးရုပ်စိုးကြီးကဘာကြောင့်ချန်ရှင်းလီကိုကောင်းရှိဝါလို့ခေါ်ကပြေးလိုက်ရတာလဲလူမားတာလားစိတ်ဝင်စားပွဲတစ်ခုခုကိုတွေးရှိရပါကရေစုံရေပြဆက်စုတတ်တဲ့ဝါသနာတိုင်းဆက်စုဘရင်ကလေစိတ်ကိုအပြေးဆင်းလာတယ်လေတစင်းကိုအလင်းမြန်ငှားရမ်းလိုက်ပြီးနောက်ဦးရုပ်စိုးကြီးနဲ့မိန်းကလေးချန်ရှင်းလီတို့ထွက်ခွာသွားရတစ်ဖက်ကန်းရှိကျေးရွာကြီးစီကိုလေဦးကိုတဲလိုက်တယ်နေဝင်လူပြီးဖြစ်ပါတယ်အလင်းရောင်ကအားပြောစားပြုလာတယ်ငှက်ကလေးတွေအိတ်တန်းကိုပြန်နေကြတယ်တမားတော်ကြီးရဲ့သားရန်ကျင်းပေါက်ဟာညနေစာစားပြီးနောက်အိယာထက်မှလဲလျောင်းနေတယ်ခန္ဓာကိုယ်ကအိယာထက်မှငြိမ်သက်စွာလဲလျောင်းအိတ်နေတော့လဲစိတ်တွေကတော့ရောက်ရက်ခက်လှုပ်ရှားလျက်ရှိပါတယ်စိတ်ကဖောက်ခင်ကြီးပြောခဲ့တဲ့စကားတွေကိုရောက်လာသွားတယ်တိတ်ဆိတ်စွာထပ်ပြေးခဲ့တဲ့မိန်းကလေးချက်ရှင်းလီထောင်ရောက်သွားလိုက်နဲ့လွင်ပြန်ပြေးနေပါတယ်ဖောက်ခင်ဖြစ်သူဝိညာဉ်ဝဲသူရဲ့လက်မှာကဲတင်ပေးလို့တဲ့ဆန္ဒကတစ်ဖက်အားပြိုင်နေရပြားများနေတယ်တီးကြတဲ့ဆုံးဖြတ်မှုမျိုးတွေးလို့မရသေးမျက်လုံးကိုမိတ်ထားတော့လေဖောက်ခင်ရဲ့ရုပ်ပုံမြင်လိုက်ဖြစ်နေတယ်အုံနောက်တစ်ခုလုံးပွင့်ထွက်ပေါက်ကွဲတော့မဲ့အလားလာခန်းစားနေရတဲ့အတွက်တက်ပြင်းလေးဘူးကိုခက်ပြင်းပြင်းမုတ်ထုတ်လိုက်တယ်အဲ့လိုရန်ကျင်းပေါက်စိတ်လှုပ်ရှားနေချိန်မှာသူ့ရဲ့ဖောက်ခင်တမားတော်ကြီးရန်ကျင်းပိုင်နဲ့ရွှေလံပြန်ချင်းဟုံတို့ဟာနောက်6ရက်ကြာမှရင်ဆိုင်ရမယ်ဝိညာဉ်ဝဲသူကိုဘလို့ပဲပုံကောက်ွယ်တဲ့ကြောင်းဆွေးနွေးနေရရှိပါတယ်ရွှေလံပြန်ချင်းဟုံကအခြားသောတိုင်းကြော်မော်တွေကိုအကူညီကိုရယူကပူပေါင်းကောက်ွယ်တဲ့တယ်လို့ပြောတယ်တမားတော်ကြီးကထိုကြံစီကိုသဘောမတူဝိညာဉ်ဝဲသူကိုအင်အားနဲ့တိုက်ခိုက်ခြင်းဟာအနိုင်ကျင့်ရာရောက်တယ်ကိုပြဿနာကိုသာဖြေရှင်းတဲ့တယ်လို့ပြောတယ်ရွှေလံပြန်ချင်းဟုံကလည်းအလျှော်မပေးသူ့အမြင်ကိုထပ်ပြီးပြောပြတယ်ခမည်းနေနဲ့မာနာဒီလောက်မကြည့်သင့်ဘူးတမားတော်ကြီးရန်သူကိုတိုက်တဲ့ကနိုင်မို့အတိတ်ကပဲခမည်းရဲ့ကိစ္စမှာဝိညာဉ်ဝဲသူကျုပ်တို့မနိုင်ဘူးဆိုရင်ဒီကနောက်ထပ်တယောက်ရဲ့ဝိညာဉ်ဝဲအောင်ပါပဲသွေးစာနေတဲ့ဒီလိုကောင်မျိုးတယောက်ချင်းရှင်လို့မရတာနဲ့ပဲလဲဆင်းအရှုံးပေးရတော့မှာလားစုပေါင်းတိုက်ခိုက်တာအောင်မှမတရားဘူးလို့ဘသူကပြောမှလဲခမည်းပြန်စင်းစားပါအောင်ဗျာတမားတော်ကြီးကလည်းကောင်းပါတယ်စဲစားကြမလို့ပါဘူးဗျာသူကကျုပ်ကိုလိုလားစိန်ခေါ်သွားတယ်ဒီလိုစိန်ခေါ်တာသူ့မှာလုံလောက်တဲ့အကြောင်းပြချက်ရှိရမယ်အကြောင်းမဲ့မဖြစ်နိုင်ဘူးအဲ့ဒီအကြောင်းကလည်းတခြားသူနဲ့မဆိုင်ဘူးကျုံနဲ့ပဲဆိုင်နေကျုံနိုင်ရင်ကျုပ်တက်ရှင်မယ်သူသိမယ်ကျုပ်ရှုံးရင်သူအသက်ရှင်မယ်ကျုပ်သိမယ်ဒါပဲအပြည့်အရှင်းရှင်းလေးပါဗျာကျင်းအောင်မျက်နှာသုံးမုံသွားတယ်မဟုတ်သေးပါဘူးဗျကျင်းအောင်ညှိတွားလိုက်တယ်တမားတော်ကြီးကသူ့ရှေ့စပွဲပေါ်ရှိအရက်ကရကိုကောက်ကင်ပြီးကျင်းအောင်ရက်ခွက်တွင်ငှက်ထက်ပေးရင်မှပြောတယ်ဘာမဟုတ်တာလဲကျင်းအောင်သူဘလောက်အစွမ်းထက်တယ်ကျုပ်ဘာသာသိတာပဲကျုပ်ရင်းဆိုင်ချက်နေကျုပ်တို့နဲ့ဘသူ့မှဒုက္ခမပေးကြဘူးဒါကြောင့်ဒီကိစ္စကိုဆက်ပြီးတော့မဆွေးနွေးပါနဲ့တော့ဗျာကျုံမိတ်ဆွေအချင်းချင်းတောင်းရင်ဆိုင်ရင်တခြားစကားပြောကြတာပေါ့ကဲတောက်ဗျာတမားတော်ကြီးကစကားဖြတ်လိုက်တယ်ရွှေလံပြန်ငိမ့်သက်နေရဲ့ဆက်ပြောနေတယ်အကျိုးထိုးရမီမဟုတ်ကြောင့်နားလည်လာရဲ့အတွက်ဆက်မပြောတော့ခြင်းဖြစ်တယ်အတွေ့လေးရမူတိုင်းလောကမိတ်ဆွေတွေနဲ့ပူပေါင်းကတမားတော်ကြီးနဲ့ဝိညာဉ်ငယ်သူတို့တိုက်ခိုက်နေချိန်မှာနည်းနည်းနဲ့ဝင်ရောက်ကူညီပေးမယ်လို့ကြံစည်ထားတယ်အဲ့လိုတွေးပြီးနောက်ချင်းအောင်ကသူ့ရဲ့ခွက်ကိုမောက်တောက်လိုက်တယ်ကြက်ပေါင်တစ်ချောင်းကိုလည်းဖဲ့ကမြည်တယ်တမားတော်ကြီးကလည်းသူ့ရဲ့ရက်ခွက်ကိုမောက်တောက်ပြီးအမီးကိုဝါနေရဲ့သူ့အတွင်းနဲ့ငိမ့်သက်နေပါတယ်ပြီးမှမဖြစ်နိုင်ဘူးလို့ဆက်စုပင်ရင်ကပြောတယ်သူကဝိညာဉ်ဝဲသူတို့တိုက်ခိုက်တာမြင်ဘူးတယ်မဟုတ်ဘူးဒါကြောင့်လည်းအဲ့ဒီရုပ်ဆိုးဆိုးလူကြီးကိုအသုံးပြုတဲ့တိုင်းခွက်ကိုမြင်တာနဲ့အစိမ့်နဲ့တဲ့တိုင်းခွက်မဲ့သူသိတယ်ပြီးတော့ဝိညာဉ်ဝဲသူတဲ့အဲ့ဒီလူကြီးရဲ့ခန္ဓာကိုယ်ကကြီးထွားကြက်ခံနေရဲ့ခန္ဓာကိုယ်ချင်းမတူအဲ့ဒီလူကြီးကဝိညာဉ်ဝဲသူမဖြစ်နိုင်ဘူးလို့ဆက်စုပင်ရင်ကပြောတယ်ဒါပေမဲ့ဘာဖြစ်လဲဗျကျုံကစကားကိုတပိုင်းတစားနဲ့ဖြတ်လျက်အရက်ခွက်ကိုကောက်ကင်လိုက်တဲ့အတွက်တမားတော်ကြီးကအလောတကြီးမေးလိုက်တယ်စပြောစီကစိတ်ဝင်စားခြင်းမရှိတဲ့တမားတော်ကြီးမှခုခါစိတ်ဝင်စားလာပြီဖြစ်တယ်အဲ့ဒီလူကြီးအသုံးပြုတဲ့တိုင်းခွက်နဲ့ဝိညာဉ်ဝဲသူရဲ့တိုင်းခွက်တူနေတော့အဲ့ဒီလူကြီးနဲ့ဝိညာဉ်ဝဲသူဟာတယောက်တည်းမဟုတ်တာပတ်သက်ဆက်နေမှုတော့ရှိရမယ်
အဲ့ဒီလူကြီးကိုရက်ချင်မပြတ်စောင့်ကြည့်ရင်ဝိညာဉ်ဝဲသူကိုခြေရခံပြီးမှတေးကြတယ်ဒါကြောင့်ဆက်စုပြီးကိုလိုက်တိုက်ခိုင်းတယ်ကျင်းအောင်ကပြောတယ်ကောင်းတယ်ကောင်းတယ်တမတော်ကြီးကစိတ်ရောကိုယ်ပါလက်ခံလိုက်တယ်ရွှေလမ်းမြန်ချင်းဟုံကငှက်ထားပြီးတော့ရက်ကိုမောတောင်းလိုက်ပြီးမှစကားကိုဆက်ပြောတယ်ဒီမနေ့ကျုပ်ဒီမျိုးပြန်ရောက်လာတော့စိတ်ဝင်စားစရာဖြစ်ပျက်တခုနဲ့စုံရပြန်တယ်အဲ့ဒါတော့ကြားကြီးနဲ့ကြားလက်ညီကိုနီယောက်အသက်ခံလိုက်ရတဲ့ကိစ္စပဲကြားကြီးကြားလက်တို့အသက်ခံရတဲ့ကိစ္စတော့တမတော်ကြီးကစိတ်ဝင်စားပြီးသူ့အတွေးကအစိမ့်လက်တဲ့တန်းခွက်တက်တယ်ဆိုတဲ့လူကြီးရဲ့အကြောင်းကိုသာရောက်နေတယ်ဒါကြောင့်ဟုတ်လားဒီနေ့တစ်နေ့လုံးကျုပ်လည်းအပြင်မထွက်တော့ဒီသတင်းကိုမကြားမိဘူးဗျတမတော်ကြီးကပြောလိုက်တယ်သူတို့ညီကိုတတ်သွားတဲ့လူကဝင်းနေငယ်သူလို့လူတွေကပြောနေကြတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ရတဲ့တရားအစိမ့်လက်တဲ့တရားဖြစ်နေလို့ပဲတမတော်ကြီးရဲ့မျက်နှာစက်ခနဲ့မော့လာတယ်ဝင်းနေဝဲသူနဲ့ပတ်သက်တဲ့တရားသူ့ကိုလှုပ်ရှားသွားစေတယ်ဝင်းနေဝဲသူကဝင်းနေနေလိုက်ဝယ်နေတဲ့အကြောင်းသူသိတယ်လို့ထင်ထားခဲ့တယ်အခြားသူတွေကိုဖွင့်မပြောတဲ့အကြောင်းရင်းတွေကသူ့မှာရှိနေတယ်ဝင်းနေဝဲသူကဝယ်မဲ့ဝင်းနေနေမှာကြားညင်တော့မပေါသူရဲ့ဝင်းနေဟာနောက်ဆုံးဖြစ်တယ်လို့သူကသိထားတယ်အခုတော့အစိမ့်လက်တဲ့တရားတွေ့ရနဲ့ဝင်းနေဝဲသူတက်တာလို့ပြောလို့ရပါမလားခမ ्या ကိုပြောတဲ့လူကြီးတက်တာရောမဖြစ်နိုင်ဘူးလားမဖြစ်နိုင်ဘူးဗျအဲ့လူကြီးဟာအဲ့နေကနောက်ကျမှတာကုမျိုးရောက်လာတာသူရောက်တော့ကြားညင်တော့တိတ်နေပြီသူနောက်ကဆက်စုပ်ပင်ကတက်ကြက်မကွာလိုက်နေတယ်ဆိုတော့သူမတက်တာသိကြတယ်ဒါကြောင့်ဝင်းနေဝဲသူတက်တာဖြစ်ဖို့များနေတယ်တမားတော်ကြီးငိုင်းသွားတယ်အတန်ကြာစဉ်းစားနေပြီးမှဆိုတယ်ဝင်းနေဝဲသူဟာသူဝဲမဲ့ဝင်းနေကိုခုနှစ်ရက်ကြုံပြီးဝယ်လေးရှိရမလားအခုဝင်းနေလာဝဲတဲ့တရင်ကိုလည်းလုံးဝမကြပဲတက်တယ်ဆိုတော့ဝင်းနေဝဲသူကသူ့စိတ်ထဲမှာမကျေနပ်တဲ့လူတိုင်းကိုတတ်နေတဲ့လူတယောက်ပဲလို့အဲ့ဒါကြောင့်ပြောတာပေါ့ဒီကောင်လွတ်ထားပေးလို့မဖြစ်တော့ရှင်းပြမှဖြစ်တော့မေးဗျကျင်းအောင်ကစကားလမ်းကြောင်းပြန်တဲ့ဒါမဲ့တမားတို့ကြီးကလက်မခံဘာပဲဖြစ်ဖြစ်လေကြောက်ကိစ္စမှာတော့ဘသူ့မှဒုက္ခမပေးချင်ဘူးဘသူမှလည်းဝင်မပါစေချင်ဘူးတမားတို့ကြီးကညင်းနေကျင်းအောင်ကောင်းကိုပဲညာရမ်းခါလေးရဲ့လက်လျှော့ရုံမှတပါမတက်တာတော့အရက်ကိုသာအားရအောင်တောက်ပြီးပြန်တော့အကောင်းဆုံးလို့ဆုံးဖြတ်ကအရက်ကရောက်လှမ်းလှမ်းရှူလိုက်တယ်တမားတော်ကြီးရန်ကျင်းပါအခန်းအောင်လျက်သူရဲ့လျှက်စစ်ဓာတ်တိုင်းမြင်အောင်အပြင်းထန်လေးကျနေတယ်နေရတူဟာတဖြည်းဖြည်းကုံဆုံးလို့မြောက်လာခဲ့ပြီးဝိညာဉ်ဝဲသူချင်းဆိုထားတဲ့9ရက်မြောက်နေ့ညဘက်ကိုရောက်လာတယ်တမားတော်ကြီးဟာအိမ်ရှိကြောက်ပြောင်းခဲလမ်းလေးပေါ်မှာလူလာတုတ်ခေါရှောင်းရဲနဲ့ဝိညာဉ်ဝဲသူအလားကိုစောင့်မျှော်နေရှိပါတယ်ညဟာတဖြည်းဖြည်းအိုမင်းရိပ်ရော်လာတဲ့တိုင်ဝိညာဉ်ဝဲသူဟာပေါ်မလာသေးလာမယ်တေချာသိပါရဲ့နဲ့မလာသေးတဲ့အခါစိတ်မရှိနိုင်တယ်လို့ဖြစ်လာတယ်တကယ်လို့လာခဲ့ရင်လေသူ့ရဲ့အထက်မြက်ဆုံးသောအသက်ဆုံးထောက်ွက်တွေကိုပြင်းပြင်းထန်ထန်ရင်ဆိုင်ရမိတာဖြစ်တဲ့ဝိညာဉ်ဝဲသူဘလောက်ဆွမ်းထက်တာဖြစ်စေအသက်ဘေးမှာကောက်ွယ်ရမယ့်သူတယောက်ရဲ့အစွမ်းကုန်ခုခံကောက်ွယ်မှုကိုကြောက်ခမန်းလေးလေးမြင်တွေ့ရမှာဖြစ်တယ်တို့ရမှာသူ့အနေနဲ့ဝိညာဉ်ဝဲသူမလားစေခြင်းအကြောင်းတစ်ခုခုကြောင့်သူ့ဝိညာဉ်ကိုဝယ်မဲ့အစီအစဉ်ပြက်စေခြင်းနဲ့အနိုင်ရှုံးမသေးကြတဲ့ပွဲကိုသူမနှွဲခြင်းလာမယ်ဆိုပါကလည်းကြာရှည်ကြာမြင့်အောင်မနေခြင်းမူရှောင်လွဲလို့မရမယ့်ကိစ္စချက်ချင်းတွေးလိုက်တာအကောင်းဆုံးလို့တွေးတယ်ရုတ်တရက်ထွက်ပေါ်လာတဲ့ခွေးဥတန်းကြောင့်တမားတော်ကြီးရဲ့ခန္ဓာကိုယ်မှာဆက်ခနဲ့တုံသွားတယ်ဝိညာဉ်ဝဲသူလာပြီးဆိုတဲ့အသည့်နဲ့တူသူရဲ့နှလုံးသွေးတွေပွက်ပွက်ဆူလာတယ်လျှက်စစ်ထောင်တင်းတင်းဆုံတဲ့ခွေးဥတန်းထွက်ပေါ်လာရာကိုလမ်းမြော်ကြည့်လိုက်တယ်လွင်ပြန်ဝဲဝဲလျက်ရှိတဲ့အရာဝတ္ထုတစ်ခုပြေးလွှားလာလေရဲ့လူရဲတစ်ခုထိုရာဝတ္ထုနဲ့ထိုလူဟာလင်းနေအောင်လွှဲပါလာတဲ့တိမ်ဆိုင်တိမ်သားလာတမားတော်ကြီးရှေးမောက်ကိုလင်းမြန်စွာရောက်ရှိလာပါတယ်တမားတော်ကြီးရဲ့မျက်နှာလေးကိုလွှဲပြန်လာတဲ့လူရိုးကောက်ဟာရုပ်ကြီးပင်ပြန်လဲကွေ့ဝလျက်ထိုလူစီကိုရောက်သွားတယ်တမားတော်ကြီးမျက်နှာခက်ထန်သွားတယ်မင်းကိုတိုက်ဖို့ကျုပ်ကဘသူ့ကိုခေါ်ရအောင်မလဲတကယ်လဲတမားတော်ကြီးကသူ့ဘက်မှာကိုကြီးရဲ့ကမ်းလှမ်းလာသူတွေကိုငင်းပယ်ထားခဲ့တယ်မဟုတ်လားဒါမဲ့ဝိညာဉ်ဝဲသူကထပ်ပြောတယ်ဒါဖြင့်ဒီပတ်ဝန်းကျင်မှာရောက်နေတဲ့လူတွေကဘသူတွေလဲခမ ्या ရဲ့ရန်သူတွေလားကျုပ်ကိုတိုက်တဲ့လူတွေလားတမားတော်ကြီးကအံ့ဩသွားတယ်ဒီနေရာမှာသူရောက်နေရကြားခဲ့ပြီးပတ်ဝန်းကျင်မှာအခြားသူတွေရောက်ရှိနေအောင်သူတတိမပြုံမိခင်အခုမှရောက်လာတဲ့ဝိညာဉ်ဝဲသူကပြောမှသိရတဲ့အတွက်အနှင်းငယ်ရှက်ကထိတ်လန့်သွားတယ်မျက်လုံးထဲမှာလည်းကျင်းအောင်ကိုဖြတ်ခနဲ့မြင်ရောက်နေသူအတန်ငင်းပယ်တဲ့ချောင်းကကျင်းအောင်ကသူ့ကိုကိုညီရန်ရောက်ရှိနေပြီလား
ဘသူတွေပဲဖြစ်ဖြစ်ကြောက်ပြူးမဆိုင်ဘူးခက်တာကကျုပ်လိုချင်တဲ့ဝိညာဉ်လွဲပြီးဘသူရဲ့ဝိညာဉ်မှာကျုပ်မလိုတာပဲဒါကြောင့်မဆိုင်တဲ့ကိစ္စမှာဘသူ့မှာဝင်ပပစေချင်ဘူးဝိညာဉ်ဝဲသူရဲ့စကားချင်းချောက်တဲ့စကားဖြစ်တယ်တမတော်ကြီးကလည်းမမထန်ထန်ပြန်ပြောတယ်ကျုပ်ဘသူ့မှာကွန်မထားဘူးလို့မင်းကိုကျုပ်ပြောပြီးပြီပဲဒီစားတွေကသွေးယူသွေးတန်းနဲ့ရှောက်ပြောနေတာဘာကြောင့်လဲမင်းတိတ်ကြောက်နေပြီလားတိတ်ကြောက်နေမင်းလက်ပြန်သွားနိုင်ပါလေဘာဖြစ်လို့ကျုပ်ကလက်ပြန်မှာလဲဒါပြည့်စကားမပြနဲ့ကွာမင်းစားဘယ်လောက်ရှိတယ်ဆိုတာငါသိချင်နေပြီကောင်းပြီလေပြပြောဆိုဆိုနဲ့ဝိညာဉ်ဝဲသူဟာလူရိုးခေါင်းကိုတမတော်ကြီးရဲ့မျက်နှာကိုပြစ်ပေါက်လိုက်တယ်တမတော်ကြီးကဝိညာဉ်ဝဲသူကိုတိုက်ခိုက်လာမဲ့အချိန်ကိုတတိထားစောင့်ကြည့်နေသူဖြစ်လို့မျက်နှာကိုတင်းငယ်ကရှောင်းလိုက်ပြီးလျှက်စစ်သားနဲ့ဝိညာဉ်ဝဲသူကိုပြန်လဲတိုက်ခိုက်တယ်ဝိညာဉ်ဝဲသူကရှောင်းတင်းခြင်းမပြုလက်ဝါးနေလိုက်အားအချိန်နဲ့အယိုးကောင်းဟာတမတော်ကြီးရဲ့ရင်ဝါကိုပြေးဝင်လာပြန်နေတမတော်ကြီးကခုံလွှားရှောင်းတင်းရင်လူရိုးကောင်းကိုဓာတ်နဲ့ပတ်ထုတ်လိုက်တယ်လူရိုးကောင်းဟာဝိညာဉ်ဝဲသူထံပြန်လဲနှွေးဆင်သွားတယ်ဝိညာဉ်ဝဲသူကညာလက်နဲ့ပေါ်ပါစွာပွေ့ပတ်နေတဲ့ထက်ဆင်ဝင်လာတဲ့လျှက်စစ်သားကိုဘယ်လဲနဲ့ခတ်ထုတ်တယ်တန်တန်ချင်းထိကတ်တဲ့တုံးကျဲပေါ်ထွက်လာတဲ့ဝိညာဉ်ဝဲသူရဲ့လက်ချောင်းတွေဟာတမဏိလက်သေးရှေ့ရှေ့ချွန်းချွန်းကိုတက်ဆင်ထားခြင်းနဲ့အဲ့လိုထွက်ပေါ်နေခြင်းဖြစ်တယ်တမတော်ကြီးရဲ့ဓာတ်ချက်တွေဟာအရိပ်တွေဖြားထွက်နေတဲ့မျက်စိတမိတ်လျှက်တစ်ပြက်အချိန်တွင်းမှာပဲဓာတ်ချက်များစွာနဲ့တိုက်ခိုက်ပြီးဖြစ်နေတယ်ထို့တူဝိညာဉ်ဝဲသူကလည်းလင်းမြန်စွာရိမ့်ွယ်လျက်ဓာတ်ချက်တွေကိုရှောင်တိန်ခုခံရင်တမတော်ကြီးကိုလည်းအစိမ့်ရည်ဆွတ်ထားတဲ့တမဏိလက်သေးရှည်ကြီးနဲ့ကုတ်ဖက်ရန်စူးစမ်းနေတယ်သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုမှာဘသူကဝိညာဉ်ဝဲသူဘသူကတမတော်ကြီးလိုပဲခွဲခြားရမလွယ်အောင်ရှုပ်ထွေးရှက်လိမ်လျက်ရှိတယ်တဝီဝီတဝဲဝဲတန်းနေဟာလေတို့ထိုးခွက်လျက်မြည်ဟင်းနေတဲ့ဝိညာဉ်ဝဲသူကလေထဲမှာလွှားခနဲခုံဝင်လျက်တမတော်ကြီးရဲ့မျက်နှာကိုဘဲချိန်နဲ့ခတ်ကန်လိုက်တယ်ဝဲစုံတဲ့ရဲ့လေထဲမှာလင်းဝဲနေဟန်ဟာအတောင်မှန်တပွဲဖြစ်တဲ့အတွက်ကြောင့်ရက်တကောင်ပြန်လာတဲ့ပမာဖြစ်နေတယ်တမတော်ကြီးကဘဲလက်နဲ့စီးကပြီးဓာတ်နဲ့ဝိညာဉ်ဝဲသူရဲ့ခြေထောက်ကိုခုတ်ပိုင်းနေဒါမဲ့တမတော်ကြီးရဲ့မျက်နှာကိုခတ်မိလို့အနေထားမှာဝိညာဉ်ဝဲသူကသူ့ရဲ့ဘဲချေကိုရုပ်ကြီးညှုပ်ကွေးလိုက်တယ်ညာချေအောင်ရုပ်တရက်ဆန့်ထွက်လာပြီးတမတော်ကြီးရဲ့ကိုယ်ခန္ဓာကိုပက်ကန်လိုက်တယ်တမတော်ကြီးမှညာဘက်လက်မောင်းရင်ကိုအကန်ခံလိုက်ရပြီးခြေလန်းငါးလန်းခန့်နှွေးစင်ကလဲကျသွားတယ်ဝိညာဉ်ဝဲသူကတက်ချက်မကွာလိုက်ပါလာပြီးအစိတ်လက်သေးနဲ့ကုတ်ဆွဲတယ်တတိမပြတ်တဲ့တမတော်ကြီးကမြေပြုံဓာတ်နဲ့ထောက်လျက်ကိုတပန်းလိမ့်ရှောင်းနေဒိုးစင်ညင်းသားတဲ့လေတိုးတန်ကဝိညာဉ်ဝဲသူထံပြင်းဝင်လာတဲ့ဝိညာဉ်ဝဲသူကလက်ကိုယုံရဲ့ခန္ဓာကိုညှို့တိမ်ပြီးရှောင်းနေရွှေရောင်လန်တိုလေးတက်လက်ဟာသူ့မျက်နှာရှိမှဝီခနဲ့ဖြတ်သွားတယ်လူရဲတစ်ခုကလန်တိုလေးနဲ့ရှေးစင်နောက်စင်ကိုသူ့ရှေ့ကိုရောက်လာပြီးလန်တိုလေးကိုဖမ်းယူတယ်ပြီးနောက်သူ့ကိုဖြတ်ခနဲ့လန်တိုနဲ့ပက်လိုက်တယ်ဝိညာဉ်ဝဲသူကနောက်သို့ခြေလန်းငါးလန်းစာခုံဆုပ်သွားတယ်ဒါကြောင့်လန်တိုလေးမှာလေဦးသာထိုးခွဲမိသွားတယ်ခမရဘသူလဲဝိညာဉ်ဝဲသူကမေးတယ်ကျုပ်နာမည်ချင်းဟုံရွှေလံပြန်ချင်းဟုံလို့ခေါ်တယ်ရွှေလံပြန်ကလည်းလူရင်းကိုဖြစ်တယ်ခမရဘာတက်လာလဲရန်ချင်းမောင်ကဲဖို့တက်ပဲလားကျင်းအောင်ကကောင်းခါပြီးတော့ပြန်ပြောလိုက်တယ်မဟုတ်ဘူးဒါဖြင့်ကျုပ်ကိစ္စမှာဘာကြောင့်ဝင်ပါရတာလဲမင်းရဝိညာဉ်လိုချင်လို့ပါသွေးစာနေရမင်းလိုလူတက်သမောင်ရှင်းပြချင်လို့ပဲကျင်းအောင်ရဲ့စကားသဘောကျသွားရင်လားဝိညာဉ်ဝဲသူကတဟာဟာရှိမောတယ်ဝိညာဉ်ဝဲတဲ့လူရဲ့ဝိညာဉ်ကိုခမရဝဲချင်တဲ့လားဟုတ်လားတိတ်ကိုရေးရတာပဲဗျာပြည်တံပြတ်မှာဝိညာဉ်ဝဲသူကပြောလိုက်ပြန်တယ်ကဲခမရဖော်ရီကိုပါခေါ်လိုက်ပါပြီးမှစပြီးတော့တိုက်ကြတာပေါ့တို့ရမှာချင်းအောင်နေနဲ့သူ့ဖော်ရီကိုမခေါ်လိုက်ရပြီဝိညာဉ်ဝဲသူရဲ့စကားဆုံးမှာလူရိပ်လေးတစ်ခုကချင်းအောင်နေကိုရိတ်ခနဲ့ပြေလွှာရောက်ရှိလာတယ်ရှားပြူတိုင်ကျန်ကျောင်းအုပ်ကြီးရှောင်းဆန်းကြီးမျိုးစားကတော်ဦးဆန်းလန်တခင်ကြီးချူစီလန်ဘဲကျော်သားသမားကြီးကွမ်းကျုံဝါသူတို့ဟာတရင်ကြားနေပြီဝိညာဉ်ဝဲသူကိုမောင်းတိနေသူဖြစ်တယ်ရောက်ရင်ရောက်ချက်ဝိညာဉ်ဝဲသူကိုဝိုင်းရန်နဲ့တိုက်ခတ်ရန်ပြန်လိုက်ကြတယ်တမားတို့ကြီးကလဲကြနေရမှာမမက်ရက်နိုင်ပြီဖြစ်တော့လေဓာတ်ကိုင်လက်မှာလှုပ်ရှားလို့မရအောင်နာကျင်ကြိုက်ခဲနေတဲ့အတွက်ကြောင့်တိုက်ပွဲစီဝိုင်းတေကိုမဝင်နိုင်သေးပဲအတွင်အားနဲ့တန်ရာကိုကုသနေရတယ်အဲ့ချိန်မှာဝိညာဉ်ဝဲသူကိုစတဲ့တိုက်ခိုက်သူမှာတခင်ကြီးချူစီလန်ဖြစ်တယ်တခင်ကြီးရဲ့ခန္ဓာကဝဝတော်တော်ဖြစ်တယ်နှကမ်းမွေမုံစိတ်မွေးတွေဟာမျက်နှာပြင်ပေါ်မှာနဲ့မောင်ရှုပ်ထွေးလျက်ရှိပါတယ်သူ့ဟန်မှာကြီးရဆိုသလိုစိတ်ကလည်းအလိုမြန်သူဖြစ်တယ်သူ
သူဟာပညာလက်ဝါးနှစ်ဖက်နဲ့ရှေ့စင်နောက်ဆက်ရိုက်လိုက်တယ်။မမျော်လင်းတဲ့တိုက်ခိုက်မှုဖြစ်တော်လဲဝိညာဉ်ဝဲသူဟာပေါ်ပါစွာရှောက်တဲ့နေရဲ့သူ့ရဲ့စိတ်လက်သက်နဲ့ပြန်လဲကုတ်ဆွဲလိုက်တယ်။သူ့ရဲ့လက်ရှိအပြောင်းမှာလင်းမြန်လုံးတဲ့အတွက်လာရလန်းကိုမှန်းဆမမြင်နိုင်အောင်ဖြစ်သွားတယ်။တခင်ကြီးချူစီလန်မှာအထိတ်တလက်နဲ့ရှောင်းတင်းရန်စူးစမ်းလိုက်တဲ့အတိုင်းရှောင်းမလို့တော့ချုံထက်တဲ့လက်သေးကြီးတွေဟာစူဖြိုးတဲ့သူ့ရဲ့သားဆိုင်တွေကိုဖြဲဆုပ်လူနေပါဖြစ်သွားတယ်။အဲ့ချိန်မှာတော့ဝိညာဉ်ဝဲသူရဲ့လက်နေထားပြောင်းလဲသွားတယ်။အတိမတက်လို့တဲ့အတွက်ကြောင့်ညှလိုက်ခြင်းဖြစ်တဲ့ဝိညာဉ်ဝဲသူရဲ့လက်ဝါးကတခင်ကြီးချူစီလန်ရဲ့ရှင်ကိုရိုက်မိသွားတယ်။နာကျင်မှုကြောင့်ကျဲလောက်စွာအော်ဟစ်လျက်လွေစင်မြောက်တက်သွားပြီးကြေးမာတဲ့သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာမြေပေါ်ဝုန်းခနဲ့ပြုတ်ကျသွားတယ်။တိုင်းခွက်တစ်ခွက်ထဲနဲ့လင်းမြန်စွာဆုံးသက်သွားတဲ့တိုက်ပွဲဖြစ်ပါတယ်။တခင်ကြီးချူစီလန်ရှုံးနေသွားတော့မြင်တာနဲ့မျိုးစားကတော့ဘိုးဆန်လျက်ကလွာခနဲ့ခုံဝင်တိုက်ခိုက်တဲ့ကြားပြိုတန်းချမ်းကြောင်အုပ်ဆောင်ခန်းကြီးရလဲတပြိုင်တည်းဝင်ရောက်တိုက်ခိုက်တဲ့သူတို့ရဲ့တိုက်ခိုက်မှုမှာအရှိန်ဟုန်ပြင်းထန်တာနဲ့မျှတွက်လက်လုံးတဲ့အတွက်ဝိညာဉ်ဝဲသူမှာလူကောင်းရုပ်ပြစ်လို့ဟန်တာရင်နောက်ကိုဆုပ်ပြီးရင်ဆုပ်ပေးနေတယ်။လဲကြနေတဲ့သခင်ကြီးချူစီလန်မှာပြန်လဲတရိရလာပြီးဖြစ်တဲ့သူဟာသွေးတစ်ပွက်ထိုးအပ်ပြီးနောက်မောဟိုက်နေတယ်။မိတ်ဆွေတန်းသမားတွေကိုကုညီရန်ဝေးစွာမမတ်ရနိုင်မစွမ်းသည်အဲ့ချိန်ဒီမှာဘဲကျော်တိုင်းသမားကြီးကွမ်းကျုံးဝါနဲ့ချင်းဟုံတို့ဟာဦးစန်းလန်နဲ့တူပူပေါင်းတိုက်ခတ်ရန်ဝင်ရောက်လာတဲ့သူတို့အစင်းမြင့်တိုင်းသမားပြီးတယောက်ရဲ့တိုက်ခတ်မှုတယောက်ကနားလေတယ်အပေးယူမြတအဝင်ထွက်မမှန်နဲ့အကွက်စစ်စစ်တိုက်ခတ်နေခြင်းဖြစ်လို့သူတို့တိုက်ခတ်မှုဟာကြောက်ကမန်းလေးလေးပြင်းထန်နေရဲ့တို့ရမှာသူတို့ရဲ့တိုက်ခတ်မှုဟာဝိညာဉ်ဝဲသူတုံလုံးစေခြင်းမရှိခဲ့တံမြန်တိုက်ခတ်မှုမပြောင်းနိုင်သေးတော့လေတိုက်ခတ်လာသမျှတက်တောက်တက်တာကောက်ွယ်ချိပြတ်နိုင်ခဲ့တယ်။စင်စဲတော့ပြန်တိုက်ခတ်မှုမပြုနိုင်တဲ့မှာတစ်ဖက်လူကိုထိခိုက်ဒဏ်ရာရအောင်တိုက်ခတ်ခြင်းရင်တော့တစ်ဖက်လူရဲ့တိုက်ခတ်မှုအရှိန်ဟုန်တိုင်းတိုက်ခတ်နိုင်မှသာဖြစ်မယ်။အဲဒီကလက်လိုခြေကျုံဖြစ်သွားနိုင်တဲ့အတွက်ထိန်ထိန်တိမ်တိမ်တိုက်ခတ်နေခြင်းဖြစ်တယ်။ဒီလိုနဲ့သူတို့ဟာတိုင်းဝက်300ကျော်တိုက်ခိုက်ပြီးဖြစ်လာတယ်။တစ်ဖက်နဲ့တစ်ဖက်ပြတ်သားစွာအသာစီးရခြင်းမျိုးကမဖြစ်သေးဝိညာဉ်ဝဲသူကနောက်ကိုဆုပ်လို့နေတဲ့ခါမှာတော့ဦးစန်းလန်တို့လေးယောက်မှအားတက်လာတယ်။ကြာရင်ပိတ်ကူလောင်အိမ်တွင်နှောင်ဖွဲခံရတဲ့ပိုးကောင်တပွဲအခက်တွေ့တော့မှဖြစ်တယ်။အဲ့ချိန်မှာဝိညာဉ်ဝဲသူဟာလူကောင်းရိုးပြစ်လွတ်လိုက်ပြီးဓာတ်ချက်လမ်းချက်တွေကြားမှာမွေတကောင်နဲ့လူးလွန်ရှောင်ပယ်လျက်လက်ဝါးရဲချက်ကိုအသုံးပြုလိုက်တယ်။ဘဲကျော်သားသမားကြီးကွမ်းကျုံးဝါနဲ့ရွှေလံပြန်ချင်းဟုံတို့နှစ်ယောက်နာကျင်စွာအော်ဟစ်လျက်နောက်ကိုရိမ့်ရိုက်သွားတယ်။မျက်လုံးတွေပြူလျက်ဝိညာဉ်ဝဲသူကြည့်ရဲ့သွေးတစ်ပွက်စီထိုးရန်လိုက်ပြန်တယ်။ဘေးမှာကျိတ်နေတဲ့ဘဲကျော်သားသမားနဲ့တမားတော်ကြီးတို့မှာစိတ်ပြင်းမျက်နှာညှိုးကင်သွားတယ်။အံ့ဩတုန်လှုပ်မှုကြောင့်မြူစားကတော့ဟူဆန်းလန်နဲ့ကြားပြူတန်းကြောင်ကြောင်အုပ်ရှောင်းခန့်တို့တိုက်ခိုက်မှုလည်းရပ်တန့်သွားတယ်။ဝိညာဉ်ဝဲသူကလည်းဆက်လက်တိုက်ခိုက်မှုမပြုဘဲငြိမ်သက်စွာရန်ရင်မေးလိုက်တယ်။ခမရတို့ရောဘလို့လဲအဲ့လိုမေးလိုက်တယ်။ဟူဆန်းလန်နဲ့ရှောင်းခန့်ကြီးတို့နှစ်ယောက်ကနှုတ်ပြမပြေဓာကန်လက်တွေကိုရှေ့ကိုစန့်တန်းလျက်ဘဲလက်ကိုမျက်နှာရှင်းမှာကန့်လန့်ဖြတ်ပြီးတော့တိုက်ခိုက်ရန်အသင့်ပြင်လိုက်တယ်။ဝိညာဉ်ဝဲသူကလည်းထပ်ပြီးတော့မမေးတော့ညကြီးကိုရှေ့ကိုခြေလန်းတို့ကဘဲကျုံညှို့ကွေးလိုက်တယ်။ဘဲလက်ကိုရှေ့ကိုစန့်တန်းလျက်ညာလက်နဲ့လူကောင်းအယိုးကိုပိုက်ထားလိုက်တယ်။ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲစတင်တော့မှဖြစ်တယ်။ဒိုစဉ်တိုးညင်းတဲ့တားမြစ်စကားတဲ့ထွက်ပေါ်လာပါတယ်။ခဏနေပါဦး။တားမြစ်သူကတမားတော်ကြီးရန်ကျန်းပိုင်ဟာအဲ့လိုတားမြစ်လိုက်ပြီးတော့မြေပြုံဓာတ်နဲ့အပြိုထားရင်ထားရလိုက်တယ်။ဒဏ်ရောင်အတွင်းအားနဲ့ကုသတော်လဲလုံးဝတက်သွားသည်မဟုတ်အနေငယ်မြတာလှုပ်ရှားနိုင်စွမ်းရှိသေးတယ်။တို့ရမှာသူ့ရဲ့မုန်းစီတွေကိုထိခိုက်ဒဏ်ရာရခြင်းမဖြစ်စေလို့တော့ဒါကြောင့်စူးစမ်းလို့ထားရလိုက်ခြင်းဖြစ်တယ်။သူဟာမျိုးစားကတော်နဲ့ရှောင်းစန်းကြီးတို့ဘက်ကိုလှည့်လို့တောင်းပန်စကားပြောလိုက်တယ်။သူ့လေတန်းကနွမ်းလျာအားပြော့နေရဲ့မိတ်ဆွေတို့အခုလိုကျုပ်ဘက်ကဝင်တိုက်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါမဲ့ထပ်ပြီးတော့မစွန့်စားကြပါနဲ့တော့ကျုပ်ပြဿနာကျုပ်ဘာသာပဲဖြေရှင်းမရစေကျုပ်တောင်းပန်ပါတယ်ဗျာ။အိမ်တော်ဝိညာဉ်ဝဲသူဘက်ကိုလှည့်ပြီးတော့ပြောလိုက်တယ်။မင်းလိုချင်တာကျုပ်ရဲ့ဝိညာဉ်မလားကျုပ်နဲ့ပဲတိုက်ပါမဆိုင်တဲ့လူတွေကိုဒုက္ခမပေးချင်ပါနဲ့။ကျုပ်ကလည်းသူတို့မတိုက်ချင်ပါဘူးဗျာ။ခမည်းလူတွေသာဝင်မရှုပ်ပါစေနဲ့။ရှောင်းစန်းကြီးကပြန်ပြောတယ်မဟုတ်သေးဘူးလေ။တမားတော်ကြီးရဲ့ခမည်းမှာအတွင်းတန်ရာရထားပဲဘလို့လုပ်ပြီးသူ့ကိုတိုက်မလဲ။ကျုပ်တို့ကရောဒဏ်ရာရထားတဲ့မိတ်ဆွေတယောက်ကိုတေလဲတေတော့လို့ပြစ်ထားမှာလား။ကျုပ်ကတော့တိုက်မှာပဲ။ကျမလည်းတိုက်မှာပဲ။
တမားတော်ကြီးမှတားမြစ်ချိန်မရပဲဖြစ်နေတော့တယ်။ဦးစန်းလျံနဲ့ရှောင်းစန်းကြီးတို့ဟာပြောပြောဆိုဆိုနဲ့ဝိညာဉ်ဝဲသူကိုစတင်တိုက်ခိုက်တယ်။ဝိညာဉ်ဝဲသူကလည်းပြန်လည်တိုက်ခိုက်တယ်။ရန်ကျင်းမှာခမားလူတွေကခမားစကားကိုမှလက်မခံမင်းကျုပ်ဟာလည်းစိမ့်ခံပေးရမှာလားမဖြစ်ဘူးကိုမိတ်ဆွေရဲ့စကားနားမထောင်တဲ့လူတွေကိုစုံမပေးရတော့မှာပဲဝိညာဉ်ဝဲသူမှအပြောနဲ့လက်တွေညီသူဖြစ်တဲ့လူကောင်းရို့အချိန်ပြည့်ပြည့်ပြည့်လွတ်လျက်ဦးစန်းလျံရဲ့မျက်နှာကိုတိုက်ခိုက်လိုက်တယ်။တစ်ဆက်တည်းမှာပင်ကိုရင်းညွန့်လျက်ရှောင်းစန်းကြီးအနီကိုတိုးကပ်သွားပြီးဘဲလက်နဲ့ရှောင်းစန်းကြီးရဲ့ဓာတ်ကင်လက်ကိုရိုက်ဖယ်တယ်။ညာလဲနဲ့ကြံလက်တစ်ဖက်ကိုပုတ်ထုတ်တယ်။နောက်အပေါ်ခုန်တက်သွားပြီးရှောင်းစန်းကြီးရဲ့ရင်ဝါကိုခြေပြားနဲ့ခက်ကန်တယ်။ဘဲချိန်ညာချိန်နဲ့ချက်စင်ခုန်ပြန်ကန့်လိုက်ချိန်ဖြစ်တဲ့ဝိညာဉ်ဝဲသူလေထဲမြောက်တက်နေချိန်မှာဦးစန်းလျံခုန်တက်ပြီးတိုက်ခိုက်တယ်။ဝိညာဉ်ဝဲသူရဲ့ခြေကန်ချက်ကြောင့်ရှောင်းစန်းကြီးလွင့်စင်သွားချိန်မှာဦးစန်းလျံရဲ့ဓာတ်ချက်ကဝိညာဉ်ဝဲသူထံတိုးဝင်သွားတယ်။ဝိညာဉ်ဝဲသူဟာလေထဲမှာပင်ကိုတပတ်လက်ကဦးစန်းလျံဓာတ်ကင်လက်ကိုခြေနဲ့ခတ်လိုက်တယ်။ဦးစန်းလျံမှာကျုံသွားတဲ့လက်ကိုအချိန်မီရုပ်သိမ်းနိုင်ခြင်းမရှိတော့ခြေကန်ခံလိုက်ရပြီးဓာတ်ကလွင့်စင်သွားတယ်။အဲ့ဒီခဏမှာပဲသူမရဲ့ဝါကိုကြံချေတစ်ဖက်နဲ့သိမ်းကန်ခံလိုက်ရပြီးလေထဲမှာပဲလွင့်စင်ကမြေပေါ်ပြုတ်ကျသွားတယ်။ဝိညာဉ်ဝဲသူကမြေပြင်ပေါ်ညှင်သာစွာကျလာပြီးမမရက်လျက်လူကောင်းရိုရင်ဝင်မှာပိုက်လျက်တမောတော်ကြီးမှာဝင်းအောင်အတွင်အားနဲ့ကျိတ်ကူတာရဲ့တိုက်ပွဲကိုကြည့်နေတယ်။သူ့အနေနဲ့ဝိညာဉ်ဝဲသူလုံးဝမကောက်ကွယ်နိုင်တော့ကြောင်းသိပြီးဖြစ်တယ်။သူမိတ်ဆွေတွေတိုက်ခိုက်စဉ်ဟာဝင်ရောက်မတိုက်ခိုက်ခြင်းမှာသူကိုယ်တိုင်တိုက်ခိုက်နိုင်စမရှိသေးတာကတကြောင်ဝိညာဉ်ဝဲသူဟာသူဝဲတဲ့ဝိညာဉ်မှာတပါကြံသူတွေကိုတက်ပြတ်လိမ့်မရှိတော့ကိုတည်ထားတဲ့အတွက်ကြောင့်တကြောင်ဖြစ်တယ်။အခုကသူမိတ်ဆွေအလုံးတန်ရာရသွားတာကိုမြင်ရတဲ့ကရင်မလေးလံမွန်းကြံလာတယ်။မိမိကနောက်ဆုံးချိန်ကိုရောက်လာပြီလား။တမားတော်ကြီးဟာစိတ်ဓာတ်ခိုင်မာပြီးမာနကြီးသူတယောက်ဖြစ်တဲ့ဘလို့တော့ခက်ခဲအကြက်တဲမျိုးနဲ့ရင်ဆိုင်ရတာဖြစ်စေလဲစင်ရှုံးပေးမဲ့သူမဟုတ်နောက်ဆုံးထွက်တဲ့ချိန်ထိရင်ဆိုင်တိုက်ခိုက်သွားမဲ့သူသာဖြစ်တဲ့အာတင်မီသူစူးစမ်းထားရတဲ့သူမျက်နှာဝေးနာကိုချိန်မေတင်းခံရတဲ့အတွက်ရှုံရှုံမဲ့မဲ့ရက်နေတဲ့အသွင်ကရရင်ရရိုင်ဓာတ်ကင်ထားတဲ့လက်ကရော့တိရော့ရဲ့ဝိညာဉ်ဝဲသူဟာတမားတော်ကြီးကိုမျက်တောင်မခတ်စိုက်ကြည့်ရဲ့ခေါင်းကိုဖြင်းညင်းစွာခါရမ်းလိုက်စဉ်သူ့ထံပြေးလွှားလာနေတဲ့ခြေတံတစ်ခုကြားရတယ်။ခြေတံမှာပြင်းလွှန်းလာတဲ့သမားကြီးတယောက်ဟာအဲ့လိုခြေတံပြပြနေလိမ့်မရှိတာမန်ရသားတယောက်ရဲ့ခြေတံမျိုးလဲကြည့်တဲ့အခါသူတို့စီကိုပြေးလာနေတဲ့တမားတော်ကြီးရဲ့သားရန်ကျင်းပေါက်ကိုမြင်ရတယ်။တမားတော်ကြီးကလည်းထိုခြေတံကိုကြားဟန်တူတဲ့ခန္ဓာကိုဖြင်းညင်းစွာလှည့်လို့ကြည့်လိုက်တယ်။တားပြက်သူဟာမမြင်စေချင်တဲ့စိတ်နဲ့ထိခိုက်ကြေကွဲသွားတယ်။တာဖေဖေရန်ကျင်းပေါက်ဟာဖခင်ပြက်သူရဲ့ရှေ့မှာမမရန်ရဲ့ရန်သူရင်ဆိုင်လိုက်တယ်။ခမဝိညာဉ်ဝဲသူလားဟုတ်တယ်။ခမကျုပ်ပေရဲ့ဝိညာဉ်ကိုယူမလို့လား။အဲ့ဒီမေကုန်းချက်ချင်းမဖြစ်ရန်ကျင်းပေါက်ကိုငေးကြည့်ရင်တွေးဝေစဉ်းစားနေရဲ့ပြီးမှအစားတော့ယူဖို့ပါပဲဒါမဲ့တန်ရာရထိုင်လို့ကျုပ်အနိုင်မကြိတ်ကြဘူးဒါကြောင့်မင်းပေရဲ့တက်ကိုဒီနေ့တော့ကျုပ်မယူတော့ဒီနေ့မယူတော့ဘူးဆိုတဲ့စကားဘာတိတ်ပဲလေရန်ကျဲပေါက်ကမေးတယ်သူကျူးလွန်ထားတဲ့ပြက်ကကြီးလွန်းနေလောဝခွင့်လို့တော့မရဘူးဒါကြောင့်ဆက်ပြီးတော့တဲရှင်မှုအချိန်တလပေးလိုက်မယ်မင်းဖေရဲ့အတွင်းတန်ရအောင်ကုပါတလားပြည့်တဲ့ချိန်မှာငါပြန်လာခဲ့မယ်ပြောပြရနဲ့ကိုတစ်ချက်လှုပ်ပြီးအဝေးကိုလွှင့်မျောရောက်ရှိသွားတယ်တန်ရာရနေတဲ့လူ6ယောက်နဲ့ရန်ကျင်းပေါက်တို့သားဖတာကြံခဲ့ပါတယ်ညကတကောင်ချိန်ကိုကြုံလွန်လာခဲ့ပြီအချိန်ကနက်နက်စောစောနေလုံးထွက်ဆအချိန်ရွှေလမ်းမြန်ချင်းဟောမြို့စားကတော့ဦးစန်းလျံကြားပြိုတိုင်းချောင်းကျောင်းအုပ်ရှန်ဆောင်ကြီးဘဲကျော်သားသမားကြီးကွမ်းကျုံဝါတခင်ကြီးစုဆန်လန်နဲ့တူတမားတော်ကြီးတို့သားဖဟာအဲကန်ဆောင်ကြီးစပွဲမှာဝိုင်းပတ်ပြီးတော့ထိုင်နေကြတယ်တန်ရာရထားသူတွေဟာအတွင်အားနဲ့ထိမ့်ပြီးကုသထားတဲ့အတွက်ကြောင့်တက်တာပြောင်းကင်းစားပြုနေပြီဖြစ်တယ်သူတို့ဟာရင်နှွေးချမ်းနဲ့ပေါ့စီကိုစားရင်ဝိညာဉ်ဝဲသူအကြောင်းပြောနေကြတယ်ဝိညာဉ်ဝဲသူရဲ့ပညာစမ်းလွန်နေလင်းမြန်ပေါ်ပေါက်မှုနဲ့အတွင်အားကောင်းမှုကိုပေါင်းဆက်ထားတဲ့တန်းကွက်မျိုးဆိုပေမဲ့တကယ်တော့မတူဘူးရွှေလံပြန်ချင်းဟုန်ကပြောတယ်ဟုတ်တယ်ဗျဒီကောင်ကိုကျုပ်တို့9ယောက်တပြိုင်တည်းတိုက်ရတောင်နိုင်မို့မသေးကြဘူးဘဲကျော်သားသမားဝင်းကထောက်ခံနေသူ့လုံးမှာဝင်းရှုပ်တဲ့ကျုပ်တို့အသေးတက်ကျန်တက်နိုင်ပါရဲ့နဲ့မတက်ဖဲတွင်းတိုင်ရလေးနည်းနည်းပါးပါးရယုံလောက်ပဲတိုက်သွားတာစမ်းနေဗျတခင်ကြီးကလည်းသူ့စဉ်းစားမရတဲ့ချက်ကိုဆိုတယ်ဘာစမ်းလို့လဲရှင်သူလိုချင်တဲ့လူရဲ့တက်ကောင်လို့ရင်တွေ့ကြလို့လိုက်တတ်နေရမဟုတ်လို့ပေါ့ဒီလိုလူမျိုးသွေးစာနေတဲ့လူသားသမားလို့
ပြောရမှာခက်တယ်မျိုးစားကတော့ထင်းမြင့်ချက်ပြီးအေးဗျာကျုပ်တို့လိုတိုင်းလောကမှာကျင်လည်ပြီးထင်ရှားနေရလူတွေမတက်ချင်မဲ့တိုင်းလောကအနားယူပြီးစိတ်ကူနေတဲ့တမားတော်ကြီးရဲ့တက်ကိုမှလူကျင်နေဆိုတော့အကြောင်းတစ်ခုခုတော့ရှိရမယ်ဘယ်နဲ့ကျုပ်ပြောတာလမ်းမှန်ရဲ့လားကြားပြူတိုင်းကြောင်ကြောက်ကစင်စင်စားစားနဲ့စကားဆိုတယ်တမားတော်ကြီးကမိတ်ဆွေရဲ့စကားကိုအကျဉ်းနဲ့ပေါက်စီမြည်ရင်ငြိမ်သက်စွာနားထောင်နေရင်ရန်ကျင်းပေါက်ဟာမြည်သည့်ထင်းမြင့်ချက်မှမပေးပဲပေါက်စီကိုသာစားနေရင်အီမာဘဲကျော်သားသမားကြီးဟာတမားတော်ကြီးကိုမေးတယ်ကြားပြူတိုင်းကျန်ကြောက်ကစင်စင်စားစားနဲ့ဆိုတယ်တမားတော်ကြီးကမိတ်ဆွေရဲ့စကားကိုအကျဉ်းနဲ့ပေါက်စီမြည်ရင်ငြိမ်သက်စွာနားထောင်နေရင်ရန်ကျင်းပေါက်ဟာမြည်သည့်ထင်းမြင့်ချက်မှမပေးပဲပေါက်စီကိုသာစားနေတယ်အေးတွင်ဘဲကျော်သားသမားကြီးကတမားတော်ကြီးကိုမေးတယ်ဟုတ်တယ်ဝင်းညင်ဝဲသူကခမရောက်ပြောသွားတဲ့စကားတစ်ခုရှိတယ်။ဘာတဲ့ကျိုးလွန်တဲ့ပြက်ကကျင်းလွန်းလို့ခွင်လို့ဖို့တော့မဖြစ်နိုင်ဘူးလို့ပြောသွားတယ်။သူနဲ့ပတ်သက်ပြီးတမားတော်ကြီးကဘလို့ပြစ်မျိုးတွေကျိုးလွန်ထားလို့လဲ။ကျုံနေတဲ့ဒီမေခွန်းရဲ့ဖြေတော့ဘလို့မှတိတိပပဖြစ်နိုင်မှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ကျုပ်ကိုယ်တိုင်လုပ်ခဲ့တဲ့လုပ်ရက်တရားများတော့ဘာကြောင့်ဆိုတာခုဒီကျုပ်ကိုယ်တိုင်စဉ်းစားပြေရှာမရနိုင်တော့ပါပဲ။ဖြစ်နိုင်ချေပြောမယ်ဆိုရင်တော့တက်ချင်ရမကျေနပ်စရာတစ်ခုရှိလို့လက်တုပ်ပြန်တာမျိုးဖြစ်နိုင်တယ်။တမားတော်ကြီးကသူ့မြေကိုပြောပြတယ်။ပြောပြီးတမောတစ်ချက်ကိုလေးပေးစွာချလိုက်တယ်။မိုးမကုံသေးတော့လေစောင်းနေမြူတွေကရဲတိုင်းလွမ်းကြုံစာပြုတ်နေပြီဖြစ်တဲ့ရာသီစဝိုင်းဟာမရက်မနာလဲပန်းလျက်ရှိရာ9နှစ်တာခီဟာကုံမမသိကုံသွားခဲ့တယ်။နင်းတို့ကတပွဲပွဲကြာစင်းကနေတယ်။တပွဲပွဲကြာစင်းရဲ့နင်းနေအောင်မှာလူရွယ်တယောက်မမိတ်မတုံရက်တက်နေရင်ကြောက်တုံးတုံးပေါ်မှာမမရက်နေပါလေ။နေရပက်ပြန်းနဲ့တောင်ထဲရှုံမြော်ခင်းတွေကိုငေးမောကကြည့်ရှုနေတယ်။ထူထဲတဲ့မျက်ခုံးတောင်းလက်စာစူးရှားတဲ့မျက်လုံးစုံဆဲနဲ့နာရန်နဲ့ပြီးရပါလျာတဲ့နှကန်းစုံတို့ကလူငယ်ရဲ့တိကျပြတ်သားတဲ့လက္ခဏာကိုဖော်ပြနေပါတယ်။မျက်နှာနေထားမှလည်းလေးစားလောက်တဲ့အိမ်တွေကိုစောင်းထားတယ်။နက်မောင်နဲ့ကောင်းမစရုံးကိုဖြူပွေးတဲ့ပဝါစားနဲ့စီးနှောက်ထားပြီးခန္ဓာကိုယ်တွင်လည်းအဖြူရောင်ဝတ်စုံကိုဆင်ရထားတယ်။အဖြူရောင်ဝတ်စုံရဲ့လက်ဘဲနာပတ်နဲ့လက်နှစ်ဖက်နာပတ်တို့ကိုစိမ့်နူရောင်ပန်းထိုးပွင့်နေတဲ့ပေါင်းစီမုံမှန်ထားတဲ့အတွက်ကြည်လိုတင့်မွဲပွဲကောင်းနေတယ်။အသက်ကအလွန်ဆုံးရှိမှ23ဝန်းကျင်ခန့်ရှိမယ်ထင်ရတယ်။တဲဝါခံရတဲ့တားရှိကိုခါမှကျင်းတဲ့တီကြီးစွာရက်နေရတကယ်ဝါရဲ့တိုင်းပညာရှင်နေနဲ့ပဲတူကနေသေးတယ်။တကယ်တော့လူရဲမှာတိုင်းလောကနဲ့ပတ်သက်ရင်အလွန်နုနယ်သေးတယ်။အစိမ်းသဘောလောက်ပင်ဖြစ်တယ်။ဒါမဲ့တိုင်းပညာမှုအစစ်လိုတိုင်းပညာတွေကိုကြံကြံတက်မြောက်ထားသူဖြစ်တယ်။အဲ့ဒီဝတ်စုံပြူလူငယ်ကအခြားသူမဟုတ်လွန်ခဲ့တဲ့9နှစ်ကျော်ကာလတုန်းကဘာမှဟုတ်တိပတ်တိတိုင်းပညာမတက်ခဲ့တဲ့လူငယ်လေးရန်ကျင်းပေါက်ပင်ဖြစ်တယ်။ကိုတော့လျက်စီးသားသမားလူစံကောင်းလေးရန်ကျင်းပေါက်ဖြစ်နေကြပြီးရန်ကျင်းပေါက်ရဲ့ကောင်းမွန်ကြော်စောတဲ့တရားလူတိုင်းရဲ့ပါဇက်မှာပြောမဆုံးဖြစ်နေတဲ့ရန်ကျင်းပေါက်ဟာသမားတော်ကြီးရန်ကျင်းပိုင်ရဲ့တိုးရီတော်သားပင်ဖြစ်တယ်။ကိုတော့သမားတော်ကြီးရန်ကျင်းပိုင်ဟာဘယ်လဲပြတ်ဒုက္ခိတဘွားရောက်ရှိနေပြီ။လွန်ခဲ့တဲ့9နှစ်ချိန်ကဝိညာဉ်ဝဲသူရဲ့လက်ချက်ကြောင့်ဖြစ်တယ်။ဝိညာဉ်ဝဲသူကအသက်ကိုတော့ဆုံးမစင်းရင်ခဲ့ပြီ။ဒါမဲ့ဝိနာကိုတော့အချိန်တော်ကြောင်ကုစားခဲ့ရတယ်။သူဖြစ်ရရန်ကျဲပေါက်နေနဲ့ဖားခွင်တဲ့တုတ်ပြန်ကျွေးယူရမည်။တမားတော်ကြီးရန်ကျဲပေါက်နေနဲ့တားဖြစ်သူရန်ကျဲပေါက်အားပေးရခဲ့တဲ့ဟိုင်တင်တိုင်းချက်ကိုမလေးကျင့်နိုင်ခဲ့ခြင်းဟိုင်တင်တိုင်းချက်ကိုလေးကျင့်နိုင်မှုမှာလိုအပ်တဲ့တွင်အားအခြေခံရှိသူမှသာလေးကျင့်မှုပြုနိုင်နေဒါပေမဲ့တမားတော်ကြီးရန်ကျဲပိုက်ကရှာရှာပပသူရှာဖွေဖော်ဆက်နိုင်ခဲ့တဲ့နှစ်တရာအာတိုးစီတော်ကြီးကိုသူဟာမဆောင်တားဖြစ်သူအားတိုက်ကျွေးခဲ့တဲ့အတွက်ကြောင့်ဟိုင်တင်တိုင်းချက်ကိုသူမလေးကျင့်နိုင်ခဲ့ရန်ကျင်းပေါက်တာလေးကျင့်အောင်မြင်ခဲ့တယ်။ဒါကြောင့်လည်းဝိညာဉ်ဝဲသူရဲ့တိုက်ခိုက်မှုကိုခန်းစားခဲ့ရခြင်းဖြစ်တော်တယ်။ပန်းချယ်ရီစားတောက်ဆိုင်တဲကိုရိတ်တာဟူပင်မျိုးရှိပန်းချယ်ရီစားတောက်ဆိုင်ဟာကြီးကြီးကျယ်ကျယ်မဟုတ်တော့လေအစားတောက်ကောင်းမွန်ခြင်းအရက်ကောင်းကောင်းရခြင်းဆက်ဆက်ရေးကောင်းမွန်ခြင်းတို့ကြောင့်စီစီကားကားမဟုတ်တော့လေရောင်းကောင်းနေစီကားတင်တယ်လို့စီကားနေတဲ့နေ့လည်ကင်းလူပါခြင်းပန်းချယ်ရီအောက်ထက်စားတောက်ခမ်းမဆောင်ရဲ့တောင်ကြကြဇပွဲဝိုင်းတစ်ခုမှာမိမ့်မပြိုလေးတက်ဦးတယောက်တည်းစားတောက်နေပါတယ်။မိမ့်မပြိုရဲ့ဥခေါင်းတက်ပါစပင်နီယာကျောင်းပြင်တီအောင်ဖားလျားချထားတဲ့ကိုနီဟန်သားမှာပြည့်ပြည့်ချုံမော်ပြီးအချိုးကျလာတဲ့ခါးဆက်လေးမှတေးကျင်းတော်လဲတုတ်ခိုင်းခြင်းတော့မရှိခါအောက်ကိုဆင်းသွားတဲ့မြင်းအကြောက်ကဖောင်းရည်စွန့်ကားနေတဲ့စံစားတွေဖုံးလွှမ်းထားတဲ့အတွက်သူမရဲ့မျက်နှာသွင်းပြင်မှာမသေးကွဲခြင်းမျက်လုံးအရာမှာ
ကျဲပြောင်းလာပြိုပြဲတောင်းလက်နေရဲ့သူမဟာအရေးကြီးတဲ့သတင်းတရက်ကိုစူးစမ်းစရာရှိလို့ဤဟူပေမြို့ရောက်ရှိလာခဲ့ခြင်းဖြစ်တဲ့ဟူပေမြို့ဟာတိုင်းသမားတွေကျက်စားရအတိတ်ကနေပဲတစ်ခုဖြစ်တဲ့မြို့ရဲ့နှီးဝဲကျဲမှာတောတောင်ရှုံမြောင်နေထူပြောတယ်မြေချောင်းစိမ့်ဆက်ပေါ်များတယ်တောင်ဆွဲတောင်ကြားများပြားတယ်ဒီနယ်ပယ်ဒေသမှာစီပင်နဲ့လူနေရက်ရွာဆိုပြီးတော့ဟူပေမြို့တစ်မြို့တည်းသာတီမမတီရှိနေလို့ဆိုရမယ်တို့ဖြစ်ဟူပေမြို့ကန္နာရရက်မှာစမ်းရည်ရတကုတ်ပမာတင်စားနိုင်ရှင်ကြတယ်ဟူပေမြို့ဟာMMA စီပင်လာတယ်ရောင်းမန်းဝယ်ပန်းပွင့်လန်းလာတယ်ထန်ချန်ကိုင်းအင်အားကောင်းတဲ့မြို့လည်းဖြစ်တယ်နေဟာမြို့လာပြီးဖြစ်တယ်ကြားနေတဲ့အပူလင်းတန်းနေအားပြောလာတယ်ဝေလူစံနေမင်းရဲ့အားပြောပြောရောင်ကျေတန်းနေဟာစည်းစာရဲ့တဘာဝလာကိုဖန်တီးနေပါတယ်ပစုံသွေးရောင်နေရောင်ကြီးပြော့ပြော့အောက်မှာအရာရာဟာလှပနေတော့တယ်ပန်းကျဲဒီစားတောက်ဆိုင်ခမ်းမတွေကိုအယက်ဆိုးဆိုးလူကြီးတယောက်ဝင်လာခဲ့ပါတယ်အယက်ဆိုးဆိုးလူကြီးဟာစားတောက်ဆိုင်ထဲဝင်ရောက်လာပြီးဆိုင်ထဲရှိသူတွေကိုတစ်ချက်ကဲခတ်လိုက်တယ်အဲလိုကဲခတ်ပြီးတော့ခက်တီတီနဲ့မိမ့်မပြိုလေးတယောက်တည်းထိုင်ကစားတောက်နေတဲ့စပွဲစီကိုအိန္ဒြေရရရှောက်သွားတယ်တောင်ကြကြရှိမိမ့်မပြိုလေးစပွဲအားအနာရောက်မှာတော့ရုပ်ဆိုးလူကြီးဟာရှောင်းလန်းနေမှုကိုရပ်တက်လိုက်ပါတယ်တူမိုင်ဘဘဒီစပွဲမှာခဏလောက်ထိုင်ပြီးတောက်ပြစေကွရုပ်ဆိုးဆိုးလူကြီးအောင်ခွင့်တောင်းလိုက်တယ်အော်ရပါတယ်ဘာရဲ့ထိုင်မှာကျမကိုခွင့်တောင်းနေကြမလို့ပါဘူးဒီစပွဲကလန်ထိုင်နေရကျမပိုင်တာမှမဟုတ်ပဲမိမပြောချစ်စပွဲပြုံးကရီကာနဲ့ပြန်ပြောတယ်အဲ့ချိန်မှာအဖိုးလည်းကလန်ထိုင်တစ်ခုမှထိုင်လိုက်တယ်မိန်းကလေးကိုကျေးဇူးတင်ပါတယ်ကွမိမပြောပြောတဲ့အတိုင်းအဖိုးကကျေးဇူးတင်စကားဆိုရင်မိမပြောတစုံတရာမပြောတော့လှပစွာပြုံးနေတယ်ရုပ်စိုးဖို့ဟာစပွဲတို့ဟာချိုးချင်းဆက်ကြော်တပွဲအခောက်ကင်တပွဲနဲ့ဝါရက်စိအကောက်စားရက်တိုးတလုံးမှာကြားလိုက်တယ်စပွဲတို့ဟာဝက်ခောက်ကြော်တပွဲနဲ့ဝါရက်စိရက်အိုကြီးတလုံးကိုအရင်လာချပေးတယ်အယုတ်စိုးဖို့ဟာအတော်စိတ်တိခိုက်နေပုံရတယ်အကောက်စားဝါရက်စိရက်အိုကြီးတွေကိုတလုံးပြီးတလုံးတောက်နေရဲ့မကြခဏဆိုသလိုလေတပြင်းတခြားခြားနေရှိတဲ့အခုရက်အိုကြီးသုံးလုံးမြောက်ပြီးဖြစ်တဲ့ဒါမဲ့မူရမှာဘာမှမူရမရှိသေးပြီသမီးကိုဘဘတခုမေးချင်တယ်အမှန်တိုင်းပြောမလားအယုတ်စိုးဖို့ကမိမပြောတန်တန်ကြာကြာအကဲခန့်နေပြီးမှတစ်ချက်စူးဆိုင်ကြည့်ပြီးမေးတယ်ဟုတ်ကဲ့ဖို့မေးပါကျမဖြေနိုင်မယ်မေးကိုဆိုဖြေပေးပါမယ်မိမပြောမျက်လုံးဝိုက်သားနဲ့ကြည့်ပြီးဆိုတယ်အဲစကားကြောင့်ရုပ်စိုးဖို့ကိုပြုံးမိသွားတယ်မိမပြောအာနာပါနာနဲ့ပရိသနာယစကားဆိုတယ်ငါတို့မကြီးရဲ့မိဘတွေဟာဘသူတွေလဲဆိုတာပြောပြနိုင်မလားရုပ်စိုးဖို့ရဲ့မိကြောင့်မိမပြောလေးငိုက်သွားတယ်အိမ်တော်မထိန်နိုင်သိန်းတော်ဟန်နဲ့မျက်ရည်တွေတက်သွင်းသွင်းစီးကြလာတယ်မိန်းကလေးကစိတ်အားငယ်သွားဟန်နဲ့ဦးကောင်အသားရခါရမ်းပြတယ်အိုးအဘဒီလိုမိတာမားတယ်လို့ဖြစ်သွားပြီတဲ့နဲ့အဘောင်စိတ်မဆိုးပါနဲ့တူမကြီးရဲ့ရုပ်ဆိုးဖို့ကတောင်းပန်စကားဆိုတယ်ကျမဘွားဟာဘသူ့မှပြောပြလို့ဖြစ်မှာမဟုတ်ပါဘူးလေမိမပြောခန်းကြီးကြီးလေးတီးတိုးဆိုခဲ့တယ်ရုပ်ဆိုးဖို့ရဲ့မျက်လုံးစုံဝိုင်းဆက်ပြူးကျဲသွားတယ်နားမလည်တဲ့မျက်လုံးအကြည့်ဖြင့်မိန်းကလေးကိုငေးဆိုင်ကြည့်နေတယ်မိမပြောရလဲရုပ်ဆိုးဖို့ဟာစူဆန်ကဲခဲ့တယ်လို့တက်ချက်ကြည့်တယ်စိုးထိတ်တဲ့သူမျိုးလည်းမသိမသာထဲပေါ်နေရဲ့တူမရဲ့နာမည်ကဘာလို့လဲကောင်းယူဝါလားရုပ်ဆိုးဖို့ဟာမေးတယ်ကျမနာမည်ကကောင်းယူဝါမဟုတ်ပါဘူးချန်ရှင်းလေးပါမိန်းကလေးပြောလေးချန်ရှင်းလေးရပြည့်တယ်ညမူပန်စားတော့ဆန်ကအဖိုးကြီးဖွားကြီးစီမှာနေခဲ့ဘူးလားဟုတ်ကဲ့နေခဲ့ဘူးပါတယ်တူမကြီးကိုကြည့်ရတာတစုံတရာစိုးရိမ်ကြောက်ရွံ့နေပုံပဲဘာလို့ကြောက်နေရလဲရုပ်ဆိုးဖို့ကမေးတယ်မိန်းကလေးကချန်ရှင်းလေးမျက်လုံးလေးအဝိုင်းသားနဲ့ဥကောင်းမော့စဉ်းစားနေရဲ့ဘဘပြောပါတူမကြီးဘဘမင်းစာခံရတော့မဟုတ်ပါဘူးနော်မိန်းကလေးချန်ရှင်းလေးကပြောတယ်သူမရဲ့လေတံမှာစိုးရွံ့ထိတ်လန့်မှုတွေရောရှက်နေပါတယ်ရုပ်ဆိုးဖို့ပြီးရင်ထဲနေခနဲ့ခန်းစားတယ်ဘဘဒူးဆိုင်တမလူဆိုးတွေကိုနှိမ်နှင်းနေသူပါကွယ်ရုပ်ဆိုးဖို့ကဆိုတယ်ဘဘတကယ်ပြောရနော်မိန်းကလေးချန်ရှင်းလေးကဝမ်းသာအားရနဲ့ပြောတယ်ဘဘပြောပြမယ်ငါတို့မှနားထောင်မလားပြောပြပါသမီးနားထောင်ပါမယ်ရုပ်ဆိုးဖို့ကမိန်းကလေးချန်ရှင်းလေးအားစူးစူးဆက်ဆက်ကြည့်ရင်တလုံးချင်းလေးလေးနက်နက်ပြောတယ်ဘဘတစ်ချိန်တော့ဟိုးလိမ်မျိုးစားချင်းကောင်းရစီမှာအမှုထမ်းခဲ့တဲ့တမူးလေးတယောက်ပါရှင်ရုပ်ဆိုးဖို့ရဲ့စကားကြောင့်မိန်းကလေးချန်ရှင်းလေးအံ့ဩသွားတယ်ဘာလဲသမီးအံ့ဩသွားလားအဲ့ဒီမျိုးစားကြီးကောင်းရံကိုရောသမီးတည်လားရုပ်ဆိုးဖို့ကမေးမြန်းလိုက်တယ်ဘဘဆက်ပြောပါအောင်မိန်းကလေးချန်ရှင်းလေးဟာ
ရုပ်စိုးဖို့ရဲ့စကားအတော်ပင်စိတ်ဝင်စားနေပုံရတယ်တနေ့တော့မိစ္ဆာကန်ရမျိုးစားကြီးကောင်းရရဲ့ကီယာဆိုင်ကိုလာတတ်တယ်အဲ့ဒီခါမှာမျိုးစားကြီးကတခုလုံးကစင်ကလေးအားဖြစ်ပြီးတချို့လည်းအသက်ခံလိုက်ရတယ်တချို့လည်းထွက်ပြေးလွတ်မြောက်သွားကြတယ်ထွက်ပြေးလွတ်မြောက်သွားတဲ့လူတွေထဲမှာဘဘလည်းတယောက်ပါဝင်ပေါ့ကွယ်ရုပ်စိုးဖို့ရဲ့စကားကြားလိုက်ရတဲ့အခါမိန်းကလေးချမ်းရှင်းလျာစိတ်မထိန်နိုင်ဟန်နဲ့တက်ဆိုင်ဆိုင်ကိုကြွေးတယ်ဒါကြောင့်ရုပ်စိုးဖို့မျက်မှောက်ကုတ်သွားတယ်သမီးဘာဖြစ်လို့ငိုရလဲမိန်းကလေးချမ်းရှင်းလျာရှိုက်တဲ့ဟာပို့လို့ကျဲလာတယ်တက်ဆိုင်ဆိုင်ကိုနေပြီးခဏကြာမှအာယူလို့ပြောတယ်ထွက်ပြေးရတဲ့လူတွေထဲမှာကျမလည်းပါတာပေါ့ဘဘရဲ့ဘဘကကျမကိုကြည့်ပိုးပြီးထွက်ပြေးအောင်ကျမတသက်မမေ့နိုင်ပါဘူးဟမ်ရုပ်စိုးဖို့မှာမိန်းကလေးချမ်းရှင်းလျာစကားကြောင့်ပါဇက်ဟောင်းသားပြတ်သွားတယ်အားတင်ကြီးတင်ကပြူးကျဝိုင်းဆက်တဲ့မျက်လုံးစုံနဲ့မိန်းကလေးချမ်းရှင်းလျာငေးဆိုင်ကြည့်နေမိတယ်ဒါဆိုရင်သမီးဟာကိုင်းယူပေါ်ဟုတ်လားရုပ်စိုးဖို့မှာစိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့်အတန်မေထထငုံကတုံရနေတယ်ဟုတ်ပါရဲ့ဘဘသမီးနာမည်ကကောင်းယူပါပဲဘဘကသမီးကိုကြည့်ပြင်းရင်ဓာတ်တရားရရှိသွားပါတယ်အဲ့ဒီမှာတင်မိစ္ဆာကန်ကဒုစရိုက်ကန်သားတွေလိုက်လာလို့သမီးကိုချန်ကြီးတစ်ချန်နေမှာထားပြီးဒုစရိုက်ကန်မိစ္ဆာကန်သားတွေကသွားတိုက်ခဲ့ပါတယ်နောက်ဆုံးတော့ဘဘကိုဖန်ဆီးသွားတွေးလိုက်ရတာပါပဲမိန်းကလေးကောင်းယူဟာအမေမေမျိုးစားကြီးရဲ့သမီးတော်ကောင်းယူဟာဖြစ်ပေတယ်ရုပ်စိုးဖို့ကဝမ်းသာအားရနဲ့ကောင်းယူအားကြည်ကားနေတယ်ဒါဆိုသမီးဟာဘဘလိုက်ရှာနေတဲ့တခင်မလေးကောင်းစစ်ပဲပေါ့နော်ကောင်းယူဟာကောင်းညှိလိုက်တယ်ဒါတဲ့တခင်မလေးကဘာကြောင့်ညမွေးပန်းစားတော့ဆိုင်ရအဖိုးကြီးဖွားကြီးလည်းများစီရောက်သွားရတာလေရုပ်စိုးဖို့ကတိကျင်စိန်နဲ့ပြင်းပြစွာနဲ့မေးလိုက်တယ်အဲဒီခါမိန်းကလေးချန်ရှင်းလီကတခင်မလေးကောင်းယူဟာပါးပြမော်စီးကြလာတဲ့မျက်ရည်တွေကိုအသာတုပ်လိုက်တယ်ဒါဒီလိုပါဘဘကိုလည်းဖမ်းသွားရောကျမလည်းကြောက်ကြောက်နဲ့ပြေးမိပြေးရဆွတ်ရုပ်ပြီးတော့ထွက်ပြေးခဲ့တယ်အဲ့ဒီချိန်မှာဖေဖေကြီးချိန်နဲ့မမေအိုခွန်နီတို့ကမွေးစားထားတာပဲဒါကြောင့်ဒါတဲ့ချန်ရှင်းလီဆိုတဲ့နာမည်ဘသူကပေးရလဲရုပ်စိုးဖို့ကသူမရှင်းလင်းချက်ကိုမေးတယ်ဖေဖေကြီးချန်တို့ကကျမနာမည်ကိုအမျိုးမျိုးမေးပါတယ်ဒါမဲ့ကျမမိစ္ဆာကန်ရဒုဆက်တိုင်းသမားတွေကိုကြောက်လို့နာမည်ရင်းကိုမပြောရဲပါဘူးဒါကြောင့်ပါဇက်တဲပြုံးမိပြီးတော့ပြောလိုက်ရတာပါဘသူပဲဝါရဲ့သမီးဆိုတာအခုချိန်ထိကျမဖွင့်မပြောခဲ့ပါဘူးတကယ်လို့ကျမပြောခဲ့မိတဲ့လူကမိစ္ဆာကန်ရတိုင်းသမားတွေတရင်ရောင်းစားသူတွေကိုကျိုးရှာတဲ့စင်းလဲသားတွေသာဖြစ်ခဲ့ရင်မိန်းကလေးကောင်းယူဟာဇက်ကောက်တပိုင်းတစားနဲ့ရလိုက်ပါတယ်ရုပ်စိုးဖို့ကကောင်းမြတ်လိုက်တယ်ဟုတ်တာပေါ့မြို့စားရဲ့မြို့နယ်မှန်သိရဲ့မိစ္ဆာကန်ရလူရုံးမာတွေကဘယ်ဒီတိုင်းထားလိုက်မလဲလက်စားပြပြတာကြာရောပေါ့ကဲဒါရီထားပါတော့အခုတခင်မလေးမှာဘယ်လိုစီစဉ်နေရှိနေလဲဘဘလည်းသမီးကိုတခင်မလေးလို့မခေါ်ပါနဲ့ကောင်းယူဟာအားထုတ်အားနာနဲ့ပြန်ပြောတယ်ဘာလို့မခေါ်မှာလဲကောင်းယူဟာဆိုတာတာမန်မိန်းကလေးတယောက်မဟုတ်ဘူးရှန်ရှန်တောင်ကြောကြားခဲ့တဲ့မျိုးစားကြီးရဲ့သမီးတော်ဖြစ်တဲ့ပြင်မျိုးစားရတို့ကိုလည်းတခင်မလေးကကောင်းကပဲဆက်လက်ပြီးတော့လက်ခံထမ်းရရမှာမဟုတ်လားကောင်းယူဟာကောင်းကိုတင်းနေခါရလိုက်တယ်ဘာပဲဖြစ်ဖြစ်ဘဘရဲ့သမီးကိုချင်းရင်တခင်မလေးလို့မခေါ်ပါနဲ့သမီးလို့ပဲခေါ်ရင်ခေါ်ဒါမှမဟုတ်လေကောင်းယူဟာလို့ပဲခေါ်ပါမိန်းကလေးကောင်းယူဟာအကြောက်ကံမင်းပြောဆိုတဲ့အတွက်ရုပ်ဆိုးဖို့နှုတ်ဆက်နေတယ်ဒါတဲ့ဘဘကောင်းယူဟာတစုံတရာတတိယလာဟန်နဲ့စကားဆလိုက်တယ်ပြောပါတခင်မလေးကဘဘလည်းတခင်မလေးလို့မခေါ်ပါနဲ့ဆိုမှပြောပါကောင်းယူပါရဲ့ဖေဖေနဲ့မေမေရောအဲ့တုန်းကတက်ခံလိုက်ရတယ်မဟုတ်လားဟင်ရုပ်ဆိုးဖို့ကအနှင်းငယ်စဉ်းစားလိုက်တယ်ခဏနေမှချင်းချင်းကြိတ်ကြိတ်လေးတန်းနဲ့ပြောတယ်မျိုးစားချင်းနဲ့မျိုးစားကတော့ဟာတေးပြီလို့မပြောနိုင်သေးပါဘူးရန်သူတွေဖမ်းထားတယ်လို့ပဲတရင်ရရှိနေပါတယ်တကယ်ပြောရလားဘဘကောင်းယူဟာမျောလေးချက်ကြီးစွာနဲ့အားတက်ပြောမေးလိုက်တယ်တကယ်ပြောတာပေါ့ဒါကြောင့်ကောင်းယူဟာတိုင်းပြည်နောက်ကျူးစားပြီးမျိုးစားရတို့နဲ့ဒုစရိုက်တိုင်းသမားတွေကိုမိစ္ဆာကိုင်းတွေကိုလုံဝချုံငိမ်ပပျောက်သွားနှိမ်နှင်းမှုတာဝန်ရှိနေပါတယ်ရုပ်ဆိုးဖို့ကအားပေးအားမြောက်ပြောလိုက်တယ်ဒါနဲ့ဘဘခမီးတော်ရဲ့တစ်ချိန်တော့တမူလီဆိုတော့သမီးမမြင်ဘူးတယ်လို့ပဲခလင်းရွယ်တော့ဆိုတော့သမီးအလင်းနဲ့မထားမိလို့လားတော့မစုံနိုင်ဘူးပေါ့ဘဘရဲ့နာမည်ကဘသူလဲဟင်ကောင်းယူဝါရဲ့ထိုးစကားကြောင့်ရုပ်ဆိုးဖို့ကပြုံးနေဘဘနာမည်ကဝိညာဉ်ကြီးဝမ်းကျင်ဖို့ပါသမီးမှတ်မိမလားတော့မပြောတတ်ဘူးသမီးငယ်စဉ်ရဲ့ချိန်တော်အားဆိုရင်သမီးဟာဘဘလက်ပေါ်မှာကြီးပဲပြောခဲ့တာပါဒါဆို
ဘလေးလေးဝါလာဟင်ကောင်းကြီးဝမ်အားတက်ဝမ်းသာနဲ့မေးတယ်မျက်လုံးစုံမှလည်းအတော်ဝမ်းသာသွားဟန်တောက်လက်သွားတယ်ဟုတ်ပါတယ်ကွဝမ်ကျဲဘူးကကောင်းရိတ်ခါပြစ်လိုက်တယ်အဲသမီးတကယ်မမှတ်မိဘူးလေးလေးဝမ်ရဲ့သိလားလေးလေးကတော်တော်ရုပ်ပြောင်းသွားတာ哦ကောင်းကြီးကအံ့ဩဝမ်းသာစွာနဲ့ပြောတယ်အဲစကားကြောင့်ဝမ်ကျဲဘူးတဟားရီမောလိုက်တယ်မမှတ်မိဘူးဆိုတာဖြစ်နိုင်ပါတယ်သူမကြီးကဘယ်မှတ်မိနိုင်မလဲလေးလေးဝမ်ကမျက်နှာဖုံးစွတ်ထားတာ哦ကွဝမ်ကျဲဘူးကသဘောကျစွာတဟားရီမောပြီးနောက်လီတန်ရော့ကကောင်းကြီးဝါသားကြားရုံသာပြောတယ်အော်အင်းဒါကြောင့်မိတ်ကလေးကောင်းကြီးဝါကလေးလေးဝမ်ဆိုသူဝမ်ကျဲဘူးကအံ့ဩစွာနဲ့ကြည့်ရင်ရေရွက်လိုက်ပါတယ်အယုတ်ဆူဆူသားမဲမဲလူတော်ချင်းနှစ်ယောက်ဟာအခန်းတစ်ခုတည်းလူတစ်ယောက်ကိုတွဲခေါ်လာတယ်ခန်းနေစီကလတ်ထိုင်ပေါ်မှာလူတစ်ယောက်ဟာဟိတ်ရပြင်းနဲ့ထိုင်ကားနေတယ်ဟန်ပန်တစ်ခွဲသားချင်းနဲ့ထိုင်နေတဲ့လူဟာအဖိုးတံဝေးစားတွေကိုဝေ့ဆင်ထားတယ်ရက်တောင်တစ်ချောင်းကိုင်းကဟန်ပရက်ခံရဲ့အသားမဲမဲလူတော်ရုပ်ဆိုးချင်းနှစ်ယောက်ဆွဲတင်လာတဲ့လူအားကျိတ်ပြီးနှက်ခမ်းစုံတွန့်ကွေးပြုံးရဲ့ဦးကောင်းတဲ့ဆက်ဆက်ညိတ်တယ်ခေါ်လာခဲ့ရသူမှရန်သူအားသူ့အားကိုယ်ရိုက်ခေါ်သားတာကိုသိတော်လေဘသူမှပြန်လဲခုခံနိုင်စွမ်းမရှိချေအင်အားတွေကုန်ခတ်ပြီးရက်ခွန်နေလေးလံကခန္ဓာကိုယ်မလုံမရှားနိုင်ဖြစ်နေတယ်ခြေလက်တရားပျောက်ခွေနေတယ်လူတော်အသားမဲမဲရုပ်ဆိုးနှက်ဦးကသာတွဲမထားရင်တော့သူ့ရဲ့ခန္ဓာကိုယ်ဟာကျမ်းမြေမော်ဝခနဲ့ပြိုကျသွားမှအသေးစားပါပဲထိုင်ကုန်မှာခန္ဓာထိုင်ကရက်တောင်ခတ်နေသူဟာပျောက်ခွေနေသူကိုမထိတထိပြုံးနေစိုက်ကြည့်ကကျင်းတဲ့နေပုံရတယ်ကောင်းတငိမ့်ငိမ့်ပြပြီးတော့ရုပ်ဆိုးဆိုးသားမဲမဲလူတော်ချင်းတစ်ယောက်ကိုအချက်ပြကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်တယ်ထုံးစံတိုင်းသာလုံလိုက်ကြပြီတော့ထိုင်ကုန်မှာခန္ဓာထိုင်နေသူထံမှအေးဆက်ဆက်စကားသံထွက်ပေါ်လာတယ်အတန်ဟာအေးဆက်ဆက်နိုင်ပြီးဩဇာအာဏာပြေးလာတယ်သူ့ရဲ့စကားသံပေါ်ထွက်လာတဲ့နဲ့အသားမဲမဲရုပ်ဆိုးဆိုးလူနှစ်ယောက်ကြီးဟာချိန်မာတဲ့အိတ်ကြီးတစ်လုံးယူလို့ခေါ်လာသူအထက်ကလုံကျော်စွာပိတ်ချုပ်လိုက်တယ်နောက်လူသားရုပ်ဆိုးကြီးတစ်ယောက်ဟာသူတွတ်ထားတဲ့အိတ်ကြီးကိုပခုံးပေါ်ထမ်းတင်လိုက်ပြီးတကားမှပြန်ထွက်လာတယ်ဒါမဲ့အသားမဲမဲရုပ်ဆိုးလူသားချင်းနဲ့အိုတကားဝမရောက်သေးမိမှာပဲရုတ်တရက်ချိန်လန်းနေတုံးရက်သွားတယ်အချားကြောင့်တော့မဟုတ်ဘူးတကားဝမှာလူတစ်ယောက်ပိတ်ဆို့ရက်တန်ထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တကားဝမှာပိတ်ရက်နေတဲ့လူဟာရုပ်ဆိုးလူသားချင်းနှစ်ယောက်အားစိမ့်စိမ့်ကြီးစိုက်ကျင်နေခေါင်းမှာခမောက်ကြီးတစ်လုံးစောင့်ထားတယ်ကလက်ထိုင်မှာဟန်ပထိုင်နေတဲ့လူကြီးဟာတကားဝမှာပိတ်ရက်နေတဲ့ခမောက်နဲ့လူကိုတက်တော်ချင်းအမူအရာနဲ့လမ်းကြည့်လိုက်တယ်အသားမဲမဲရုပ်ဆိုးဆိုးလူတော်ချင်းနှစ်ယောက်လည်းဘာစလုံးရမှမသိပဲပကုံးပေါ်မှာအိတ်ကိုအသားပြန်ချလိုက်တယ်ရုတ်တရက်ရောက်လာတဲ့ခမောက်ချင်းတဲ့လူဟာတကားကိုပြန်ဆွဲပိတ်ပြီးအခန်းထဲကိုတလန်းချင်းလမ်းဝင်လာတယ်ရုပ်ဆိုးဆိုးလူကြီးနှစ်ယောက်ဟာခမောက်နဲ့လူကိုမျက်ခြေမပြတ်ပဲအကဲခံရင်လူရဲပါကလျှက်တစ်ပြက်တိုက်ခတ်နိုင်ရန်ဝဲရနှစ်ဖက်ခွဲလို့ခမောက်နဲ့လူကိုဝိုင်းရန်လိုက်ပါလာတယ်ခမောက်နဲ့လူဟာရက်တောင်ကိုင်းကအခန်းသားထိုင်နေတဲ့လူကြီးစီကိုရောက်တာနဲ့တုတ်ခနဲ့ရက်တက်လိုက်တယ်ကြောက်ရွံ့မှုအလင်းရှိပုံမရှိကြမင်းမတူလေဒီတဲ့ဘာကိစ္စဝင်လာလဲရက်တောင်ကိုင်းကခန်းသားထိုင်နေသူကမေကိုနှစ်ခုကိုတစ်ဆက်တည်းမိလိုက်ပါတယ်ကျုပ်လူတယောက်ပဲဝင်ကြလို့လာတာခမောက်နဲ့လူကမခုမခက်ပြန်ပြောလိုက်တယ်ခမောက်နဲ့လူရဲ့အဖြစ်ကြောင့်ရက်တောင်ဟန်ကိုင်းထားတဲ့လူစက်ခနဲ့တွန့်သွားတယ်လုံကျဲတဲ့မျိုးလို့ရှိတန်သမားတွေတာမကဂုံတရရှိလူကြီးလူကောင်းနေပြီးအခုလိုမိမိအားမောင်းမောင်းမခုမခက်ပြောဆိုဆက်ဆံခြင်းမရှိပေအခုတော့ဘာမှထင်ကြီးလောက်စရာမရှိတဲ့တာမန်လူတယောက်ကမာရီကျော်ရင်ပြောလာတဲ့အခါဟန်ရက်တောင်ကိုင်းထားတဲ့လူမှာအတော်ပင်ခံရခတ်သွားတယ်ဟဲ့ကောင်ကောင်းပြေစံမင်းမတူလေရက်တောင်ကိုင်းထားတဲ့လူရဲ့မေးလိုက်တဲ့ခက်တန်လာစွာနဲ့အခန်းထဲဟိတ်ထက်သွားတယ်ထက်ပြောမင်းကျုပ်လူပဲခမောင်းတဲ့လူကပမာမခန့်နဲ့ပြန်ပြေးတယ်ဒီခန်းထဲဘာကြောင့်ဝင်လာလဲကိစ္စရှိလို့ပဲဒီခန်းဘသူခန်းဆိုတာရောသိရလားအဲဇကာကြောင့်ခမောင်းတဲ့လူကညီညာတဲ့သွားတွေပေါ်အောင်ပြုံးလိုက်တယ်သိပါရဲ့လူကြီးလူကောင်းမှန်နဲ့သူများသားပြိုသမီးပြိုမထားတကိုယ်ရီတောင်းစားရေးအတွက်ဒွေးဆက်လိုမျိုးစုံမချက်အကုန်လုံးတဲ့မိစ္ဆာကိုင်းဩဇာခံရွှေကျင်နေစားတောက်ဆိုင်ပိုင်ရှင်မာကျစ်ရဲ့ခန့်လေဘယ်နဲ့ကျုပ်ပြောတာမှားတာများပါသွားသေးလားမာကျစ်ရဲ့ဟဲ့ကြီးဟန်ချင်းနဲ့ထိုင်ကရက်တောင်ဟန်ကိုင်ထားသူကရွှေချင်သေးစားတောက်ဆိုင်ပိုင်ရှင်မာကျစ်ရဲ့ပဲဖြစ်တယ်မာကျစ်ရဲ့ဟာခမောက်ဆောင်ထားတဲ့လူရဲ့စကားကြောင့်မျက်စိမျက်နှာပြတ်သွားတယ်ခ
မောက်တဲ့လူမှနေနေရပုဂ္ဂိုလ်တအုပ်မဟုတ်မဲရိမ့်မိလိုက်တယ်ခမည်းဘူးလဲဆိုတာပြောမပြနိုင်ဘူးလားမာကြီးရဲ့လေတံကနင်းငယ်ပြော့ပြောင်းလာတယ်ကျုပ်ဘသူလဲဆိုတာတဲ့ဟိုအိတ်ထရလူကိုအမြန်ဆုံးပြန်ထုတ်လိုက်ဖို့ကအရေးကြီးပါတယ်ခမောက်တဲ့လူကအထုပ်ကြီးကိုလက်ညှိုးထုတ်ပြရင်ပြန်ပြောလိုက်တယ်အိတ်တွေမာကြီးရဲ့ဟာအသားမဲကြောက်ကြောက်လူသားချင်းတယောက်ကိုမျက်ရည်ပြလိုက်တယ်သူအချက်ပြလိုက်တာအိတ်ထဲမှလူကိုထုတ်ပြောဖို့မဟုတ်ပြီခမောက်တဲ့လူကိုတိုက်ခိုက်နေနေမှုဖြစ်တဲ့အဲဒီကမဲကြောက်ကြောက်လူသားချင်းတယောက်ဟာတိုင်မီထားသလိုပြန်တူလှုပ်ရှားလိုက်ကြပြီးခမောက်တဲ့လူကိုပြေဝေတိုက်ခတ်လိုက်ကြတယ်ခမောက်တဲ့လူကလူသားမဲမဲချင်းနှစ်ယောက်ကိုလောဝလက်မကြည့်ပဲဖြတ်ခနဲ့လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်တယ်လူသားမဲမဲချင်းနှစ်ယောက်မှာခမောက်တဲ့လူရဲ့တံမြန်ထုံးတဲ့မှုကိုမမြော့လေးမဲခံလိုက်ရပြီးဘေးတစ်ဖက်တစ်ချက်စီကိုလွှင့်ဆယ်ထွက်သွားတယ်အဲ့ဒီဖြစ်ကိုမြင်လိုက်ရတဲ့အခါမောင်ကြီးရဲ့နေရဘက်စီကိုလွှာခနဲ့ခုန်ထွက်လိုက်တယ်မောင်ကြီးရဲ့ခုန်ထွက်သွားရာနေရဘက်မှာလက်နဲ့မျိုးစုံချိတ်ဆွဲထားတယ်ဓာတ်ရှည်ဓာတ်တို့တွေအပြားကြီးကြီးဓာတ်တွေခရီးငွားတွေအယိုးရှည်တဲ့ရဲတဲ့နေပုံစံမျိုးမျိုးရှိရဲ့လန့်တွေဟာသူ့နေရာနဲ့သူအစီရည်တက်ကြရှိနေတယ်မောင်ကြီးရဲ့ကိုင်းဆွဲလိုက်တာဓာတ်ရှည်တက်လဲဖြစ်တဲ့အဲ့ဒီဓာတ်မှာတော့အသွားနှစ်ဖက်ရှိတယ်အဲ့ချိန်မှာရုပ်ဆုပ်ဆုပ်အသားမဲမဲလူသားချင်းအုပ်ဟာဓာတ်ရီကိုအလင်းမြန်ဆွဲယူလို့ခမောင်းတဲ့လူကိုဝဲရညှက်လိုက်ကြတယ်။မာကြီးရတို့၃ယောက်ဟာခမောင်းတဲ့လူကိုဖိုကလိုက်ဆိုင်ဝိုင်းရထားလိုက်ကြပြီဖြစ်တယ်။ခမောင်းတဲ့လူဟာခက်ငဲ့ရိုင်ဆောင်ထားတဲ့သူရဲ့ခမောက်ကြီးကိုရုတ်တရက်ဆွဲချိုးလိုက်တယ်။အဲဒီကောင်နှကမ်းမွေးကောက်နဲ့မျက်ခုံးထူထူလူတယောက်ရဲ့ပုံတံဘွားကနေပေါ်လာတယ်။ဒါမဲ့မာကြီးရတို့ဟာထိုလူရဲ့မျက်နှာသွင်းမြေကိုတခါမှမမြင်ဘူးပဲဖြစ်နေရဲ့။တခါမှတီးဘူးမြင်ဘူးခြင်းမရှိသူတအုပ်ကဘာကြောင့်ဝဲရောက်နှောက်ရက်နေအောင်ကိုမာကြီးရနားမလည်နိုင်အောင်ဖြစ်နေတယ်။မာကြီးရဟာသူ့ရဲ့ဓာတ်ရှည်ကိုတစ်ချက်ဝေးရလိုက်ပြီးရုတ်တရက်ခုံဝေးကခမောင်းတဲ့လူကိုခါးလည်မှာဖြတ်လို့ခုတ်ပိုင်းလိုက်တယ်။ဓာတ်ရှည်လေးတိုးတန်ကကျဲလောင်စွာထွက်ပေါ်လာတယ်။ဘလောက်အရှိန်ဟောပြဲထန်တာကိုလီတိုးတန်ကဖော်ပြနေရဲ့ခမောင်းတဲ့လူကလည်းကျဲကျဲဖြတ်လက်စွာနဲ့ခုံဆုပ်ပြီးတော့ရှောင်တိန်နိုင်ခဲ့တဲ့ခမောင်းတဲ့လူကနောက်ဆုံးရှောင်တိန်လိုက်တဲ့အခါလူတော်ချင်းတစ်ယောက်ရဲ့နောက်ကိုရောက်သွားတယ်။ဤတွေသိရှိတဲ့အသားမဲမဲရုပ်ဆိုးဆိုးလူတော်ချင်းတစ်ယောက်ဟာအလင်းမြန်ထိုးနဲ့တိုက်ခိုက်လိုက်တဲ့တယောက်ကလက်ဘေးစီကိုခုတ်ပန်းရဲ့ကြက်တယောက်ကလည်းနံအောင်ပိုင်းကိုခုတ်ပိုင်းချလိုက်တဲ့ရုပ်ဆိုးဆိုးလူနှစ်ယောက်ရဲ့လှုပ်ရှားမှုကတပြိုင်တည်းတစ်ထပ်တည်းဖြစ်တဲ့တိကျတဲ့မြန်ဆန်တဲ့ခမောင်းတဲ့လူလို့ဖို့လမ်းမမြင်တော့ဒါမဲ့ဘလို့ပပုံဖြစ်သွားတယ်မသိခမောင်းတဲ့လူရဲ့နံအောင်ပိုင်းကိုခုတ်ပိုင်းချလိုက်တဲ့လူရုပ်ဆိုးလူသားချင်းရဲ့ပြင်းထန်လာတဲ့ဓာတ်ချက်ဟာတက်တဲ့ပေါ်ရုပ်ဆိုးလူသားချင်းရဲ့နံအောင်ဘက်ကိုပြင်းထန်စွာခုတ်ပိုင်းမိသွားတယ်။နာကျဲစွာအော်ဟစ်လိုက်တဲ့လူသားချင်းလူမဲကြီးရဲ့အတန်နဲ့ကြီးအောင်ခန်းထဲမှာထိတ်လန့်ကြောက်ကြပွဲဟိတ်ထွက်လာတယ်။ခမောင်းတဲ့လူဟာရုပ်ကြီးလှုပ်ရှားသွားတယ်။ဟောကနေတန်ကြီးကျဲလောင်စွာထွက်ပေါ်လာတဲ့နဲ့တူနံအောင်ပိုင်းကိုခုတ်ပိုင်းနဲ့လူတော်မဲမဲလူကြီးရဲ့ခန္ဓာကိုယ်ကြီးမှာအခန်းနဲ့ရန်စီလွင့်ပြတ်ထွက်သွားပြီးနံရံနဲ့အဟုန်ပြင်းစွာရိုက်မိပြီးတော့ကျမ်းမြေပေါ်အယုတ်ကျိုးပြက်ပုံလျက်သာလဲကျသွားတယ်။မျက်စံလာတဲ့တိုက်ကွက်တွေကြောင့်မာကြီးရံမှာနှစ်ဖူးမှချွေတွေပြန်လာတယ်။မျက်စိမျက်နှာပြက်လဲဖြစ်လာတယ်။ခမောင်းတဲ့လူဟာလင်းဝက်ဆောက်ယူလာတဲ့လူယိုကောင်းလက်နဲ့ကိုဆွဲထုတ်လိုက်တယ်။အဲနောက်လူယိုကောင်းလက်နဲ့အားကျင်းလဲစွာလက်ပတ်ကစားလိုက်တဲ့အခါတဝေးဝေးတန်တဲ့တူလူယိုကောင်းလက်နဲ့ဟာအရေးပေါင်းများစွာခွဲဖြာနေတယ်။အဲဒီကြောင့်တွေးလိုက်တာနဲ့မျက်လုံးတွေပြူဝနေတဲ့အထိတ်တလန့်ဖြစ်သွားတယ်။နှုတ်မှလည်းကရုံကရင်နဲ့လှုပ်ခနဲ့ရောင်ရမ်းရေရွတ်လိုက်တယ်။ဟေးဝိညာဉ်ဝဲသူခမောင်းတဲ့လူကအခြားသူမဟုတ်ချေလူအနန္တတွေရဲ့ဝိညာဉ်ကိုလိုက်လံနှုတ်ယူနေသူဖြစ်တယ်။ဘာလဲ။မာကြီးရဲ့မင်းသိတ်ကြောက်လန့်နေပြီလား။မင်းရဲ့လူမဆန်တဲ့လုပ်ရက်တွေရက်တက်ရက်ဖို့အချိန်တန်ပြီပေါ့။အချိန်တန်လို့လေငါရောက်လာတာပါပဲ။အေးလေမင်းလိုကောင်မျိုးရှိနေလေစံကုန်မြေလေးပဲ။ဝိညာဉ်ဝဲသူရဲ့လေတံခံအေးပြီဖြစ်တော်လေပြောပုံကတော့ပြတ်တယ်။လူလားချက်ကိုသာခတ်တူတူနဲ့ရှင်းရှင်းပြောလိုက်ခြင်းဖြစ်တယ်။အတန်မာလေးနဲ့တည်ငြိမ်တဲ့အတွေ့အလိုက်အပြည့်ပါဝင်တဲ့ကြောင့်မာကြီးရမှာပို့လို့ပဲထဲလက်စိုးရိမ်သွားတယ်။ဝိညာဉ်ဝဲသူရဲ့စကလုံးတိုင်းကချိုးထက်တဲ့ဓားသွားတွေနဲ့မာကြီးရဲ့ရင်နဲ့အသေးတဲ့ထိတိုင်းဆိုင်ဝင်သွားတယ်။မာကြီးရဲ့မှာအကြီးကျယ်တုံ့လောက်သွားကမျက်နှာပဲကွက်ခနဲ့ပြတ်သွားတယ်။ဒါမဲ့မာကြီးရဲ့ဟာစိတ်ထဲမှာတော်လေးထိတ်လန့်နေပြီဖြစ်တော်လေဝါရဲတိုင်းသမားပညာရှင်တယောက်ပြီ။အိန္ဒြေဆက်ကဟမ်မပြည့်စရအောင်ထိန်ရင်ရီမောပြက်လိုက်တယ်။ကျုပ်မကြီးရဲ့နှစ်ဖက်သွားဓာတ်ရှင်နာမည်နဲ့တိုင်းလောကမှာကျင့်လဲခဲ့တာနှစ်ပေါင်းမနေတော့
ကျောက်တက်ကိုယူဖို့ဆိုတာနဲ့မပြောနဲ့ကျောင်းနဲ့မျက်နှာချင်းဆိုင်ဝင်တဲ့သူတောင်ရှားတယ်ကောင်းပြီမင်းကဒီလိုပြောကြည့်လာမှာတော့ကျောက်ရဲ့အသက်ကိုနှုတ်ယူလိုက်ဖို့မင်းမဆန်းစားရှိမရှိလက်တွေစမ်းကြည့်ရတော့မှာပေါ့ရီမောပြောဆိုပြီးအမြင့်ကိုပေါ်ပါစွာခုံပြန်တက်လိုက်တယ်မာကြီးရဲ့ကအတွေ့အကြုံရှိသူပြီးညနေညနဲ့လည်းများလာသူဖြစ်တယ်အဲ့လိုအမြင့်ခုံလိုက်ခြင်းဟာရွယ်ချက်ကတော့ပေါ်စည်းမှနေလို့ဝိညာဉ်ဝဲသူရဲ့ဥကောကိုဓာတ်နဲ့ခုတ်ပိုင်းချပြလိုက်ဖို့အကြံစီဖြစ်ပါတယ်ဒါပေမဲ့ဝိညာဉ်ဝဲသူမှလည်းခေသူတရားမဟုတ်ပါကြိမာကြီးရဲ့ပေါ်ကိုခုတ်တက်သွားတာနဲ့ဝိညာဉ်ဝဲသူကလည်းခုတ်လာလှည့်ပြန်တက်သွားတယ်နှစ်ဦးသားလေထဲမှာထိတ်တိုက်ဆုံးမိကြတယ်လေထဲမှာပဲဝိညာဉ်ဝဲသူရဲ့လူယိုကောင်းလက်နဲ့ကမာကြီးရဲ့တက်လျက်တစ်ပြက်ထိုးနဲ့တိုက်ခတ်လိုက်တဲ့ညနေညနဲ့များလာတဲ့ကလေးချမ်းမာကြီးရဲ့ကဝိညာဉ်ဝဲသူရဲ့ထိုးနဲ့ချက်ကိုလုံးဝခုခံရှောက်တိတ်ခြင်းမပြုတ်နိုင်ခဲ့ပြီးနာကျင်စုနဲ့စွာအော်ဟဲလိုက်တဲ့တူမာကြီးရဲ့ခန္ဓာကိုယ်ကြီးဟာကျမ်းမြေမောချိန်ပြက်လက်ပြကျသွားတယ်လုံးဝမလုံရှားနိုင်တော့ကြာဖို့တန်ဟာတရွှဲရွှဲထွက်ပေါ်နေရရှိပါတယ်မျိုးစားကြီးကနောက်ဖက်ရှိတရက်ခန့်နေချုပ်ထားတဲ့အခန်းကျယ်ကြီးအတွင်းမှာမျိုးစားကောင်းကြီးဝါဟာကြာဖို့တချောင်းနဲ့အလုံးရှုံနေရင်နောက်တယောက်ခေါ်လာခဲ့ရဲမက်တူကတရက်ခန့်တယောက်ကိုခေါ်လာကမျိုးစားကောင်းကြီးဝါရှေ့ကိုပို့ပေးလိုက်တယ်ကောင်းကြီးဝါတရက်ခန့်ကိုစူးစိုက်ခက်ထန်စွာကြည့်လိုက်ပါတယ်မှန်ဖြစ်မလားကျွန်တော်သိရဖြစ်ပါမယ်မင်းတို့မိစ္ဆာကိုင်းချုပ်ကဘာလို့လဲချွေတာကြည့်ပါအဲ့ဒီမှာငါဖေကောင်းတွယ်ကြီးကိုဖမ်းထားလားမသိပါဘူးဂျာဘုတ်ကကျောင်းမြေပေါ်ကြားရောက်သွားတဲ့အတွက်တရက်ခန့်မှာကြောကော်သွားတယ်မျိုးစားကောင်းယူဟာတရက်ခန့်ကိုစူးစူးထိုင်ထိုင်ကြည့်လိုက်တယ်မှန်ပြောစမ်းတကယ်မသိလို့ပါကဲမသိတဲ့ကောင်မှတ်ပြီလားတရက်ခန့်မှာတန်ရာတွေနဲ့လေးကျသွားတယ်အဲ့ဒီကရဲမက်တူကခေါ်ထုတ်သွားတယ်နောက်တယောက်တခင်မလေးကောင်းယူဝါရဲ့အတန်းကပေါ်လာပြန်တယ်တက်မှုကြီးဝမ်းကျင်ဘူးဟာမျိုးစားတခင်မလေးကောင်းယူဝါရဲ့လှုပ်ဆောင်ချက်တွေကိုငေးကြည့်ရင်ဥကောင်မတိမတာခါရလိုက်တယ်တက်မှုကြီးဝမ်းကျင်ဘူးဆိုသူမှာတက်ချင်းရရုပ်ဆိုးမျက်နှာဖုံးနဲ့တိုင်းလောကမှာကျင်းနေခဲ့ဘူးတဲ့ရုပ်ဆိုးကြီးဆိုသူပဲဖြစ်တယ်တက်မှုကြီးဝမ်းကျင်ဖို့ဟာဒီနားမှာရှိနေတဲ့တက်မှုလေးကိုလှမ်းပြီးတော့ပြောလိုက်ပါတယ်ဘယ်နဲ့လဲတက်မှုလေးရန်ကျင်းပေါ့တခင်မလေးရဲ့တော့တဲကြီးပါလားမန်တော်တက်မှုလေးရန်ကျင်းပေါ့ဆိုသူမှာစေးစရာကြီးရန်ကျင်းမရဲ့သားဖြစ်တဲ့လူဆန်းကောင်လျှက်စီးသားသမားလေးလိုအမြင့်ကျော်တဲ့တိုင်းလူတွေတယောက်ဖြစ်တဲ့မျိုးစားတခင်မလေးဟာတက်မှုလေးရာတူလင်းလက်နေရောက်ကတကြောင်ကြောင့်သူမကိုယ်တိုင်သမားတော်ကြီးရန်ကျင်းပိုက်ထက်သွားရောက်ကိုကြီးတောင်းခံကခေါ်လာခဲ့ခြင်းဖြစ်ပါတယ်တက်မှုလူဆန်းကောင်လျှက်စီးသားသမားလေးရန်ကျင်းပါဟာမျိုးစားတခင်မလေးကောင်းယူဝါအောင်ငေးကကြိတ်နေရမှာဝမ်းကျဲဖိုးထံကိုပြန်လဲလိုက်တယ်ဒါဟာသူခံစားချက်ပဲဘယ်တက်နိုင်မလဲဒီမိစ္ဆာကိုင်းသာမရိန်တမြောက်ကောင်းတွေကိုစစ်မေးရင်သူမိခင်ဖခင်ရဲ့တဲ့တွေကိုရလိုက်မယ်ထင်ပြီးတော့စစ်စင်းနေရပဲကျွန်တော်တို့ကကြိတ်နေအောင်ပေါ့တန်မိုးလေးရန်ကျဲပေါက်ကဆိုတယ်ဝမ်းကျဲဖို့ကစိတ်မသက်မသာဖြစ်တော်လေကောင်းငိမ့်မိတယ်ဟုတ်တယ်ဟုတ်ပါရဲ့လေတခင်မလေးဘက်ကကြိတ်ရင်တော့မမားပါဘူးဆိုလိုတာဒီလောက်အေးစေနူးညံ့တိမ်မွေးတဲ့တခင်မလေးဟာရန်သူရဲရဲဆက်ဆက်ဆုံးမတက်လိုက်မယ်လို့မမျှော်လင့်မိပါဘူးဒါကြောင့်အံ့ဩမိတာပါဝမ်းကျင်ဖို့ရဲ့စကားကြောင့်တန်မိုးလေးရန်ကျဲမှညင်သာစွာပြုံးလိုက်တယ်တခင်မလေးကောင်းယူပါမှာအယူတကူဆွဲနေရဲ့တန်မိုးကြီးရဲ့ဒါတိုင်းလူပြည်သားတွေနဲ့မိတ်ဆွေတွေပေါ်မှာအေးမြသားရတဲ့လာမင်းကြီးလိုသဘောထားပြီးရန်သူလူရုံမှာရုံညံ့တဲ့သူတွေပေါ်မှာတော့နေလိုမီလိုကျင့်သုံးဖို့လိုတယ်တဲ့ရန်ကျဲမောက်ကဆိုရင်ဝမ်းကျင်မှုကတစုံတရာဘာမှမပြောတော့ဘူးတယောက်ပြီးတယောက်ရိုင်းတဲ့ကစစ်စင်းနေရဲ့ကောင်းယူဝါကိုကြည့်ပြီးအနားကိုတဖြည်းဖြည်းရှောင်းလန်းသွားတယ်တခင်မလေးဒီကိစ္စကိုတက်မှုနဲ့လွှဲလိုက်ပါတခင်မလေးတိတ်ပြီးတော့ပြင်မမခံပါနဲ့ဝမ်းကျဲဖို့ရဲ့စကားကြောင့်တက်မှုလေးရန်ကျဲမောက်နောက်ချက်ချင်းရောက်လာတယ်ဟုတ်ပါတယ်တခင်မလေးဒီကိစ္စကျွန်တော်တာဝန်ယူပေးရစီအဲ့ဒီခါမှတခင်မလေးကောင်းယူဝါဟာလက်ထဲမှာကြောက်ဖို့ကိုချကပြင်ကိုပြေးထွက်သွားတယ်အကျုပ်ထဲမှာမိစ္ဆာကိုင်းမှဖမ်းမိထားသူ90ခန့်ရှိတယ်တက်မှုလူဆန်းကောင်းလေးရန်ကျဲမောက်ဟာမစစ်စစ်ရသေးတဲ့တရခန့်30ခန့်ကိုလှည့်ကြည့်လိုက်တယ်အဲ့နောက်သူ့ရဲ့တပည့်လက်ယုံဘက်ကိုကြည့်လိုက်ပြီးကြက်ကြက်မမဲစစ်ဆေးမှုပြုဖို့ငြိမ့်ရိပ်ပြပြီးအပြင်ကိုအေးစေးတည်ငြိမ်စွာရှောင်းလန်းထွက်ခွာသွားတယ်။ကောင်းမျိုးစားကေယာကရခင်မျိုးစားကြီးကောင်းတွန်ကြီးအုပ်ချုပ်စင်ရလို့တာယာနေပါတယ်။မျိုးစားကြီးကောင်းတွန်ကြီးတို့ဇနီးမောင်နဲ့ရန်သူလက်တွင်ကြားရောက်နေရကလွယ်လို့ကြံတဲ့မှုတန်းချုပ်မှာပြန်ကရောက်ရှိနေပြီဖြစ်တယ်။တကယ်မှလေးကောင်းယူဝါကအတော်လေးဘဝနာကျင်ခဲ့သူဖြစ်တဲ့အစစရအားငယ်ခဲ့ရတဲ့မိန်းကလေးကောင်းယူဝါဟာမျိုးစားတခင်မလေးဖြစ်လာတဲ့အခါရခင်ရလို့တော့မဟုတ်တော့ဘူးမိခင်ဖခင်အတွက်အမှုမှန်ဖော်ထုတ်လို့စိတ်လူလောဘသားကောင်းနေ
မိမိအတ္တအကျိုးစီးပွားအတွက်တော်မတော်သိမသိမစင်စားမတုံးတတ်ပဲလောက်ကင်နေတဲ့ဒုစရိုက်သားကောင်တွေကိုမုံတီတဲ့စိတ်တိုင်းသူပြည်သားတွေပေါ်တနာကျင်နာစိတ်တို့နဲ့တရေမွေလျက်ရှိတဲ့မျိုးစားကြီးတောင်းဝင်ယူနေရသူဖြစ်တဲ့တခင်မလေးကောင်းယူဟာအထာဘာကိစ္စမဆိုစိတ်ထားသဘောထားသိမ်မွေ့နူးညံ့တော်လဲတကိုးတပြားတွေနဲ့လူအတ္တတွေကိုအပြင်းပြင်းထန်တဲ့အပြစ်ပေးတုတ်တဲ့ရှင်းလင်းတဲ့နေရာမှာဖခင်ရဲ့စိတ်နဲ့အလွန်တူတယ်လို့ဝေဖန်ပြောဆိုခြင်းကိုခံနေရသူဖြစ်တဲ့တခင်မလေးကောင်းယူဟာစိတ်မောလူမောအသွင်နဲ့ကလက်ထိုင်းကြီးတစ်ခုပေါ်မှာခြေပြည့်လက်ပြထိုင်းချလိုက်တဲ့ရန်ရီပေါ်မှာလေးတအူးကစားတောက်ပွေရချို့လာရောက်ချပေးတယ်။အဲချိန်မှာပင်တမှုလေးရန်ကျင်းပေါက်ဟာလည်းကောင်းယူဝါချကိုရောက်လာတယ်။လူဆန်းကောင်းရန်ကျင်းပေါက်ဟာကောင်းယူဝါကိုလေးစားသူဖြစ်တဲ့လေးစားတဲ့ဆိုရင်နဲ့တခင်မလေးကောင်းယူဝါအားချစ်ကေဆွဲလန်းနေသူတရားလို့ဆိုရင်ပို့ပြီးတော့မှတ်မယ်။တခင်မလေးကလည်းလူဆန်းကောင်းလေးရန်ကျင်းပေါက်ပေါ်ထိုးနီးနေပင်ချစ်ကေစုံမဲ့နေသူပဲဖြစ်တဲ့တကိုးတပြလူရန်ကားတွေကိုတခင်မလေးကရိုးရှာမုံတီမှန်တည့်ရတဲ့တမှုလေးရန်ကျင်းပေါက်ဟာအစွမ်းကုန်စုံစမ်းဖော်ထုတ်လို့တိုက်ခိုက်နှိပ်ကွေပေးလေးရှိတယ်။တမှုကြီးဝမ်းကျင်ဖို့ကလည်းတမှုလေးရန်ကျင်းပေါက်ကိုသဘောကျတယ်။တမှုလူဆန်းကောင်းလေးရန်ကျင်းပေါက်ဟာအေးစေးတည်ငြိမ်တွက်လက်ဖြက်လက်တဲ့ရုပ်ရည်မှလည်းချောမောပြည့်ပြည့်ခံကြတယ်။တခင်မလေးဟာလူဆန်းကောင်းလေးရန်ကျင်းပေါက်နဲ့အလွန်လိုက်ဖက်ညီတယ်လို့လည်းဝမ်းကျင်ဖို့ကထင်မိတယ်။လူဆန်းကောင်းလေးရန်ကျင်းပေါက်ဟာဝင်ရောက်လာပြီးနောက်ကောင်းယူဝါရဲ့ရှေ့မှာတည်ငြိမ်အေးစေးစွာထိုင်လိုက်တယ်။တခင်မလေးလည်းမျိုးစားရာတို့ရပြီးမှနားရတယ်ကိုမရှိပါလားတော်ရတော်ကိစ္စတွေဟာတက်ဖို့တက်မှုတွေနဲ့စီစဉ်လို့ရပါတယ်တခင်မလေးနားယူပါရန်ကျင်းပေါက်ကမတိမတာတပြင်းတစ်ချက်ချပြီးဆိုတယ်အဲစကားကြောင့်တခင်မလေးရန်ကျင်းပေါက်ကိုကြိတ်လိုက်တယ်အခုရန်ညီမတခင်မလေးလို့မခေါ်ပါနဲ့လို့ပြောထားမလားရှင်ကာယူဝါပြောလိုက်တယ်တခင်မလေးကောင်းယူဝါရဲ့စကားတန်မှာလေးစားမှုရင်းနှီးမှုအဆူဆူတို့ပါဝင်နေပါတယ်သူတို့နှစ်ယောက်စကားဝိုင်းဟာခဏကြာမြတိတ်ဆိတ်သွားတယ်မြမဒီကိစ္စတွေဘာမှမပူပါနဲ့အကိုစီစဉ်ထားပါတယ်ရန်ကျင်းပေါက်ကဖြောင်းမြစကားဆိုတယ်အဲ့စကားကြောင့်တခင်မလေးမျက်နှာဝင်းပေါက်သွားတယ်ဟုတ်လားကိုဘလို့စီစဉ်ထားလဲတခင်မလေးကအားတက်ပြောနေမိတယ်အလင်းငိုင်ထိုးပေါက်ဝေးရောက်ပြီးတိုက်ခိုက်ကဲတင်မှုစီစဉ်ထားပါတယ်ဝမ်းသာလိုက်တာဒါကြောင့်ညီမအကိုအောက်ကိုတာသိလားတခင်မလေးကပြောရှယ်စွာနဲ့ဆိုတယ်တသက်လုံးအောက်ကိုမလားရန်ကျဲပေါက်ကတီးတိုးမိတယ်အကွာလောက်ပြီကောင်းယူကမူချက်ချက်မူရလေးနဲ့ဆိုတယ်ပြေးလေအကိုမေးတော့တက်တက်လုံးအောက်ကိုမှလားလို့ရန်ကျဲပေါက်ထပ်မိတယ်မိမချော်လေးကောင်းယူကမှရှက်ပြုံးလေးပြုံးနဲ့အသာကောင်းနေနေအဲနောက်ရှက်ရွစွာနဲ့ဦးကောင်းလေးငုံသွားတယ်မျိုးစားကေအောင်လူတယောက်ရောက်ရှိလာတယ်အရက်ကမနှိမ့်မမြင်အပြောင်ရဝစ်စုံကိုထက်အောင်စင်သူဝစ်စင်ထားတယ်ဥပရိယုတ်တီကြီးခံကြတယ်တို့လူဟာကေအောင်ရောက်ရှိလာပြီးတံမူကြီးဝမ်းကျက်ဖို့နဲ့တွေ့ဆုံကအဲကန်းဆောင်မှာစကားလက်ဆောင်ကြနေရင်အဲချိန်မှာပဲတန်းဆောင်စရာတာဝန်တွေလှုပ်ဆောင်ပြီးတံမူလူဆန်းကောင်းလေးရန်ကျင်းပါမြို့စားဆိုင်အင်ကေယာစီကိုပြန်လာတယ်ဆိုင်တော်ရောက်နေတံမူကြီးနဲ့စကားလက်ဆောင်ကြနေတဲ့ဧည့်သည်တယောက်ကိုတွေ့ရတယ်ရန်ကျင်းပါအဲကန်းဆောင်နဲ့ဝင်ရောက်လာတာကိုတွေ့ရတာနဲ့တံမူကြီးဝမ်းကျင်ဖို့ဟာဖော်ရွေစာနှုတ်ခွန်းဆက်လိုက်တယ်ဟောတူမောင်ပါလားလာပါဦးကွဘဘရဲ့ဧည့်သည်နဲ့တူမောင်မိတ်ဆက်ပေးအောင်မယ်ဝမ်းကျင်ဖို့ဟာသူ့ဧည့်သည်နဲ့မိတ်ဆက်ပေးဖို့ခေါ်တယ်ရန်ကျင်းမောင်လည်းအေကန်းထိုင်ကုန်မော်ကိုရှီအောင်ရှောင်းလန်းသွားပြီးတည်ငြိမ်စွာပြုံးလို့ထိုင်ကုန်မှာထားလိုက်တယ်သူဟာဘဘရဲ့တပည့်လည်းဟုတ်လက်ယုံဆိုလည်းဟုတ်တဲ့သူတယောက်ပဲတိုင်းလောကမှာတော့သူဟာဝိညာဉ်ဝဲသူဆိုတဲ့နာမည်နဲ့ကြော်ကြားနေသူပါတံမူကြီးဝမ်းကျင်ဖို့ကမိတ်ဆက်ပေးတယ်အဲစကားကြောင့်ရန်ကျင်းမောင်မျက်မှောင်ကျုပ်သွားတယ်ဝိညာဉ်ဝဲသူဆိုသူကလည်းတက်ချက်များစူးစူးဆိုင်ဆိုင်အကဲခတ်ကြိတ်မိတယ်ရန်ကျင်းမောင်ဟာအေကန်းဆောင်နဲ့ဝင်လာတဲ့ရောက်ထိုလူကိုမြင်ဘူးတယ်လို့ရှိနေခဲ့တယ်ဟုတ်မဟုတ်မသိကြသေးလို့အသားငိမ်ကမသိမသာနဲ့စူးစမ်းနေကြတာဖြစ်တယ်အခုတော့မိမိထင်တယ်လို့ထိုလူမှာဝိညာဉ်ဝဲသူအစင်ဖြစ်နေပြီဖြစ်တယ်တကယ်တော့ရန်ကျင်းမောင်ဟာဝိညာဉ်ဝဲသူရဲ့တဲ့ရင်ကိုလေဝက်စာစုံစမ်းရှောင်ဖွေနေသူဖြစ်တယ်သူ့ပေတွေသွေးကြွေးဆက်ဆရာရှိရမဟုတ်လားဒါမဲ့ခက်တာဝိညာဉ်ဝဲသူဟာမိမိလေးစားတဲ့တမူကြီးဝမ်းကျင်ဖို့ရဲ့တပည့်လျုံဖြစ်နေခြင်းပဲတပည့်ကြီးရင်လောသူအားဆရာကြီးတို့ကတန်မှုလေးပါပဲတန်လုံးကမှာတော့လူဆန်းကောင်းလေးလျက်စီထားသမားရဲ့လို့နာမည်ကြော်ကြားနေသူပါပဲဆက်လက်ပြီးတော့ဝမ်းကျင်ဖို့အောင်သူတပည့်ဖြစ်သူဟိလုံးကိုရန်ကျင်းမောင်းနဲ့မိတ်ဆက်ပေးတယ်ဟုတ်ကဲ့ဒီမျိုးစားကတန်မိုးတော့ခုမှမြင်ဘူးပါတယ်ဒါမဲ့ဒီတန်လောကမှာတော့လူဆန်းကောင်းလေးရဲ့တရယောက်မှွေလာပါတယ်ရေလုံကတလေးတစားကာရဝပြုပြီးဥညွတ်လျက်ဆိုတယ်ရန်ကျင်းပေါက်ကပါစကားမှမဆို
မတ်တရက်ကကာရဝပြုဥညွတ်စကားဆိုကြလည်းမရှိဝိညာဉ်ဝဲသူဆိုရရီလုံးသာစူးစူးငငယ်ကြီးကြည့်နေတယ်ကျုပ်ကတော့ခမောက်ရက်ရှာလိုက်ရတာနှစ်ပေါင်းကိုမနေတော့ပါဘူးအခုမှပဲဆိုင်ဆိုင်မြင်မြင်တွေ့တော့တယ်တွေ့မဲ့တွေ့တော့လေစားတာမရှာဘဲတော့လာတွေ့နေပါလားတန်ကြာနှုတ်စိတ်ကစိတ်ကြီးကြည့်နေပြီးမှရန်ကျဲပေါက်ရဲ့စကားကြောင့်ရီလုံးကြောင်အန်းဖြစ်သွားတယ်အနီးမှာရှိတဲ့တက်မူကြီးဝမ်းကျင်ဖို့လေထိတ်ထိတ်ပြပြနဲ့ဖြတ်ခနဲ့တစ်ချက်လန်းကြည့်လိုက်တယ်လူဆန်းကောင်းလေးရဲ့စကားဘာလို့ဆိုလို့ရလဲကျွန်တော်နားမလည်ပါဘူးရှင်းရှင်းလင်းလင်းပြောပါရီလုံးကမရှင်းလင်းတဲ့အတွက်ပြန်မေးလိုက်တယ်ရီလုံးစကားကြောင့်ရန်ကျဲပေါက်အတော်ပင်ရေးကျင်းသွားတယ်ဒါပေမဲ့ရေးကျဲစိတ်ကိုထိမ့်သိမ့်ပြီးအသားရပြောလိုက်တယ်အော်ခမလူတော်များရဲ့ဝိညာဉ်ကိုနှုတ်ခဲ့သူဆိုတော့ဘယ်အလုံးစုံမှတ်မိနိုင်တော့မှလဲတဘောတော့ကြပါရဲ့လောကကြီးမှာခန်းစားတဲ့သူကကိုထင်ရဆိုင်ခဲ့သူကိုဆွဲပြင်းနေအောင်မှတ်မိနေတတ်ရောရှိတယ်ကဲဒါရီထားမှာတော့ခမရှိအောင်ကျုပ်တို့တူတူပဲပြောမယ်တစ်ချိန်တစ်ခါတော့ကတော့တောင်ကုန်းမြို့ကတမားတော်ကြီးရန်ကျဲမှာခမပြစ်ပေးတဲ့ကိစ္စသူ့မှာဘာဖြစ်ကျူးလို့ခမဒီလိုလက်တစ်ဖက်ပြောင်းပြုတ်ခဲ့ရတာလေပြောပါရန်ကျဲမောက်ကတူတူနဲ့ရှင်းရှင်းမေးလိုက်တယ်အဲစကားကြောင့်ရီလုံးမျက်မှောက်ကုတ်ကစဉ်းစားရပြုတ်တယ်တမားတော်ကြီးရန်ကျဲမှာကလူဆန်းကောင်းလေးနဲ့ဘလို့ပတ်သက်မှုရှိလဲကျုပ်ဖေပဲခမရဲဆက်ဆက်ပြုတ်ခဲ့တဲ့ပြုတ်မှုပေါ်တစုံတရာခိုင်လုံတဲ့အဖြစ်ပဲပေးနိုင်လို့ကတော့ခမရဲ့တက်ကိုရော်ကြေးပေးဆက်ဖို့သာပြင်ပါရန်ကျဲပေါက်ရဲ့အေးဆက်ဆက်စကားကြောင့်ရီလုံးဆက်ခနဲ့တက်ချက်တုံသွားတယ်ဘယ်လိုပဲပုံဖြည့်ရှင်းရမှာကိုမစင်းစားတအောင်ဖြစ်သွားပြီးထိတ်ထိတ်ပြပြနဲ့ဝမ်းကျက်ဖို့အာကိုတကြီးကြည့်လိုက်တယ်ဆရာကြီးဝမ်းကျက်ဖို့ကမိမိရဲ့ဆရာဖြစ်ပြီးဆရာခိုင်ရဲ့သူဆောင်ရွက်ခဲ့တယ်မဟုတ်လားသူမတိတ်ဆိတ်လုံးမကြီးစေချင်ဘူးဒီကိစ္စမှာဘဘမှာတာဝန်ရှိပါတယ်ဘဘအလုံးရှေ့ပြပါမယ်ပြီးမှတူမောင်ဆန္ဒရှိရတဲ့လှုပ်ချရလုပ်ပါတစ်ချိန်တော့သမားတော်ကြီးရန်ကျဲပါဟာဟိုနန်းတောင်ကဆရာကြီးစီမှာတိုင်းမြညာလာပြီးတော့တင်းကြားခဲ့တယ်သူတို့ကျဘလို့တွေ့ဆုံရင်းနှီးချစ်ခင်မိကြတယ်မသိပါဘူးအဲ့ဒီမှာဘဘတို့ရွာကမေဝါဆိုတဲ့မိန်းကလေးနဲ့ရန်ကျဲမိုင်တို့တိတ်တခုမြစ်တာမျှခဲ့ကြတယ်ဘဘတို့ကဟိုနန်းတောင်ကျဲနားမှာရှိတဲ့ရွာလေးမှာနေတာတူတူပဲပြောကြပါဆိုရဲ့9နှစ်လောက်တိုင်းမြညာတင်းကြားပြီးတော့ရန်ကျဲမိုင်ဟာမိဘရက်တံပြတ်သွားတယ်အဲ့ဒီမှာမိန်းကလေးမေဝါစီမှာရန်ကျဲမိုင်ရဲ့ရင်သွေးလေးပိုက်ထွေးထားပြီးရန်ကျဲမိုင်ကသူ့မိဘရက်တံအကျိုးကြောင့်ပြောပြီးမေဝါကိုပြန်ခေါ်လာမဲ့အကြောင်းနှစ်သိမ့်ဖြောင်းမြခဲ့တယ်ဒါပေမဲ့ရန်ကျဲမိုင်ဟာအဲ့ဒီဟာကိုကြိတ်တီတခါမှပြန်ပေါ်မလာတော့ဘူးအဲ့တော့မိန်းကလေးမေဝါကိုရွာလူတွေကလည်းကုညီဆောင်ရှောက်ကျွေးမွေးရတော့တာပေါ့ခမရမှာလည်းကိုလေးလက်ဝမပေါ့ပါနဲ့မဟုတ်လားနောက်တော့မေဝါမိမဖွားခင်ဘဘကိုတီးတိုးမှကြာဂရိတောင်းတယ်တကယ်လို့မစုံကောင်းပြောကောင်းသူ့မိဖွားတော့အသက်သေးဆုံးခဲ့ရင်သူ့ကိုယ်စားရန်ကျဲမိုင်အောင်လူမဆန်တဲ့လူရုံမောင်နောင်ကျေအောင်ဆုံးမပြစ်ပေးဖို့ဂရိတောင်းတယ်သူပြောတာတရားနည်းလဲကြတော့ဘဘလည်းမငင်းတော့ဂရိပေးရတော့တာပေါ့သူတွေးထင်ထားတဲ့အတိုင်းမှာပဲမေဝါဟာတားယောက်ျားလေးကိုမွေးဖွားပြီး3ရက်တာနေသွားခဲ့တယ်စုံမသွားခဲ့တာပါပဲဘဘလည်းမေဝါရဲ့သားလေးကိုစောင့်ရှောက်ကျင်းမွေးပြီးအရွယ်ရောက်တဲ့ကအစိမ့်မြင့်တိုင်းပညာတွေကိုတင်ကြားပေးခဲ့တယ်နောက်လူအန္တရာစားတွေလူဆိုးလူမိုက်အရိုင်းဆိုင်တွေကိုနှိမ်နှင်းစေခဲ့တယ်ဒါမဲ့တခြားလူတွေကိုဘလောက်ပဲရက်ဆက်အပြစ်ပေးခဲ့ပေမဲ့တမားတော်ကြီးရန်ကျဲပိုက်ကိုတော့ဒီလောက်ရက်ဆက်ကြီးစုံမပြစ်ပေးခဲ့တာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ရန်ကျဲပိုက်ဆိုတာဘာပဲဖြစ်ဖြစ်သူ့ရဲ့မွေးတဖခင်ဖြစ်နေလို့ပဲတက်ချေရမေဝါနဲ့ရန်ကျဲပိုက်တို့ရဲ့တားလျောင်ဝိညာဉ်ဝဲသူဆိုတဲ့ဟော်ရီယာရှိလုံပါပဲကွယ်တကယ်တော့တူမောင်တို့နှစ်ယောက်ဟာညီကိုတွေပဲကွယ်အမေပဲကွဲကြတာပါအဲ့ဒီကမှရန်ကျဲပေါက်လဲဇက်ရည်လဲသွားတယ်ဒါဆိုသူရေးလုံကကျွန်တော်ရဲ့ကိုပေါ်ဟုတ်လားရန်ကျဲပေါက်ကအံ့ဩစွာနဲ့ပြောတယ်ဟုတ်တာပေါ့ကွယ်ဝမ်းသာအာရနဲ့ညီကိုနှစ်ယောက်ပြည့်ဖက်ပိုက်ထွေးလိုက်ကြတယ်ဒီအဖြစ်ကိုကြည့်ပြီးတက်မိုးကြီးဝမ်းကျင်ဖို့ဝမ်းသာလုံးဆိုကနှစ်ယောက်သာတွေ့ကြီးရက်လျက်မျက်ဝန်းအိမ်မှာမျက်ရည်စည်းကြောင်းနဲ့တွင်ကြာဆဲလာတော့တယ်တိုနီနဲ့ညီကိုနှစ်ယောက်ရဲ့မျက်ဝန်းအိမ်တွေလည်းအတီတီမျက်ရည်စားတွေနဲ့လောကသားတို့ဟာလောကတမက်တာလျောက်လောဘဒေါသမောဟဖုံးလွှမ်းနေတဲ့တက်တိုင်းတခါတရံတော့လေရင်ထဲမှာမြစ်တာတရားနဲ့တန်ရောစင်ဟာငုံရှိုးနေရထိုးအံထွက်ကြလာတတ်တယ်မဟုတ်လားညဦးရံချိန်ညတညရဲ့နှုတ်ပြိုတဲ့ကာလာလို့ဆိုနိုင်တယ်ဒါမဲ့ချိန်ကမဟုတ်ပါပဲနဲ့မိုးကတဲတဲမဲမဲရွာနေရဲ့ကောင်းကင်မှာတိမ်မဲညိုတွေကဖုံးအုပ်နေရဲ့မှောင်မဲနေရဲ့ကောင်းကင်ရံမှာလျှက်စီးရောက်နေဝေခနဲ့လက်ခနဲ့ပြုံးပြက်နေရဲ့မိုးထေကျုံတန်ကလည်းမကြာခဏဆိုသလိုနောက်ွယ်လူမတက်ပေါ်လာတတ်ပါတယ်
လေပြေတိုက်ခတ်တဲ့ခါမျိုးမှာတစ်ပီတစ်ရွက်တွေရိတ်ထိုးလှုပ်ရှားသွားတတ်တဲ့လျှက်စီးရောင်တွေလေးလက်ခါမိုးချင်းတဲ့တွေထွက်ပေါ်နေတဲ့အတွက်ကြောင့်ဒေါ်တရိစန်တွေဟာအလန့်တကြားဖြစ်ကမိမိတို့အတိုက်မြုံတွေမှာရိတ်သက်စွာပုံအောင်နေကြတယ်။လေပြေကလည်းဇက်တိုက်ပင်ဝေရဲတက်ခတ်လာတယ်။မိုးဆက်မိုးပေါက်တရားရေအိုးကိုတွန်းချလိုက်တဲ့နဲ့ပြေးထန်စွာနဲ့တဝဝရွာတွန်းချနေတယ်။ကောင်းကင်မြေမှာတိမ်မဲညိုတွေဖုံးအုပ်နေပြီးတော့မိုးဆက်မိုးပေါက်တရားတဲထန်စွာရာသွန်းနေတဲ့အတွက်ကြောင့်မြေခွေးမှာကျင်းလင်းခြင်းမရှိချေဟိုတော်ဝဖြစ်နေရင်နေရာကလည်းလူသူကဲဝဲတဲ့တောထန်းတဲ့နေရာတီပပဆိုရင်မိစ္ဆာကိုင်းတီရှိရာဖူးရတောင်းတဲ့နီးစက်တဲ့နေရာအချိန်ကမဟုတ်ပါပဲတဲမဲမဲရွာသွန်းနေရဲ့မိုးဆက်မိုးပေါက်တွေအမှုမထားပဲဖူးရှဲတောင်းခြင်းကိုကျဲကျွေတဲ့လာလူ၃ယောက်ရုတ်တရက်ရောက်လာတယ်အနှဲရောင်ဝစ်စုံဝစ်ထင်စားကအနှဲရောင်မျက်နှာဖုံးကိုစွတ်ထားကြတယ်နောက်ကျောမှာဓာတ်ရှည်တွေတီးတီးလွှဲထားကြတယ်လှုပ်ရှားပုံအမြင်ဆန်လာတယ်လူရိတ်ကိုပဲကောင်းစွာမမြင်နိုင်ရိတ်ခနဲ့လှုပ်ရှားသလိုပြင်းရတယ်တခဏတွဲမှာပဲတောင်ကျကိုဖြတ်ကျော်ကဖူရှင်တောင်ပေါ်ရောက်ရှိသွားတယ်တိတ်ကြခြင်းမဟုတ်ရင်တွေတိုးစုကအကြာလောက်မှာထိုလူ၃ယောက်ဖူရှင်တောင်ပေါ်မှာပြန်ဆင်းလာတယ်ဒါမဲ့၃ယောက်တည်းတော့မဟုတ်သူတို့၃ယောက်နဲ့အတူလူတစုပါလာတယ်အယောက်100နီးပါးခန့်ရှိတယ်ဒါမဲ့လူဦးရေပဲများတော့လဲလှုပ်ရှားမှုကတိတ်ဆိတ်ညဲသားတယ်တိတ်ဆိတ်ညဲသားတဲ့လောက်လဲလင်းမြတ်တွက်လက်တယ်တယောက်သွားတယ်လူ၃ယောက်အနီးမှာအသက်ရွယ်ကြီးရပြီဖြစ်တဲ့ဇနီးမောင်နဲ့2ယောက်ဟာလူ၃ယောက်ရဲ့ကိုကြီးဖေးမမှုရယူနေရဲ့ရှောင်းလာပါတယ်ဒါမဲ့တိတ်ပေပဲကြမ်းတမ်းစွာခီးလန့်တယ်မခံစားကြတောင်းလဲမရောက်တယောက်လောက်မှာအဲ့ဒီဇနီးမောင်နဲ့အတွက်ဟောရဲနဲ့တင်းဆောက်ကြုံနေတယ်အဲ့ဒီခါဇနီးမောင်နဲ့2ယောက်ဟာဟောရဲနဲ့ဆက်နဲ့အေဂျင့်တက်တာစွာဆက်လက်ခီးနေနိုင်ခဲ့တယ်ကျန်လူတွေကနောက်မှတက်စီလျက်ဆက်လို့ခီးဆက်လာကြတယ်ဟောရဲနဲ့အေဂျင့်စွာခီးဆက်သွားသူဇနီးမောင်နဲ့ကအခြားသူတွေမဟုတ်မျိုးစားတခင်မလေးကောင်းယူဝါရဲ့မွေးသမီးခင်ကျွေးဖခင်တွေဖြစ်တဲ့မျိုးစားကြီးကောင်းတို့ဇနီးမောင်နဲ့မေဖြစ်တဲ့အယောက်တရာခန့်ရှိတဲ့လူအုပ်တရားလည်းအခြားသူတွေမဟုတ်ဖူရှယ်တောင်မိတ်ဆာကိုင်းမှာမတရားနိုင်ကြလို့ဖန်ဆီးခံထားတဲ့ချုပ်သားတွေဖြစ်တဲ့ဒါမဲ့ကဲတေရှင်နဲ့ရောင်ဝစ်စော်ဝဲလူ၃ဦးကဘသူတွေလဲမျိုးစားကြီးကောင်းကေယာဆန်အိမ်မှာလူများစီကားနေတဲ့ရေရဲပိုင်းနေတော့လို့မဟုတ်ရန်ရွေပေါ်တွေအလုသမားတွေမကြက်စောင့်ကြက်မှုကိုတာဝန်ယူထားတဲ့တိုင်းသမားတွေပဲလုံးဝမနာရခြင်းအလိုလုံးရှုံနေကြတယ်အဲ့လိုအိမ်ရှိလူတွေအလုံးရှုံနေရခြင်းမှာအချမဟုတ်အကြီးကျယ်အခမ်းပွဲကြီးတခုရှိတဲ့အတွက်ကြောင့်ပဲဖြစ်တယ်အဲ့ဒီအခမ်းပွဲကမျိုးစားကြီးကောင်းတို့ဇနီးမောင်နဲ့ကောင်းမွန်ချုံမောစွာကေယာဆိုင်ကိုပြန်ရောက်ရှိလာတဲ့အတွက်ကျင်းမာတဲ့ကြီးကျယ်ခမ်းနားတဲ့အခမ်းပွဲကြီးပဲမနေ့တည်းကပြုလုပ်တဲ့အခမ်းပွဲကြီးမှာအခုညဦးရံမင်းတန်လာခဲ့ပြီးဖြစ်တယ်ဒါမဲ့အိတ်ခန်းဆောင်ဆက်အိတ်ခန်းကြီးတွဲမှာတော့ဝမ်ဘက်တသာပြောဆိုနေတဲ့စကားတန်တွေအပြန်လည်နှုတ်ဆက်သူတွေပျော်ရွှင်စွာရီမောတန်တွေကတော့မပြီးငိမ့်သေးချေတဖြည်းဖြည်းနဲ့အချိန်ကတိုးရွေလာတယ်9နာရီခန့်မို့ပြီးရောက်ရှိလာတယ်လာမင်းလည်းထွက်ပြူလာပြီဒါမဲ့လာပြီးညမဟုတ်တဲ့အတွက်လောင်ဝင်းကြီးကဝိုင်းဝန်းကြီးတော့မရှိတချမ်းမဲ့လောက်ခွဲလေးသာဖြစ်တယ်ဒါမဲ့တိတ်ကင်းစင်တဲ့အချိန်ကမို့တချမ်းမဲ့လောက်ခွဲလေးရဲ့အလေးရောက်ကလောကဝင်းကျင်ကိုအတော်ပင်လေးချမ်းနေစေတယ်။လောက်ရောင်ဆန်းထားတဲ့ဝင်းကျင်တို့ဟာအလိုမီတင့်တယ်လှပနေပါတယ်။ဂီယာဆိုင်ကြီးရဲ့မြောက်ဖက်တစ်ပင်ရိတ်ကောင်းတဲ့ပန်းကဲတနေရာမှာလူနှစ်ယောက်ရက်လျက်ရှိကြတယ်။ထိုလူနှစ်ယောက်ကအခြားသူတွေမဟုတ်မျိုးစားသခင်မလေးကောင်းရီဝါနဲ့တန်မိုးလူဆန်းကောင်းလေးရန်ကျင်းပေါက်တို့နှစ်ယောက်ပဲဖြစ်တယ်။လူဆန်းကောင်းလေးရန်ကျင်းပေါက်ဟာသခင်မလေးကောင်းရီဝါကိုစိုက်ကြည့်နေတယ်။သခင်မလေးကောင်းရီဝါလည်းရန်ကျင်းပေါက်ကိုကြည့်တယ်။နှုတ်ဦးသားဟာတယောက်နဲ့တယောက်လက်တကန်းအကွာရက်လျက်မျက်လုံးကျအကြည့်ကျပြန်နေကြတယ်။ရန်ကျဲပေါက်ကောင်းယူဝါတဲ့အရက်ပုံမြင်နေကောင်းယူဝါရဲ့ရက်ဟာရန်ကျဲပေါက်ရဲ့ပကုံးတာတာလောက်သာမြင်နေဒီတော့မျက်နှာချင်းဆိုင်ကရက်နေကြတဲ့အခါမှာတော့ရန်ကျဲပေါက်နေနဲ့မူကောင်းယူဝါရဲ့ဖြူပွဲဝဲပါတဲ့မျက်နှာလေးကိုအပေါ်စီးမှမြင်နေရတယ်။ကောင်းလေးမော်ကမျက်လာလေးအားပေးလို့ကြည့်နေရတာမို့ကောင်းယူဝါရဲ့မျက်ဝန်းအိမ်ညွတ်ကြီးတွေဟာပို့ပြီးတော့လှပနေရဲ့နှုတ်ဦးသားကြဲကြဲဆိုင်မိတဲ့အခါမျက်လုံးနဲ့အယောင်လက်တောက်ပသွားတယ်။မျက်ဝန်းတွေမှာတစ်စဲကောင်းရီဝါရဲ့ဆန္ဒမှန်ကိုရောက်ကျန်းပေါက်တိလိုက်တယ်။မိမ့်မပြောလေးကောင်းရီဝါမှာလည်းထိုးနီးနေပြီ။ရန်ကျန်းပေါက်ရဲ့နှလုံးသားထဲမှာသာတွေးရှိနေအောင်အကဲခတ်မိတယ်။အဲ့လိုသိရှိလိုက်တဲ့အတွက်နှုတ်ဦးသားရင်ရင်တွေတတိတ်တိတ်ခုန်လာတယ်။ကောင်းရီဝါအသာမျက်နှာလေးချသွားတယ်။ညီမလေးအကိုကိုအရန်ကျေးဇူးတင်ပါတယ်သိလား။အတန်ကြာနှိမ့်ဆက်နေပြီးမှမိမ့်မပြောလေးကောင်းရီဝါဆိုတဲ့ရန်ကျန်းပေါက်ဟာငုံနေတဲ့ကောင်းရီဝါရဲ့မေးစင်လေးကိုကိုင်းကအသာပေးမလိုက်တဲ့ကောင်းရီဝါရဲ့မျက်နှာလေးမော့လာတဲ့လိုက်လဲလွမ်းမောတဲ့မျက်လုံးညွညွကြီးတွေနဲ့ရန်ကျဲမအားကြည့်တယ်
ဟန်ဆောင်မှုခြုံလွှာကိုတင်းကျပ်စွာလမ်းကြုံထားတော့လေနှလုံးသားခံစားမှုရဲ့ရိတ်သွင်းကမျက်ဝန်းတွေမှာပေါ်လွင်နေတယ်။ကာယီဝါရဲ့နှကန်းပူးပူးလေးတွေဟာတစ်ဆက်ဆက်လှုပ်ရှားကတုံရင်နေပါတယ်။ရန်ကျင်းမောင်ဟာဘာစကားမှမဆိုမိပဲကာယီဝါကိုစူးစူးဆိုင်ဆိုင်ကြည့်နေမိတယ်။ကာယီဝါရဲ့မျက်နှာဟာမော့လေးဖြစ်နေတယ်။မော့လေးဖြစ်နေတဲ့ကာယီဝါရဲ့မျက်နှာပေါ်ရန်ကျင်းမောင်ရဲ့မျက်နှာကိုင်းကျလာတဲ့ကာယီဝါရဲ့ရင်နဲ့လှုပ်ရှားသွားတယ်။နှလုံးသားတဒိန်ဒိန်ခုန်နေမိမိရဲ့ခန္ဓာကိုယ်ဟာဝီရံမြစ်ကိုလွှမ်းမြောက်တက်သွားသလိုခံစားရတယ်။အဲ့ချိန်မှာပဲတိတ်ချက်တဲ့ကွယ်ဆိုတဲ့စကားသံနဲ့တူရန်ကျဲပေါင်ရဲ့မျက်နှာဟာမိမိရဲ့ပါးပြင်းနဲ့ထိကန်လာတယ်။အတန်အနာကက်ကခက်တူတူပြောဆိုခြင်းဖြစ်တော့လေဝေးလံတီခေါင်းနေချက်မှာအော်ဟစ်ပြောကြားတဲ့လိုကာယီဝါရဲ့စိတ်ထဲမှာထဲမိတယ်။ကာယီဝါရဲ့နှက်ဖြတ်မှာအတန်လေးတစ်ချက်လွှဲထွက်လာတယ်။ရန်ကျဲပေါင်ထံမှာအဲ့လိုပြုတ်လာတော့မှကိုကြိုတင်တိထားရက်နဲ့ပဲတကယ်တမ်းနှစ်ဖူးတွေ့တူတွေ့ဆက်ဆက်ကြုံဆုံလာတဲ့အခါရှင်ထဲမှာတင်းစီတောက်ခံနိုင်စွမ်းမရှိအောင်လှုပ်ရှားသွားတယ်။ထိုတရင်ကအချိန်လေးအတွင်းမှာရန်ကျင်းပေါရဲ့မြစ်တာတေးတဲ့ဟာမိမိကိုလမ်းချုံလိုက်ကြအောင်ကောင်းယူဝါသိလိုက်တယ်။ကောင်းယူဝါရဲ့စိတ်ဆယ်မှာလေပြေလေညင်တိုက်ခတ်မှုမှာရိမ့်ရွယ်လှုပ်ရှားနေတဲ့ကြာပန်းလေးနဲ့ဖြစ်သွားလိုက်ပါတော့တယ်။ပရိသတ်များရှင်ပရိသတ်များခုနားဆင်ကြရတဲ့တိုင်းဇလန်ကောင်းလေးတစ်ပုဒ်ကတော့စာရေးသူဝင့်ကျွေရဲ့အစိတ်လက်တဲ့တရေမျက်နှာလို့မြင်ရတဲ့တိုင်းဇလန်ကောင်းလေးတစ်ပုဒ်ရဲ့အစဆုံးလေးကိုပရိသတ်တွေကနားဆင်ကြရတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့မှလည်းကျမတို့ရဲ့ channel ကနေအသစ်သောဇလန်ကောင်းများစွာကိုဆက်လက်တင်ဆက်ပေးအောင်မှာဖြစ်လို့ပရိသတ်ကြီးအားစောင့်မျှော်အားပေးနားဆင်ပေးပါအောင်ရှင်။နားဆင်ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။